ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ကျမရဲ့ဒီ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့မှာတော့စာရေးသူသွေးမိတ်ရေးသားထားတဲ့ Gangster မလေးဤအချစ်တော်ဆွေဇာတ်လမ်းကောင်းရဲ့ပထမပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်ခင်မှာကျမရဲ့ channel ကို like and subscribe နဲ့ထားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစလိုက်ပါအောင်မယ်။လွဲသွားပြန်ပြီ။ပြစ်မှတ်ကိုလွဲသွားကြောင်းညှဉ်းညူလိုက်တော့ရိတ်တနည်းအားဖြင့် Gangster မလေးတယောက်မမလေးကပြစ်တိုင်းလွဲနေရပါပဲဟုတ်တယ်မလားခေဟုတ်ပါတော်စံဟုတ်ကဲ့ပါမမလေးရိတ်ဘေးနားမှာနေနေတဲ့ခေနဲ့စီကတော့မမလေးအော်ကြောင့်တိတ်ဆိတ်သွားခဲ့တယ်သူများရဲ့အမြင်မှာမမလေးကကြမ်းတမ်းတဲ့ဇယိုက်ဆိုပေမဲ့သူတို့အမြင်မှာတော့မမလေးကဘုံမရုပ်လေးတစ်ဖွဲချစ်စွဲကောင်းနေမလားအခုလို Gangster တယောက်ဖြစ်ရတာကလည်းအမွေဆက်ခံရပဲလေဘယ်သူကလှုပ်ချင်ပါမလဲဒီနေ့ဘာအစီအစဉ်တွေရှိတဲ့ခေအစီအစဉ်ကတော့တည်တံ့စီစဉ်ထားမရှိပါမမလေးဒါပေမဲ့တခင်ကြီးကပါဟဲ့လေမမလေးလုံးမယ်လို့ခေမထင်ပါဘူးရိတ်မလောက်ကျင်လေပပဆန္ဒကိုညင်လို့ရဘူးလို့လားခေပြောပါဒီညရန်ကုန်ကနေခီးတဲ့ကားတကာလာမဲဆိုပြီးတရင်ရရှိထားပါတယ်ခီးတဲ့ကားနဲ့ပပစီစဉ်ထားကဘာဆိုင်လို့လဲခေတင်ကောင်းမွာပါလိုက်ခီးတဲ့တွေကိုဖမ်းဆီးပြီးတစ်ဖက်ကိုရောင်းချမယ်လို့ထင်ပါတယ်ပါပပစီစဉ်ထားဒါလားခေစီရောသိနေရလားဟုတ်ပါရဲ့မမလေးစီးနဲ့ခေကဘာမှမတတ်နိုင်ပါဘူးပပစီသွားမယ်ဟုတ်ကဲ့ပါမမလေးရေဆေးရှုပ်စွာပါစီရောက်လာခဲ့တယ်။တခြားဟာဆိုသူလက်ခံနိုင်ပါတယ်။လူကုန်ကူးတာကတော့သူဘယ်လိုမှလက်မခံနိုင်။ဂိုင်းစတာတယောက်ဆိုပေမဲ့ရာတိုင်းမှာပါလုတ်တရားဥပဒေနဲ့မလွတ်ခင်သူဘလောက်တတာပါအောင်မနိုင်။ပါအသားဟော်ဒါနဲ့တိချစွာလိပြီးစားသုံးနေရပါတော်တော်လူဖြစ်စေတရိษံဖြစ်စေတနာကျင်နာတဲ့နှလုံးသားမရှိပါ။သူကတော့မဟုတ်ဥပဒေနဲ့မလွတ်ခင်ရင်တော့ပစ္စည်းဥစ္စာဆိုရင်သူမှမပြောလို့ပါ။အခုဟာကလူတွေပါစီစင်ထားရဖြတ်သိမ်းပေးပါ။ရိတ်လက်မခံနိုင်ဘူး။ဘယ်တော့မှပါစနာကိုရိတ်ညင်းလို့ရဘူးလေညောက်ထွက်ဖို့တာပြည့်စင်ပါဟဲပါအခုဟာပစ္စည်းဥစ္စာမဟုတ်ဘူးပါလူတွေပါပါမလေးရိတ်တယောက်လုံးရှိသေးတယ်ဝိလေမောင်ပါမကြောက်ဘူးလားမကြောက်ဘူးရိတ်ပါအခုလိုချင်းနေအခုလို Gangster တယောက်ဖြစ်လာအောင်ရောက်လာရတာအခုလိုအယောင်းဝယ်ကြီးကြောင့်ဒါဆိုပါရလေလူတွေကိုအယောင်းဝယ်လုပ်တယ်ပေါ့ပါတော်တော်ရိတ်ပါစနာကိုစန့်ကြည့်ရင်တော်ထဲမှာတပတ်သွားနေရမယ်ပါအခုလိုလုပ်ရင်တော့ဘယ်တော့မှမားစီကခွန်းနှမို့ရမှာမဟုတ်ဘူးအဲ့ဒါပါသိလားသိရဲ့ပါမောင်ဒီတိုင်းပြတ်ထားတော့မှလားမကပါချရရသူဆိုအရင်ကဟုတ်တယ်အခုပါလို့သမျှကိုစက်ကျင်နေတော့ရိတ်မောင်ကိုပါမချစ်တော့ဘူးပါပိုးခတ်ထန်တမိဖြစ်သူကြည့်ပြီးမျက်နှာလွှဲလိုက်တယ်သူကချမ်းသာရမယ်အကုန်လုံးမှသူကအာနာကြီးဆုံးဖြစ်ရမယ်အဲ့လိုဖြစ်မဲ့အရာမှတ်သမျှတားဆီးသူကဘသူပဲဖြစ်နေပါစေသူရန်သူပဲရိတ်ပါစနာမငြင်းမဲ့လိုက်လို့ပေးရဲဆိုတာကပါကိုချစ်လို့ပါကတော့ရိတ်ကြနေမျက်ရည်စားတွေကိုခတ်တင်းနဲ့တုပ်ပြီးပါရှိရနေထွက်လာခဲ့တယ်တော်ရဲဆိုပေမဲ့အဲ့မှာမားလဲရှိရဲ့သူမနေကျင်တာမဟုတ်ပါပါအခုလိုလုံးရက်တွေလုံးနေရကိုသူမကြည့်ကျင်တာပါငွေရဖို့ဆိုရင်ဘာဖြစ်ဖြစ်လုံးမဲ့တင်မလားပါအမားတွေဆက်ကျူးလို့မှဆိုလို့သူတမနေပြီးတားနေရတာဒါပေမဲ့သူ့ကြံနေရတခုမှဖြစ်မလားစေတောရလေးတွေ့ရမှာစာရေးဖို့အင်ကိုပြောပြီးထွက်လာခဲ့တယ်သူကတထေးသားတယောက်ရန်ကုန်သားတယောက်ဆိုပေမဲ့တော်တလေးကိုနှစ်သက်တယ်ချက်တယ်အဲ့အကြောင်းလေးတောရလေးမှာအေးချမ်းနဲ့စာရေးဖို့သူရန်ကုန်ကနေလာခဲ့ရမလားကောက်ထွက်ပါတော့မယ်လိုအပ်တာအကုန်ပြင်ဆင်ထားပါနော်စပရစကားဆုံးခီးတဲ့အားလုံးအချက်မောင်းတခြားအသုံးဆောင်ပစ္စည်းအားလုံးဆေးမဝယ်ယူလိုက်တယ်။10မိနစ်လောက်နေတော့ကားလေးကိုခီးစတင်လာခဲ့ပါတော့တယ်။ဆေးနဲ့ချက်လေးကိုနားမှာတက်ဆင်ပြီးတချင်းတန်စင်နဲ့အတူမှီးဆက်လိုက်တယ်။မမလေးတကယ်ပဲတခင်ကြီးပြောသလိုအားလုံးဖမ်းမလို့လား။ဟုတ်တယ်မမလေးအဲ့လိုလုပ်ရင်တခင်မကြီးကမမလေးကိုအရန်မောင်းသားမှာပါ။ရိတ်ဘေးနားမှာနေပြီးတယောက်တကွန်ပြောနေတဲ့ဆေးနဲ့ခီးကြောင့်သူ့သားလေးညင်နေလိုက်တယ်။သူမလုပ်ရင်ပါတခြားသူခိုင်းမှာမလား။အဲ့ဆိုသူတားစီဖို့ခက်ခဲသွားလိမ့်မယ်။အခုကြောင်ပါလိုက်လူတွေကိုအချိန်နေကြည့်ပြီးအကုန်လှုပ်ပေးတဲ့လှုပ်ပေးရမှာပဲဒါသူစိတ်ကိုပါတီလို့ပြစ်ပေးခဲ့ရင်သူခံရမှာပဲလေမမလေးလာပါပြီစတော့ရန်ကုန်ကနေစီးနေလာတဲ့ကားကိုရိတ်အမိတ်ကြောင့်ခိုင်းသားရီလေတနက်နဲ့ပြစ်ခဲကြလိုက်တယ်ဘာဖြစ်ကြလဲကားဆရာလှုပ်ပါအောင်ကဲကြပါအောင်အတီးတီတောင်းဆိုနေတဲ့တန်လေးကြောင့်ဆင်နိုးလာခဲ့တယ်သူကြည့်လိုက်တော့အကုန်လုံးကြောက်ရွံ့စွာငိုယိုနေကြတယ်တိတ်မကြခင်သူတို့ကားပေါ်ကိုမိန်းကလေး3ယောက်ကြီးဟာတော့လူစိုးရိပ်ပုံနေဖြစ်မယ်အကုန်လုံးတော်ရဲဖမ်းခေါ်လာခဲ့မမလေးတခင်ကြီးကဆိုင်ကိုပဲခေါ်ခိုင်းလိုက်တာပါငါအမေကိုလွန်ဆန်းနေရလားတော်ရဲကိုခေါ်သွားရေသူပြောတာကိုလက်မခံနဲ့ခိုင်းသားနဲ့ထင်အောင်တနက်နဲ့ချိန်ထားလိုက်တယ်အဲ့မှာခိုင်းသားလည်းအလန့်တက်ကြရိတ်ကိုဥညွှတ်လိုက်တယ်စင်းနဲ့ခေအခုမှမမလေးလိုရက်ကိုကြည့်ပြီးသဘောကျနေမိတယ်သူတို့မှဆိုင်ခေါ်သွားမှဆိုလို့စိတ်ပူနေကြရမလားခိုင်းသားရီလည်းရိတ်အမင်းကိုမလွန်ဆန်းတာကြောင့်အကုန်လုံးကိုတောစီကိုခေါ်သွားခဲ့တယ်ရိတ်ကားနောက်ဆုံးမှာထိုင်နေလူတို့ကြောင့်သူပြုံးလိုက်မိတယ်သူများရဲ့အလန့်တက်ကြဖြစ်နေပေမဲ့သူကတော့တော်တောင်မလုပ်ပါသူ့ကိုခေါ်ခဲ့စီဘသူ့ကိုလဲမမလေးဟိုးမှာဟုတ်ကဲ့ပါမမလေးစေးလေ
မမလေးအမိန့်ကြောင့်သူတို့ကြည့်နေလို့ဆွဲခေါ်လာခဲ့တယ်။စီလေတနက်ကင်ထားကြောင့်လန့်ပြီးစေးခေါ်ရနောက်ကိုအသားလေးလိုက်လာခဲ့တယ်။မင်းနာမည်ဘယ်သူလဲ။စေမင်းမိတ်ဘယ်ရလဲ။ရန်ကုန်။ဒါနဲ့ကျွန်တော်ဘာလို့ဖမ်းခေါ်လာရလဲ။မင်းတယောက်တည်းကိုဖမ်းခေါ်တာမဟုတ်ဘူးလေ။အကုန်လုံးဖမ်းခေါ်တာ။တွေ့ပါရဲ့။မင်းငါဘယ်သူလဲသိလား။မင်းကလူစိုးလေ။စေးပြေကြောင့်ရေမရေးစဘူးအာရပါရရေးလိုက်မိရဲ့။ရိတ်စေးကိုတေးသေးချာချာစိုက်ကြည့်လိုက်တော့သူ့ရဲ့ဘက်လေးရမတိမတာခုံလာခဲ့တယ်။ဒီမနုမနက်လေးကိုကြည့်ပြီးသူကရက်ခုံနေတယ်လား။မမလေးအကုန်လုံးမားစီပြန်အောင်ရင်လှုပ်ပေးလိုက်သူ့တော့ချွင်းချက်မမလေးငါမင်းကိုစိတ်ဝင်စားရဲ့မိတ်ငါနာမည်ရိတ်ကြွေပန်းမင်းပြောသလိုလူစိုးတနည်းအားဖြင့်ဂိုင်းစတာပေါ့မိန်းကလေးဖြစ်ပြီးဂိုင်းစတာတယောက်မင်းခုလိုလောက်တာဥပဒေနဲ့မလုပ်ဘူးဆိုတာမသိဘူးလားသိရဲ့ဒါဆိုဘာလို့အခုလိုလောက်တာလဲအမေရထပါငါနားမှာစစားနေမင်းသိရမှာပါစေတော့ဆိုင်ငါဆောက်မယ်ဟုတ်ကဲ့ပါမမလေးစေသူ့ရှိရအရက်မြင့်မြင့်အသားဖြစ်ပြိုဆန်နေရလဲရှူပါရအောင်အင်္ဂလိပ်မာလေးတယောက်လိုချစ်စရာကောင်းတဲ့မိန်းကလေးတယောက်ကဂိုင်းစတာတယောက်တက်လာစေကြည့်လေဘယ်လိုမှမယုံနိုင်ပါရုပ်ကလေးရတာနူးညံ့နေထင်ရပေမဲ့ပုံစံကတော့သူပြောသလိုဂိုင်းစတာတယောက်သူနဲ့ကိုကဆန့်ကျင်ဘက်တောင်သူ့ကိုစိတ်ဝင်စားရတဲ့ရှယ်တင်လိုက်တာကလည်းမိန်းကလေးတယောက်နဲ့မလိုက်မင်းသာဂိုင်းစတာတယောက်မဟုတ်ရင်ကိုမျိုးမြင်မြင်ချင်းရခုန်နေမိမှာအခုတော့မင်းဟာကိုအမုံဆုံးလိုရတစ်ခုကိုဥဆောင်နေတဲ့မိန်းကလေးတယောက်ဖြစ်နေပါလားရိတ်စေးတို့မှာပြီးသူကတော့ဂိုင်းသားတချို့နဲ့အတူဆိုင်ကိုပြန်လာခဲ့တယ်လူရည်သားမစီရောက်သွားတယ်ဆိုတာပါသိရင်ပါသူ့ကိုတက်ပြစ်ချင်နေမယ်ဆိုတာသူသိတယ်ဒါပေမဲ့လူရည်ရောင်းဝယ်ကုန်ပစ္စည်းတစ်ခုလုံးသူမတတ်မှတ်နိုင်ဘူးတမိမငါစီပွားကိုဖျက်ဆီးချင်ရလားရိတ်ကြွေပန်းရိတ်ဆန်ရအောင်ချင်းပါစရာရလိုက်တဲ့လက်ဆောင်ဒီလောက်ကတော့ရိတ်တွေးထားတဲ့အရာတစ်ခုမလို့ရိတ်အပြုံးမပြတ်နိုင်ပါပါဒေါသပြေအထိရိုက်လဲရိုက်ပါရပါတယ်ဒါပေမဲ့ပါစီကိုရိတ်လူရည်ထုတ်ပေးမှာမဟုတ်ဘူးအခုချိန်သူတို့နင်မားစီကိုရောက်သွားပြီလေမားစီရောက်သွားနဲ့သူတို့လွတ်မယ်လို့ထင်လားပါဘာလို့မလို့လဲနင်ကငါသမီးပါနင်ပဲခြေလန်းနှံ့နေရဲဆိုတာငါမသိဘူးမြထင်နေလားအခုချိန်မားစီမရောက်ပဲတပတ်နိုင်ငံရောက်နေလောက်ပြီပါငယ်သေးရဲ့သမီးပါစီအောင်မမေ့သေးဘူးဥက္ကဋ္ဌသမီးဖြစ်သူမေပြုံပြောလိုက်မိရဲ့ရိတ်ပါစီအားကြကြချင်းကောက်အမြန်နှောင်းနဲ့မောင်းလာခဲ့တယ်သူမြောင်ဝတဲ့မြောင်နာကကောက်ပမာသူတို့ကိုမတက်ဖို့တောင်းဆိုနေကြတဲ့စကားတန်းပြီးတော့သူ့ကိုလူမတရားလို့တတ်မှတ်နေရဲ့သူစိတ်ဝင်စားကြရတဲ့သူပါအောင်ရိတ်မုန်းခြင်းပြီးစေးနဲ့ကေတခင်မကြီးရှိရာကိုလာခဲ့ကြတယ်ဟိုရရင်ခေါ်လိုက်ခီးတဲ့အားလုံးကိုတစ်ဖက်ကကားစီကိုအစဉ်ပြေမဲ့နေရာထိလိုက်ဖို့ရမှာမလားဟေ့နင်ကဘယ်သွားမလို့လဲစေးအမေကိုစေးမဖြေမိပါဒီလိုလူတွေနဲ့လာတွေးမိရဲ့သူ့ကိုယ်သူအပြစ်တင်လို့မစုံအခုချိန်သူ့ကိုမာမီတို့ဖုန်းဆက်မလားဆိုပြီးမျှော်နေလောက်ပြီးဒီလိုနေရာမှာလဲဖုန်းတွေကလိုင်းမိမယ်မထင်ပါဟေ့မင်းနေရလေဘယ်သွားမလို့လဲဘယ်သွားပေါ့စေးသူ့ကိုပူဆက်ဆက်နဲ့ပြန်ပြောတဲ့စေးကိုရိုက်ချင်ပေးမဲ့မမလေးအချစ်တော်မလို့ညင်နေလိုက်ရတယ်သူရိုက်လိုက်ရင်မမလေးလက်စသူမီးတော့မှမလားကဲပါစေရဲ့စမနေနဲ့သွားစာရှိရသွားရအောင်မမလေးဆိုင်ပြန်ရောက်လို့တကိစ္စရတာတခင်ကြီးသိရင်ငါတို့လွတ်မှာမဟုတ်ဘူးအေးပါဟာသူတို့ပြောနေရကိုပေးကခိုးဝက်ပြီးတော့လိုက်လာတဲ့ဥခတ်ထန်တွေတချို့အေးအခြေကိုကြည့်ပြီးပြက်ခတ်ဖို့ရေခဲပြလိုက်ကြတယ်ဥခတ်ထန်ကတမိဖြစ်သူရဲရဲစိတ်ကိုသိရကြောင်းသူမိမစီသွားတဲ့လမ်းမှာသူ့လူတချို့ကိုစောက်ခိုင်းထားပြီးသားမလားသူလမ်းကိုဘယ်သူမှတားဆီးလို့မရပါပြက်ခတ်တန်နေကြကြောင်းစိနဲ့ခေကြည့်လိုက်တော့မိုင်းစွာတခြားသူမဟုတ်ပါတခင်ကြီးရဲ့ညားလက်ယုံမိုင်းနင်းတခင်ကြီးအမိမလို့ပါစိနဲ့ခေလွေကိုငါတို့စီအေးဆေးလွှဲပေးနို့အသက်ကိုငါလှုပ်ပေးမယ်ဘာမလှုပ်ပေးနိုင်ဘူးမိုင်းနင်ခုလိုလုပ်နေရမကောင်းစွာနဲ့မသိဘူးလားနင်တို့လည်းခိုင်းသားရပဲငါတို့ကုံလုံးအမင်းကိုနာခံရမှာပဲလေမရအောင်မိုင်းလူကုံကူးတော်ငါတို့ဘယ်နည်းနဲ့မှမလုပ်ဘူးမမလေးသိရင်လေအခုချိန်မမလေးကနင်တို့လာကဲနိုင်မယ်လို့ထင်လားတခင်ကြီးလက်ဆမိလို့မိုက်စကားကြောင့်စိနဲ့ခေအပြင်စီပါလန့်သွားခဲ့တယ်စေသူမသိစိတ်ကနေရိတ်ကိုစိတ်ပူနေရဲစွာကသူကလွဲပြီးဘသူသိမှလဲနင်ဘာပြောချင်တာလဲမိုင်းနင်တို့လည်းသိရပဲတခင်ကြီးကသူ့ကိစ္စတွေကိုတားဆီးရင်ဘလို့အဖြစ်ပေးလဲဆိုတာနင့်တို့လေငါစီလူတွေကိုအေးဆေးလွှဲပြောင်းပေးပြီးမမလေးကိုကဲတင်ပါလားမမလေးကိုပြတ်ထားပြီးဒီလူတွေကိုကဲတင်ပါလားမိုက်စကားကြောင့်စေနဲ့ခေတရားမျက်နှာတရားကြည့်လိုက်မိသူတို့ခေါ်လာတဲ့ခိုင်းသားလူကြီးကနည်းနည်းလေးမိုက်စီပါလာခိုင်းသားကလူကြီးအများကြီးပြီးတော့မိုင်းကဘသူ့ကိုမှမညာတာတခင်ကြီးလိုပဲရက်ဆက်ကြမ်းကြုတ်တယ်မလားဘာမှလုပ်စရာမလိုစေးနဲ့ခေမမလေးငါ့ကိုတက်ပြီးမှနင်တူလေးကိုခေါ်သွားလို့ရမယ်မိုင်းမမလေးငါစကားနှစ်ခါမပြောဆိုတာနဲ့သိပါတယ်ပါအမင်းကိုနင်မနှုတ်ဆက်ရနိုင်ဘူးဆိုတာလည်းသိရဲ့အဲ့လိုပဲတရားလူတွေကိုလည်းနေ့စီမထည့်ပေးနိုင်ဘူးမမလေးကျွန်တော်အခက်တွေ့အောင်မလုပ်ပါနဲ့မမလေးအခုလိုလုပ်ရင်ကျွန်တော်တို့ကောင်းတဲ့ကိစ္စဖြစ်လာမှာမဟုတ်ဘူးအဲ့ဒါဆိုပါလူကောင်ကူမဲ့ကိစ္စကိုငါလက်ပိုက်ကြည့်ရမှာလားလုံးဝပဲမိုင်းဂိုင်းစတာဆိုပေမဲ့ငါလူတွေကိုတော့မရက်ဆက်ဘူးရိတ်စကားကြောင့်မိုင်းခတ်တွေ့နေသူ့လူတွေမပါပဲတခင်ကြီးစီပြောင်းသွားခဲ့ရင်တော့သူအသက်ရှင်ဖို့လမ်းမမြင်အဲ့လိုပဲမမလေးသူ့ကြောင့်
အထေကတန်ရာရခဲ့ရင်တခင်မကြီးကသူ့ကိုလှုပ်ပေးမှမဟုတ်သူဘာလို့ရမလဲစိတ်နဲ့ကေပါလိုက်တွေကိုမစီရအောင်ဖို့ဖြစ်လာပြဿနာတွေကိုငါဖြေရှင်းမယ်မမလေးဒါအမိတ်မယ်ရိတ်သူတို့ကြည့်ပြီးကြောက်လန့်နေတဲ့ခီးတဲ့တချို့ကိုသူတခါမှမနှွေးထွေးရဲ့အပြုံလေးပြုံများလိုက်မိသူလည်းလူသားတယောက်ပါကျင်နာတက်တဲ့နှလုံးသားရှိတယ်ပါကြောင့်ပါစစ်ခိုင်းတဲ့အရာကြီးကြောင့်သူဟာကြမ်းတမ်းပြီးနှလုံးသားမရှိတဲ့လူတယောက်လိုဖြစ်နေကြရမလားငါမင်းနဲ့နေခဲ့မယ်နေရသူတို့အန်တီရဲ့ကင်းဖို့လိုရမလားငါ့ကိုမင်းမလွတ်ပေးဘူးလေအဲ့တော့မင်းနားမှာငါရှိမယ်ရှင်ရင်းနေနေအသက်ရှင်မတော့မလားမသိဘူးနော်ဘလို့ပဲဖြစ်ဖြစ်ငါမင်းနဲ့ထဲမှာတရားမှာပဲလေစိတ်ပြောကြောင့်ရိတ်ခတ်ဟာရင်းနေလိုက်မိဒီလိုသူ့ကိုစိတ်ဝင်စားလို့ခေါ်ထားမယ်ဆိုအောင်မသိရလားရိတ်ကကိုချစ်တဲ့သူကိုတရားလောက်တဲ့အထိမရဆက်ပါအောင်မိတ်ရှင့်ကိုတတ်မယ်လို့ရှင်ပြောမိလို့လားမင်းအားလုံးအကိုလှုပ်ပေးပြီးငါ့ကိုပဲခေါ်ထားမှာဆိုငါ့ကိုတတ်ဖို့မဟုတ်ဘူးလားရှင်တွေးတွေကတကယ်ခံရခက်စီမင်းပြောချင်တာကကိုစိတ်ဝင်စားတဲ့သူတတ်ဖို့အထိရိတ်ကအသေးမမပါဘူးဒါဆိုမင်းဘာလို့ငါ့ကိုခေါ်ထားရလဲသိကြလားမိုင်စေးနဲ့ခေအပြင်မမလေးလိုရက်ကိုကျင်းစီစီဖြစ်နေမိမိုင်ကတော့တခင်ကြီးခိုင်းထားကိစ္စအောင်မေးပြီးမမလေးပါကြောင်ဒီလိုခေါ်ထားချင်တာလဲဆိုတဲ့ကိစ္စကိုပိုစိတ်ဝင်စားနေမိသူဆိုင်ရောက်ရင်အသက်ပြောင်းနိုင်တဲ့ကိစ္စကိုသူမင်းနေခဲ့ပြီမလားသိကျင်တယ်မင်းဘာကြောင့်ငါ့ကိုခေါ်ထားလဲဆိုတာစေသူ့နာကိုတဖြည်းဖြည်းနီးကပ်လာတယ်ရိတ်ကိုရှင်တုံနဲ့ပဲပြန်ဖြေလိုက်တယ်စေသူ့နာကိုတဖြည်းဖြည်းနီးကပ်လာတဲ့ရိတ်ကိုရှင်တုံနဲ့ပြန်ဖြေလိုက်တယ်ရိတ်သူ့ကိုကြည့်ပြီးကြောက်လန့်နေတဲ့စေကြောင့်သူတကယ်ကိုသဘောကျနေမိရှင်တကယ်ကိုပွင့်လဲမှာလားကြောက်တာမဖော်ပြပဲရှင်ကိုခေါ်ထားတဲ့အကြောင်းသိကျင်နေမင်္ဂလာဆောင်ဖို့မင်္ဂလာဆောင်တာနဲ့ငါ့ကိုခေါ်ထားတာဘာဆိုင်လို့လဲရှင်တကယ်အားရပဲဘာငါမအားဘူးထားပါရှင်လောက်ကဘာလုပ်လဲစာရေးဆရာโอเคကျမနဲ့လက်ထပ်ပြီးရင်ရှင်စာမိုးကားနဲ့ကျမကိုစားဖို့တောက်ဖို့အဆင်ပြေပါမလားမင်းပြောချင်တာကရှင်နဲ့မင်္ဂလာဆောင်ဖို့လေမင်္ဂလာပွဲမှာတို့သားရှိမှဖြစ်မှာပေါ့မဟုတ်ဘူးလားမင်းကငါမယူရှင်မယူချင်တဲ့ယူရမှာပဲလေဘာကြောင့်ဆိုကျမနှလုံးသားကိုရှင်ယူသွားခဲ့ပြီမင်းနှလုံးသားကမင်းစီမှာပေါ့ငါစီမှာပဲရှိပါမလဲထားပါတော့ကျမနဲ့ဆိုင်လိုက်ခဲ့ရမယ်ရှင်စာရေးဖို့ကုန်ကြကိုကျမရှာပေးမယ်မင်းကဘလို့ရှာပေးမှလဲဝိရှာစရာမလိုပါဘူးဂိုင်းစတာမလေးအချစ်တော်ကျမနဲ့ရှင်အကြောင်းလေးအယူမရှင်ကျမဘလို့ခေါ်လိုက်တယ်အယူမလေးမင်းမကြောက်ဘူးလားရှင်နေရာမှာတခြားသူဆိုရင်ကျမတန်းတန်းစာမင်းနေလောက်ပြီမင်းကငါ့ကိုဘာလို့တက်ညာနေလဲတက်လိုက်ပါလားရှင်ကိုတက်လိုက်ရင်ကျမမျက်ရည်တွေကုန်မှာပေါ့မိုင်းကတော့ရိတ်တို့ရန်ဖြစ်နေရကိုငေးနေရကြောင်းစင်းနဲ့ခူလွတ်သွားခဲ့တယ်သူတတိယပြီးတော့လိုက်မဲ့ကြံလိုက်တော့သူခြေထောက်ကရေးတနက်စာမိသွားခဲ့တယ်လက်လျှော့လိုက်မိုင်းမောင်ရင်ခြေထောက်ကနေမင်းဦးကောင်းဖြတ်သွားမယ်ကျွန်တော်တက်လိုက်ပါမမလေးတခင်ကြီးစီရောက်ရင်လေကျွန်တော်တေးလူဖြစ်မှာပါပေါ့ငါကြည့်ဖြည့်ရှင်းမှာမလို့ငါနဲ့ဆိုင်ပဲပြန်လိုက်ခဲ့မမလေးနင့်ကိုခွတ်လွတ်တာမဟုတ်ဘူးပါမင်းကိုနေမလို့ဆန်နိုင်ဆိုတာငါသိဒါကြောင့်ပေါ့အောင်ဆောင်ရှောက်ဖို့နင့်ကိုလိုအပ်တယ်မိုင်းကျွန်တော်တခင်ကြီးမိန်နဲ့မမလေးကိုတက်ဖို့ထီအောင်တွေးခဲ့တဲ့သူပါပါအမိန်မဲနင့်စနာမပါဘူးဆိုတာငါသိတခုပဲနင်တို့ဆောက်ရှောက်ရမယ်တို့လားအခုချိန်အားစားပြီးတို့အကိုလေးလို့ခေါ်ရမယ်ဟုတ်ကဲ့ပါမမလေးစိန်ပြန်ဖို့ပြင်ကြဟုတ်ကဲ့ပါမမလေးဂိုင်းသားရီလည်းရေးစကားကြောင့်ဆိုင်ကိုပြန်လာခဲ့ကြတယ်မိုင်းကတော့ဆိုင်ရောက်ရင်သူနဲ့မမလေးအဖြစ်ကိုကြိုတွေးပြီးစိတ်မသက်မသာဖြစ်နေမိတခင်ကြီးကဘသူ့ကိုမှနှာတားရသူမဟုတ်ပါစေခုနရိတ်အပြုတ်မှုကိုကြည့်ပြီးစရိမျိုးချလိုက်တယ်သူကလည်းကြောက်တာပေါ့လူပဲဟာအခုသူ့ကိုခေါ်ပြီးတကယ်ပဲမင်္ဂလာဝဲကျင်းမတော့မှလားသူ့မှာပြေးပေါင်းမရှိတော့ဘူးလားသူကဘာကြီးကြည့်ကောင်းနေလို့ဂိုင်းစတာမကသူ့ကိုလက်ထပ်ချင်းရတယ်သူတကယ်ကိုနားမလဲနိုင်ပါရှင်ကျမတို့ဒီနေ့ငေးလို့ပြုံးမာလားမိတ်မင်းကဘာကြောင့်လက်ထပ်ချင်းရတယ်ဟိုငါ့မျိုးစိတ်ဝင်စားဘူးရှင်ကိုစိတ်ဝင်စားလားမင်းနေလို့လားအတေကကျမစိတ်ဝင်စားရပြီဒါပေမဲ့ငါမိဘတွေကိုလှမ်းကြောင်းကြလို့မရဘူးလားမလို့ပါဘူးဘာကြောင့်ဆိုရှင်မိဘတွေကကျမနှစ်သက်မှာမဟုတ်ဘူးလေမင်းသိနေရပဲဟိုရောက်ရင်ရှင်နဲ့မသွားပါနဲ့ဘာကြောင့်ဆိုရှင်နဲ့ဆရာကိစ္စဖြစ်လာနိုင်တာမလို့ဘာကိစ္စကြီးလဲရောက်ပါမမလေးသူ့ကိုနားလို့ရအောင်ခေါ်သွားလိုက်မိုင်းပါနဲ့ငါရှင်းလိုက်မယ်ဟုတ်ကဲ့ပါမမလေးရိတ်တို့ပြောနေတော့ရိတ်တို့နာကိုဂန်းကောင်းဆောင်ဖြစ်တဲ့ဦးခတ်ထန်ရောက်လာခဲ့တယ်မြို့ငါခိုင်းတဲ့ကိစ္စဘလို့လဲမိုင်းတခင်ရိတ်ဖြက်စီးလိုက်တာပါဘာနောက်တစ်ချိန်ငါကိစ္စကိုတားဆီးပြန်ပြီလားရိတ်ကြွေပန်းပါကြိုက်တယ်လို့ပြောပါလူတွေကိုရောင်းကုန်တစ်ခုလိုတတ်မှတ်တာကိုရိတ်ခွင့်မပြုတ်နိုင်ဘူးကားထုတ်မင်းတို့တခင်မစီသွားမယ်မရဘူးပါမားစီသွားမယ်ဆိုရင်ရိတ်ကိုတခါရဲတက်သွားပါမမလေးကျွန်တော်အမပါတခင်မမလေးကိုမလွန်ဆန်းနိုင်လို့ပါကျွန်တော်တက်လိုက်ပါဖဲကြစမ်းပါရိတ်သူတနက်ကိုဆွဲထုတ်ပြီးသူ့နဲ့ထင်ကိုသူပြန်ချင်းလိုက်တယ်ပါကိုတားရဖို့သူအသက်တရားလည်းမနှမျောပါတခုပဲပါလို့ရက်တွေကိုသူတားခြင်းနဲ့ပါသူ့ကိုတော့သိစေချင်မှာမဟုတ်ဘူးမလားစိတ်ရေးလို့ရက်ကြောင့်သူမသိစိတ်တွေကရင့်ကိုစိတ်ပူသွားခဲ့တယ်ကိုကသူတို့ပြဿနာမသိပေမဲ့
အခုလိုသူ့ကိုယ်သူတေးဖို့ကြံစီအောင်ကိုတော့သူလက်မခံနိုင်ပါဘာကြောင့်ဆိုသူ့ခေါ်လာတာဒီမိန်းကလေးမလားဒီမိန်းကလေးသားမရှိရင်သူကဘာဆက်လုပ်ရမှာလဲဒီတစ်ခါနောက်ဆုံးဖြစ်ပါစေရိတ်ကြွေပန်းနောက်တစ်ခါသမီးဆိုလေငါညှာတာမှာမဟုတ်ဘူးနော်ဘာလုပ်ငန်းတွေကိုရိတ်မရှုပ်ပါဘူးတခုပဲပါလူတွေကိုတော့ကစားစရာတခုလို့မတတ်မှတ်ပါနဲ့အဲ့ချိန်ရိတ်အခုတစ်ခါလိုပဲဝင်ပါရလိမ့်မယ်ရိတ်အခုပါအောင်ချင်းချောင်းနေရလားပါမွေးထားတဲ့သမီးပါပါထံမရက်ဆိုင်အောင်ပါချီအောင်တော့ရိတ်မိပါတယ်ရိတ်စကားကြောင့်ဥက္ကဋ္ဌပြုံးလိုက်မိရဲ့သူလိုကျင်တာရဲရဲဒီလိုစိတ်သက်ရက်ဆက်တက်ရမယ်ကျင်နာမှုကင်းမဲ့ရမယ်သူမိမနဲ့မတူစေကျင်တာကသူမိမကနူးညံ့နေတိမ်မွေးတယ်ဒတိုင်းကိုစာနာတက်ပြီးသူ့ဆိုင်နဲ့ကမုန်းနဲ့မြေလို့တမိဖြစ်သူတော့သူမိမလိုလုံးဝမဖြစ်စေချင်ပါအခုမှဥက္ကဋ္ဌဖေးကိုကြည့်မိရဲ့မိုက်နားမှာပါလာတဲ့သစင်ယောက်ကြားလေးတယောက်ကြောင့်သူမျက်ခုံးတွန့်သွားတယ်သူကဘာလို့လဲရိတ်ဆေးမင်းမိတ်တဲ့ရန်ကုန်ကနေရောက်လာတာဘာကြောင့်ဒီကိုခေါ်လာလဲစိန်ကိုလူစိမ့်ခေါ်ခွင့်မရှိဘူးဆိုတာရိတ်သိရမလားရိတ်သိပါရဲ့ပါသူ့ရိတ်သဘောကျတယ်ပါအခုပါအလုပ်ကိစ္စကြီးတားစီအောင်မကပါကိုထောင်ထဲရောက်လုံနေရလားမိတ်ဆိုင်ရောက်လာနဲ့ရိတ်ကဘာကြောင့်ပါကိုထောင်ထဲထည့်လို့တွေးနေရတယ်သူကလူစိမ့်သူဘာလုပ်လို့လဲဆိုတာရိတ်လည်းမသိဘူးပါလည်းမသိဘူးသူပါကိုကိုင်းကိုအနောက်ရှက်ဖြစ်စေခဲ့ရင်ဘယ်လိုလုပ်မလဲမင်းအဲ့လိုမလုပ်ဘူးဆိုတာရိတ်ယုံနေပါပြီးတော့မင်းကစာရေးဆရာတရားပါတွေးသလိုဖြစ်လာမှာမဟုတ်ပါဘူးတယုံမဲကောင်းနေရိတ်ကပါသမီးဆိုပြီးအရာရာကိုရှော့ပေးမယ်လို့မထင်ထားရဲ့ကောင်းမယ်ပါရဲ့တိခတ်နိုင်ဆိုအောင်ရိတ်မဆန့်တတ်ပါနဲ့ရိတ်မိတ်ကိုပေါက်ကွန်ပျူတာမရှိပဲခေါ်လာလို့ရိတ်တာမှတ်မှာတယ်ဒါပေမဲ့ရိတ်မိတ်ကိုသဘောကျတယ်တော်ရိတ်မမိုက်တဲ့အောင်မမိုက်နဲ့ရိတ်မိတ်ကိုလက်ထပ်မယ်ပေါက်ခွင့်ပြုသည်ဖြစ်စီပေါက်ခွင့်မပြုသည်ဖြစ်စီရိတ်ကတော့မင်္ဂလာပွဲကိုစီစဉ်မယ်ရိတ်ကြွေပန်းမစီပြန်နေသူ့ထားခဲ့ပါမိတ်ကိုဘာလို့ဖို့တွေးနေရလဲရိတ်ခွင့်မပြုနော်ရိတ်ပဲသွားသူ့ခေါ်သွားမယ်ဥက္ကဋ္ဌသမီးဖြစ်သူကောင်းမမို့လက်ဖြားခါမိရဲ့ကောင်လေးကိုကြည့်ရတာတင်းငင်တယ်လို့ထင်ရပေမဲ့တချိန်ခိုင်းအတွက်အန်တရရှိမလာနိုင်ဘူးဆိုတာဘသူအာမခံမလဲအတူသဖြင့်သူသမီးရိတ်အတွက်နာကျင်စရာဖြစ်လာနိုင်တယ်ပါသူနဲ့စကားပြောမယ်ရိတ်အနားယူလိုက်တော့မိုင်မင်းမမလေးကိုခေါ်သွားလိုက်ပါစေသူ့ကိုစိတ်ပူနေတဲ့ရိတ်ကိုကြည့်ပြီးပြုံးလိုက်မိရဲ့တကယ်ပဲသူ့ကိုဘာကြောင့်အဲ့လောက်တောင်သဘောကျနေလဲဆိုတာသူတကယ်သိကျင်မိရဲ့သူပဲမင်းကလေးကိုမှမပတ်သက်ခဲ့ဘူးရိတ်ကြွေပန်းဆိုရဲ့မင်းကလေးကသူပထမဆုံးပတ်သက်ဖို့တဲ့မင်းကလေးဒါသူ့ဘက်ကမဟုတ်ဘူးရိတ်ဘက်ကသူ့ကိုသဘောကျနေရဒိုင်မဲစားကသူရိတ်ကိုမြင်ပြီးကြောက်ခဲ့တယ်အခုရိတ်ကိုမြင်ရင်သူနှလုံးသားလေးကမတိမတာခုန်နေမိရဲ့ပြီးတော့သူရိတ်နာကနေမသွားချင်ပါဘာကြောင့်လဲဆိုတဲ့အဖြေကိုတော့သူလည်းသိကျင်မိရဲ့ကိုစင်ပြပါရင်ရိတ်ကိုအန်ကယ်နဲ့ထားခဲ့လိုက်ပါမိတ်ရှင်ရိတ်ကိုဘလို့ခေါ်လိုက်တယ်ရိတ်လို့လေအနားယူလိုက်ပါရိတ်ကိုစိတ်ပူနေရဲဆိုတာကိုသိပါတယ်ကိုကယောက်ျားလေးဆိုတော့ရိတ်မမေ့ပါနဲ့ပါရှင်ရတခုချင်းချောင်းရင်ရိတ်ကိုပြောနော်ရိတ်စိတ်ပူတယ်ရိတ်သူ့ကိုကြည်နူးစွာပြုံးများလာရဲ့စေကြောင့်သူတကယ်နှလုံးခုန်ရက်ပြီးတည်သွားမလားတော့အောင်မေးနေရဲ့ရှင့်ကိုစတိတ်ကလေးကရှင့်မြောင်ဝနေရရိတ်ကိုဆွဲဆောင်နေခဲ့တာအခုတခါရှင့်အပြုံးနေနဲ့ရိတ်ကိုဆွဲဆောင်နေပြန်ပြီးမိတ်ရိတ်မင်းကိုလှမ်းကြည့်နဲ့အပေါ်တက်သွားခဲ့တယ်အထက်လိုက်ခဲ့သူ့ကိုခေါ်ခဲ့ဟုတ်ကဲ့ပါတခင်ကြီးဂိုင်းသားနှစ်ယောက်လေးဥက္ကဋ္ဌအမိန်ကြောင့်မင်းကိုအိမ်ထဲကိုဆွဲခေါ်လာခဲ့တယ်ထိုင်ဟုတ်ကဲ့ပါအန်ကယ်မဟုတ်ဘူးငါဒီဇိုင်ရဲ့တခင်ပြီးတော့ခန်းကောင်းဆောင်မင်းခေါ်ပြန်လိုက်ပါဟုတ်ကဲ့ပါတခင်ကြီးရိတ်ကခေါင်းပါတယ်ပြီးတော့ရိတ်ကနူးညံ့နေဆိုပေမဲ့ငါနဲ့တူတဲ့အတွက်ရက်ဆက်ကြမ်းကြုတ်တယ်မင်းကငါသမီးကိုတကယ်ယူမယ်ပေါ့ကျွန်တော်ရိတ်ကိုမယူဘူးဆိုရင်ကျွန်တော်ရန်ကုန်ပြန်လုပ်ပေးမှာလားမင်းကငါသမီးကိုမယူနိုင်ဘူးပေါ့ကျွန်တော်ကဘဝကိုအေးဆေးဆေးဖြတ်တန်းနေတဲ့စာရေးသူတူပါကျွန်တော်လှုပ်ပေးရင်တခင်ကြီးကိုဆိုင်အကြောင်းကိုကျွန်တော်ဘသူစီမှမပြောပါဘူးငါကမင်းကိုလှုပ်ပေးမယ်လို့ထင်လားတခင်ကြီးစိတ်ကိုကျွန်တော်မသိပါဘူးမလှုပ်ပေးဘူးမင်းငါသမီးကိုယူသည်ဖြစ်စီမယူသည်ဖြစ်စီငါမင်းတက်ကိုအမမခံဘူးကျွန်တော်ရိတ်ကိုလက်ထပ်ယူမှာပါကျွန်တော်တခင်ကြီးပြန်လုပ်ပေးမယ်ပြောရင်တော့ကျွန်တော်ရိတ်အနာကနေထွက်မသွားပါဘူးမြို့ငါသမီးနဲ့သဘောတူမယ်လို့ထင်လို့လားတခင်သဘောမတူလေရိတ်နဲ့ကျွန်တော်လက်ထပ်ယူမယ်ဆိုတာတခင်သိနေရပဲမင်းကတကယ်မခေသူပဲငါသမီးနဲ့မင်းတကယ်လိုက်ဖက်တယ်ကျေးဇူးပါတခင်ဒါပေမဲ့ငါသမီးကိုယူရင်မင်းဒီနေရာကလွတ်မှာမဟုတ်တော့ဘူးအခုနောက်ကမင်းပြောတဲ့အပေးယူကိုငါလက်ခံမယ်ဆိုရင်တော့ကျွန်တော်အပေးယူလုပ်တာမဟုတ်ပါဘူးကျွန်တော်ပြန်လွတ်မယ်ဆိုရင်တော့ကျွန်တော်ရိတ်အနာကနေမခွာဘူးဆိုတာသိစေချင်လို့ပါโอเคမင်းတို့မင်္ဂလာပွဲကိုငါအမြန်ဆုံးစီစဉ်ပေးမယ်ကျေးဇူးပါတခင်စေရိတ်ပါနဲ့စကားပြောပြီးတော့မိုင်းဆွဲလူနာကိုလိုက်လာခဲ့တယ်အကူမသူတပြင်းချလိုက်မိရော်တယ်ဓမ္မနေပြီးရိတ်ကြွေပန်းဆွဲမိန်းကလေးနဲ့လက်ထပ်ဖို့သူမကြောင့်စဉ်းစားမရလေသူနားမလဲပါသူတကယ်ပဲတရားလူတွေနဲ့အမြဲတမ်းနေနိုင်မှာလားမမီတို့ကရောသူစိတ်ပူနေကြပြီလားစေသူ့တွေနဲ့အတူမိုင်းနာကိုလိုက်လာခဲ့တယ်ရိတ်မင်းတက်လာသိရအောင်လို့သူခန်းတကားလေးကိုဟားထားလိုက်တယ်မ
မိဟိုတရားနဲ့အခန်းပြင်ဘက်ကိုထွက်လာပြီးမတ်ဟိုသွားဖို့ချက်ပြလိုက်တယ်မိတ်မင်းခုနလိုပဲရိတ်လို့ခေါ်ပါရိတ်သဘောကြတယ်မင်းသဘောကြနဲ့ငါခေါ်ကြလားရှင်းရလေဒါနဲ့ပါရဲ့လေရှင်းတဲ့ရိတ်ကိုသဘောတူရတယ်လားရှင်းရရောမင်းမေးခွန်းနေများနေပြီငါဘယ်အားစဖြစ်ရမှာလဲအဲ့ဒါလေဟုတ်တာရှင်စင်ပြေတဲ့နေရာကနေစပြောမင်းဒီလိုရွေးချယ်ကြောင်နိုင်တဲ့ပုံစံလေးလောက်တာပဲလားရှာစာကြီးဆရာသားပြောတယ်သူမြောက်ပဲအပြစ်လိုက်ပြောနေရယ်ခိုင်းစတာလည်းလူပဲလေထားပါအခုတော့ငါပင်ပန်းနေပြီမင်းမေးရတယ်ငါနာမဖြေမယ်မိတ်ဘိုင်းရိတ်သူ့ကိုလက်ကပြပြီးအခန်းထဲဝင်သွားမိတ်ကြောင့်ဒေါသထွက်လို့ခြေဆောင်မိလိုက်တယ်ခိုင်းမှသူဟာပါပြင်းရက်ဆက်တဲ့သူစေမင်းမိတ်ဆွေစာရေးဆရာနဲ့တွေ့မှသူဟာအရာရာကိုအရှုံးပေးနေသူတရားကိုဖြစ်လို့ကျွန်တော်သူ့အပြစ်ပေးလိုက်ရမလားမမလေးဘာသူ့အပြစ်ပေးမယ်ဟုတ်လားဟုတ်တော့မမလေးကိုဒေါသထွက်အောင်လုပ်တာလေအဲ့ကြောင့်မလို့ငါအမိတ်မပါပဲသူ့ဆန်းချီမြက်တမျက်နှာမှမထိနဲ့ကြားလားဟုတ်ကြားပါမမလေးကြားရင်တော့အလက်ကစေးနဲ့ခေပြန်လာရင်ငါခန်းထဲလွှတ်လိုက်ဟုတ်ကဲ့ပါမမလေးရိတ်လေအနီးနာကခိုင်းသားတရားကိုပြောပြီးသူ့ခန်းထဲသူပြန်ဝင်လာခဲ့တယ်အသားရည်ထိမ့်သိမ်းမှုလုပ်ရမယ်ဒီကြားတယ်ငါသားရည်လည်းပျက်စီးနေပြီဘယ်လိုတမီလေးရကွာပါလာတဲ့တငယ်လေးနဲ့လက်ထက်မယ်ဟုတ်လားဟုတ်ပါရဲ့တခင်မမမလေးကအဲ့တရားကိုမြင်မြင်ကျသဘောကျလို့ပါတဲ့မင်းတို့ကရောမတောင်းလားသူပလက်ခံမှာမဟုတ်ဘူးလေဒေါ်ကျွေးစင်တမီဖြစ်သူတရင်ကြပြီးသွေးပါတိုးကျင်နေမိရဲ့ဖခင်ဖြစ်သူချက်တော့နားချလို့ရမလားဆိုပြီးမလုပ်ချင်တဲ့အလုပ်ကိုလုပ်နေရတဲ့စွာကိုသူအသိဆုံးအခုကြတော့အခုမှမြင်ဖို့ရဲ့လူတရားကိုလက်ထက်ယူမဲလားစိုင်းပြန်ရင်ငါပါလိုက်မယ်နုလိုအပ်တာကြီးသွားထက်စင်းနဲ့ကေတခင်မကြီးလိုက်မယ်ဆိုတာကြောင့်နည်းနည်းရောပြောနေပေမဲ့တခင်ကြီးနဲ့တခင်မကြီးတွေ့ဆုံမှုကိုတွေးကြည့်ရင်ရှင်းလင်းနေမိရဲ့တခင်မကြီးတကယ်လိုက်မလို့လားတခင်ကြီးနဲ့သူ့မတွေ့ကျင်လေတမီလေးသဘောကျနေတဲ့သူကိုတော့တွေ့ရမယ်မလားဒါပေမဲ့စကားမများနဲ့စိုင်းပြန်စားမယ်ဒေါ်ကျွေးစင်ရဲ့တစ်ချက်လို့အမိန့်ကြောင့်စင်းနဲ့ခေကတော့တပြင်းချောင်းကောင်းလဲပြီးဘာမှမတက်နိုင်ကြပါသူတို့လည်းစိုင်းပြန်ဖို့ပြန်လိုက်ကြတယ်ဟိုရောက်ရင်ကြုံလာမယ့်ပြဿနာတွေကိုစဉ်းစားရင်ရှင်းလင်းနေမိရဲ့စေးရီမို့ချိုးပြီးစေးရီလိုက်ရေးချလိုက်တယ်ဟိုမင်းကလေးကိုစကားမပြောကျင်လေမမျိုးစီဖုန်းဆက်ဖို့အကူညီတောင်းရမယ်စေးအိတ်နေပေမဲ့စိတ်တရရောက်ရခတ်နေမိရဲ့ဥခတ်တန်အေကန်ဒီမှာစိတ်ခံပြီးထိုင်နေတော့ဒေါ်ကြီးမော်ကြီးနဲ့ဝင်လာတဲ့သူချစ်စနီသူကြွေကိုချစ်လုံးလို့အရာယူခဲ့တယ်ကြွေအောင်သူ့ကိုချစ်လားမချစ်လားမသိပါကျွနဲ့သူကအရာဆက်ကျင်ဘက်တမီလေးဒီရရောက်တဲ့အထိသူနဲ့ကြွေကဆန့်ကျင်ဘက်ဖြစ်နေတော့မင်းဘာလာလောက်တာလဲကြွေရှင့်ကိုတွေ့ကျင်လို့ထင်မနေနဲ့ကြွေသမီးစီလာတာမင်းငါ့ကိုမတွေ့ကျင်မှငါသိပါတယ်တမီလေးကိစ္စကိုငါဆုံးဖြတ်ပြီးပြီဘာလဲရှင်အကောင်လေးကိုတတ်လိုက်တာလားမင်းထင်မှာငါကအဲ့လောက်ရက်ဆက်တက်သူလားရှင့်ကိုရှင်သိမှာပေါ့မင်းခုထိအရင်အတိုင်းမှာပဲလားငါနဲ့ဝေးရသွားလို့ငါ့ကိုလွမ်းနေမယ်ထင်ခဲ့တာအိမ်မက်မက်နေလိုက်ဘာမှလဲကျမသမီးအပေါ်တက်မှာကြွေဘာလဲမင်းတော်တွေကိုပြန်မသွားတော့နဲ့မဟုတ်မှရှင်ဂိုင်းကျုပ်နေရာကိုဆွလွန်နိုင်ပြီလားမဟုတ်ဘူးသမီးလေးမင်္ဂလာကိစ္စစီစဉ်ရမယ်ငါကဘာမှမလုပ်တတ်ဘူးအဲ့တော့သမီးလေးကိုကျမနေရနေရာခေါ်သွားမယ်ကြွေစင်းနဲ့ကေအပေါ်သွားမယ်ဟုတ်ကဲ့ပါတခင်မကြီးစင်းနဲ့ကေကတော့အခုထိမတည့်တဲ့တခင်ကြီးနဲ့တခင်မကြီးကိုကြည့်ပြီးရေကျင်စိတ်ကိုမနဲ့ထိနေရတယ်တခင်ကြီးအားချစ်ရက်နဲ့တခင်မကြီးစိတ်တိုင်းကြမလုပ်ပေးနိုင်တော့တခင်ကြီးနဲ့တခင်မကြီးကိုဝေးနေရမလားအခုလေတခင်မကြီးကိုဆိုင်မနေစေချင်တာကိုမမလေးမင်္ဂလာကိစ္စနဲ့အကြောင်းပြနေရမလားကျွေယောက်ျားဖြစ်သူဘူကလန့်ပြောပြီးအပေါ်တက်လာခဲ့တယ်အဲ့မှာခိုင်ကျုပ်နေရာကနေမစင်းနဲ့ကျမလည်းရှင်အဲ့လိုလုပ်နေသည်ဆိုင်ကိုတစ်တလုံးပြန်မလာဘူးကျွေစင်းနဲ့တဆင်းမဲရှိတယ်တမီမားတမလားမဟုတ်မှမရောက်လာလားရိတ်ထိုင်နေရကနေချက်ချင်းပြောင်းထွက်ကြည့်တော့သူ့မကျင်တဲ့စွာကြည့်နေတဲ့သူ့မမီဘာမှလဲပြောမအောင်အခုမှမြင်ဖို့ရဲ့ကောင်းလေးတရားကိုလက်ထပ်မဲ့ကိစ္စဟုတ်အဲ့ဒါရိတ်ကြွေပန်းရှင်းမညီလဲညီပါပုံစံမျိုးချိုးနေရလားမဟုတ်ပါဘူးမကလည်းရိတ်သူ့ကိုတကယ်သဘောကျရပါဘယ်မှလဲအကောင်လေးကသူ့ခန်းထဲမှာခေါ်ခဲ့မားသူ့ကိုကြည့်မယ်မားသူ့ကိုဘာမှမလုပ်ဘူးမလားခေါ်ခဲ့မားနှစ်ခါမပြောဘူးနော်ဟုတ်သမီးဖြစ်သူပြောပြီးကြွေအောက်ကိုပြန်ဆင်းလာခဲ့တယ်ရိတ်ကောက်ထွက်သွားတဲ့မမီကိုကြည့်ပြီးကောင်းကုံရင်ကြံခဲ့ရတယ်မမလေးသူ့သွားခေါ်ခဲ့ငါဒီမှာစောင့်နေမယ်မားစီမသွားခင်သူနဲ့အရင်ညှိရမယ်ဟုတ်ကဲ့ပါမမလေးရိတ်မားစိတ်ကိုသိနေရကြောင်းတပြင်းချနေမိရဲ့ပါစိတ်တိုရင်လွတ်တက်တဲ့မားကတော့စိတ်တိုရင်ပစ္စည်းခွဲတယ်မားအနူးညံ့နေတနာကျင်နာတက်တယ်ဆိုပေမဲ့စိတ်တိုရင်ပါအောင်လိုက်မမေးပါနှစ်ယောက်လုံးရဲ့တမီဖြစ်လို့လားမသိသူစိတ်ကလည်းပုံမှန်မဟုတ်ပါမင်းနဲ့မယားဆေးမင်းမိန်နော်ဟုတ်ပါတယ်အန်တီငါသမီးနဲ့မင်းတကယ်လက်ထပ်မလားဟုတ်ကဲ့အိမ်တော်တစ်ခုဆိုတာလက်ရင်စီးသလိုမဟုတ်ဘူးနော်မစီးကျင်တော့ဆိုပြီးလက်တွဲမှခုံဆင်းလို့မရဘူးကျွန်တော်သဘောပေါက်တယ်အန်တီအိမ်တော်ကလေးမြန်စီးသလိုပါပဲမစီးကျင်တဲ့အစုံထိရအောင်စီးရမှာပဲလေကျွန်တော်ရိတ်ကိုသက်ဆုံးနိုင်ပေါင်းသင်းပါမယ်မင်းကစာရေးဆရာနော်အန်တီသမီးကဂိုင်းစတာအိမ်တော်ကအဆင်ပြေပါမလား
အန်တီရဲ့တဲမီရဲ့ဖေဟာလက်ထပဲနာနာခိုးပဲနာနာပြဿနာမရှိတော့ပါဘူးတခုတော့ပြောပြရစီရိတ်ပေါ်ခင်မောတရားရဲ့တာဝန်ကြည့်စီရမယ်ဒေါ်ကျွေစင်စင်မင်းမင်းကိုတစ်ချက်သဘောကျတယ်သူကစာရေးဆရာဖြစ်တာကြောင့်နှလုံးသားကနွေညက်သိမ့်မွေမှန်းသိစာရေးသူဆိုတာနှလုံးသားနဲ့ခန်းစားပြီးစာရွေရေးဖွဲ့ရကြမှာသမီးလေးပေါ်တာဝန်ကြည့်မယ်ဆိုတာကောက်လေယုံကြည်ကောင်းပြီလေအန်တီသမီးနဲ့မင်းကိုသဘောတူပါတယ်မင်္ဂလာဆောင်တော့ဒီအပတ်ထဲမှာပဲဒီ channel မှာလုပ်မယ်ဟုတ်ကဲ့ကျွန်တော်မိဘတွေပွဲမှာမပါဝင်တာကိုတော့အန်တီနားလဲပေးပါအန်တီနားလဲပါတယ်ဒေါ်ကျွေစင်အခန်းကနေစီထွက်လာတော့ရိတ်လက်ဆွဲပြီးအခန်းတစ်ခုရုတ်တရက်ခေါ်သွားကြောင်းစီအနေငယ်လန့်သွားရတယ်မင်းအတန်မပေးပါမပေးနဲ့ဘာလို့ဆွဲရရလဲမဘာပြောလဲရင်သဘောတူရတဲ့လားမျက်လုံးပြမျက်စံပြမင်းနေတဲ့သူမကိုစီစကြံလာကြောင်းလက်မကိုအောက်ဆိုင်ပြလိုက်တယ်မသဘောတူအောင်ဘာလို့မနေရလဲဟုတ်ဗျာဒါတော့သူ့ဘာသာသူသဘောမကျလေးဗျာကျွန်တော်ဘယ်လိုလုပ်ရမှာလဲမသဘောမတူလဲလက်ထပ်ပွဲလုပ်မှာပဲအဲ့လောက်တောင်ကြိုက်တာလားကျွန်တော်ဟုတ်တယ်စီသူမအချက်ကိုအံ့ဩမိဒီကောင်မလေးစိတ်ရောမှန်သေးရဲ့လားယောက်ျားတစ်ယောက်ကိုမြင်ချင်းသဘောကျတာကိုရကားရည်ထဲမှာပဲရှိရလေဘာဖြစ်ဖြစ်သူမကကျင်နာတက်တဲ့နှလုံးသားရှိမှန်းစိုင်းဆရာတယောက်အနေနဲ့ခံမှန်းမိငါမင်းကိုစားတာသဘောတူရဲ့တဲ့ဒီရက်ပိုင်းလက်ထပ်ပွဲလုပ်ပေးမယ်တဲ့ဟေးအရန်ပြောရပဲရိတ်ကလေးတယောက်လိုပျော်ရွှင်ပြီးစိတ်ကိုလှမ်းဖက်တော့စိုင်းဆရာရဲ့ပူပူနွေ့နွေ့နှလုံးသားကအခုံမြန်လာတယ်ဥခတ်တန်ဇနီးချောကျွေးကိုတွေ့ကျင်တာကြောင့်ကျွေးခန်းတကားကိုတောနဲ့ဖွင့်ပြီးဝင်ခဲ့တယ်မင်းဘာစားချင်လဲဟမ်ရှင်ကျမကောင်ဘလို့ရောက်လာလဲဒီငါရင်ပဲဒီခန်းတကားကြီးတော့အားလုံးကငါစီမရှိရှေ့စီမှာတော့ရရှိတိုင်းအခုလိုသူများမသိအောင်ဝင်မလာပါနဲ့ဘာဖြစ်လဲကိုမိမအခန်းကိုဝင်တာပဲဘလို့ဝင်ရင်ပေါ့စကားကိုပေါ့ပြပြပြောတတ်တဲ့အကျင့်ကအရင်တိုင်းပဲထွက်သွားကျမခန်းကနေထွက်သွားလို့ပြောတိုင်းထွက်သွားရအောင်ငါမင်းရဲ့အမိန့်ကိုနာခံရမှာလားကြွေရှင်ကျမခန်းကနေထွက်မလားမထွက်ဘူးလားတခွန်မဲ့ဖြေကျမဒေါသအရင်ထွက်လာပြီနော်မထွက်နိုင်ဘူးဒေါ်ကျွေစင်တွေးသမျှပေါက်ခွဲပြစ်ပေမဲ့ဥခတ်ထန်ကဂရင်ပေါ်တင်ပလဲထိုင်ပြီးစင်ပြေလက်ပြေထိုင်ကြည့်နေပုံကဒေါ်ကျွေစင်ရဲ့ဒေါသကိုပိုထွက်စေမင်းခွဲလို့ပြီလားပြီရှင့်အောင်တေပန်းအောင်နဲ့ခေါင်းမရက်ခွဲခင်မှာအခုချက်ချင်းကျမခန်းကနေထွက်သွားလိုက်ပါမခန်းရတန်နေကြောင့်ရေခန်းနေပြေးဝင်လာခဲ့တယ်မဟုတ်ရင်ပါကောင်းကွဲမှာမြောင်နေရလေပါမဒေါသအရန်ထွက်နေရနော်လာခဲ့ရမစပါနဲ့သမီးရမဒေါသထွက်နေရတော့လှမှာကျမတောင်းမျိုးလေဥခတ်ထန်တို့ဘလို့တရေမျိုးမဟုတ်ဘူးဟာကို့အရန်အမောတင်နေပါလားဒေါ်ကျေစင်ဒါမဲ့သမီးကငါနဲ့တူလို့လှတာဒါတော့မင်းဝက်ခံရလိမ့်မယ်ကျွေဥခတ်ထန်ကိုမျက်စောင်းထိုးမိရတယ်အမှန်တကယ်လေသမီးလေးကသူ့ဖေနဲ့တူတာပါစစ်တပ်ကတော့သူ့ဖေရဲ့မကောင်းတဲ့အမွေမရလို့ကြွေးပြောတယ်ဘလို့လဲကြွေးမဖြေနိုင်တော့ဘူးမလားသမီးလေးကရှင်နဲ့တူရဲ့ပြောအောင်ရှင်တို့လူစိတ်မရှိရလို့မဟုတ်ဘူးသွားကိုခန်းကိုပြန်သမီးပေါင်းကိုသမီးဘာသာခေါ်သွားတော့မအကြောင်းသိရနော်ရိတ်ပါးရဲ့လက်မကိုကိုင်းပြီးအခန်းပြောထွက်ခဲ့ရတယ်ပါမောက်အရင်ချက်တာပဲဘာကြောင့်မကြိုက်တဲ့ဒီအလုပ်ကိုမစိုးလို့နိုင်တာလဲအချက်ကအချက်ပဲသမီးအလုပ်ကအလုပ်ငါရဲ့တမက်ဖြစ်လာမယ်စေမင်းမင်းကိုလေငါ့အလုပ်တွေခါရမယ်ဒါမှမဖြစ်နိုင်ဘူးပါသွားဆိုင်ဆရာဆိုတော့မကောင်းတဲ့အလုပ်တွေကိုလုပ်မှာမဟုတ်ဘူးအသွင်မတူတဲ့အိမ်တော်ကြီးတစ်ခါပေါ်လာအောင်မယ်မားနဲ့ပါလေအသွင်မတူလို့အခုလိုအိမ်တော်ကြီးမသားရတာသမီးမြင်တဲ့အတိုင်းပဲလေဒါတော့ဖန်တီးတီထောင်နေလို့ပေါ်မှာပဲမူတည်ပါတယ်ပါလောကကြီးတော်မတူညီရဲ့အရာကြီးနဲ့လှပနေရပဲသမီးတို့အိမ်တော်ကြီးရလေမတူညီရဲ့ဆေးရောင်နေနဲ့ချက်သားပြီးပုံဖော်အသက်သွင်းမဲ့ပကြီးကားတစ်ချက်ပါဒါကြောင့်လှပနေပါသိကြပါတယ်ဆိုင်းဆရာရဲ့မိမမဖြစ်သေးဘူးစကလုံးတွေကပြောင်းမြောက်နေပြီအချစ်ကြောင့်မှာပါငါထွင်သေးရောမယ်ကို့ဘေရှိမှာအရှက်မရှိချစ်ချောင်းချက်ချောင်းနေလာပြောနေရိတ်တယောက်ပါတော်သားထွားကိုယဉ်နေမိပါကမင်းကိုရိတ်အရန်ချစ်ပြလို့တဝင်းတိုးနေရပါဒီအဖေအကြောင်းကိုဒီသမီးမသိပဲနေမှလားပါတစ်ချက်မျက်လုံးမိတ်ပြလိုက်တာနဲ့ဘာလို့ဆိုလို့ကြောင်းရိတ်တန်းသိခြံထဲမှာမင်္ဂလာပွဲအတွက်ပြင်ဆင်နေကြတယ်မင်းကတော့စောက်ကင်ပြီးအေဂျင့်တိတ်စိတ်တဲ့နေရာမှာစားထိုင်ရေးနေမင်္ဂလာပွဲကိုပြင်ဆင်ဖို့သူမလွယ်ဖို့ယူဆထားကြမှာအခုလေးမလေးခေါ်ခိုင်းလို့ဘာအကြောင်းရရှိလို့လဲစီအဲ့တော့ကျွန်တော်လည်းမသိဘူးလာခေါ်ခိုင်းလို့လာခေါ်တာပါကောင်းပြီငါလိုက်ခဲ့မယ်ရေတယောက်သူတို့သမီးဝဲဆောင်ဝဲပြီးပျော်ရွှင်စိတ်လှုပ်ရှားနေသူတို့သမီးဝဲဆောင်ကခေါင်းဝဲအဖြူလေးပါလက်ကနည်းနည်းကျတော့လေတိုင်းကြော့လေးနဲ့ပခုံးသားဝင်းလေးကမြောက်သူရင်ဖိုးစီမလေးအကိုလေးရောက်ပြီဝင်ခဲ့ခိုင်းလိုက်ပါမိခန်းနဲ့ဝင်လိုက်တော့ချစ်ဆွဲကောင်းစွာပြုံးနေတဲ့ရိတ်ကိုမြင်တွေ့ရတော့ဘဘရင်အောင်ကအခုံမြန်လာတယ်ရိတ်ကိုငေးကြည့်မိသွားကြောင့်ကိုမကျင်မနဲ့ဖြစ်မိသွားတယ်မင်းငါ့ကိုခေါ်တာဘာကြောင့်ရှိလို့လဲသူတို့သားဝိဆောင်ဆန်းဝဲကြည့်ပါရှင်းနေလိုက်လာလို့ငါကိုတိုင်းနဲ့ချုပ်ထားပဲတော်မှာပါရှင်းကိုတော်မတော်ဝဲခိုင်းတာမဟုတ်ဘူးလိုက်မလိုက်ဝဲခိုင်းတာရှင်းအသားဖြူတော့ဒီနောက်တိုင်းဝဲဆောင်နေလိုက်မှာပါမင်းသိနေပြီပဲငါဝဲဆရာလိုသေးလို့လားလိုတာပေါ့တော်ဝဲကြည့်မေကောင်းခုတ်ပြီးအခန်းထဲဝင်ခဲ့လိုက်တယ်ဒီမင်္ဂလာဆောင်အတွက်သူစိတ်မပါပေမဲ့သူမလေးကအရန်တက်ကြွနေရောကို့တောင်းမကြည့်လို့ခံစားမိပြန်တယ်
ဒါပေမဲ့သူမကအတင်းလက်ထက်တာကိုငါချစ်လို့လက်ထက်တာမှမဟုတ်တာဆိုတဲ့အတွေ့ကဝင်လာတော့ကိုအပြစ်မတင်မိရောပါဘယ်လိုလဲငါဝတ်တာအဆင်ပြေလားအရန်ပြေတယ်ရှင်နဲ့အရန်လိုက်တာပဲကော်လန်တေချာတက်ပေးရမယ်ရေးရအရက်ကသူ့ရဲ့ရင်ဘတ်လောက်ပဲရောက်တာကြောင့်ကော်လန်ကိုတက်ပေးနေရနဲ့မတူပဲရင်ဝင်နဲ့တိုးဝင်နေတို့ဖြစ်နေတယ်ခြေပြားထောက်ပြီးကော်လန်တသက်ရဲ့ဖျားလုံးနေရကြောင့်နည်းနည်းအခက်ခဲတွေ့ရတယ်ဒါမေးပြီးတော့ကိုနှိပ်ပေးလိုက်တော့မျက်နှာမော်ပြီးလှုပ်ပေးနေရဲ့သူမမျက်နှာသူ့ရဲ့မျက်နှာနဲ့နီးကပ်သွားတယ်ရိတ်လေရခုံတန်နေမြန်လာသလိုမိတ်လေရခုံတန်နေမြန်လာတယ်မင်းအရက်တော်ပူတာပဲနော်ကျပူမရှေ့ရက်ကလည်းရမ်းရှိရပဲတစ်ကလအုံနဲ့ကိုးတော်ပြိုင်းဆက်ထားဖြစ်မယ်မင်းကြောင့်ဂျပန်ငပုနဲ့တက်ကြီးပူဆက်ထားဖြစ်မယ်ရှင်နော်ကျမရဲ့ပါးနဲ့မအောင်မြင်နေမလားအရက်ပူလို့လားမင်းကြောင့်ဘဝပေးကံမကောင်းလို့ပူတာဖြစ်မယ်ရိတ်စိတ်တို့ပြီးသူ့ရဲ့နှဖိုးခေါင်းနဲ့တိုက်ပြစ်လိုက်တယ်အော်မာလိုက်တဲ့ကောင်အုံတိကြနေရပဲဒီလောက်လေးနဲ့နှွဲ့နေသေးရဲ့ကိုမှန်နေကြည့်လိုက်အောင်ငါတော်တော်ချောပါလားကိုငယ်ချင်းကိုချင်းနေပြန်ပြီဟမ်အဲ့လိုဖြစ်သွားလားရိတ်သူ့ရဲ့ပြောင်းဆက်ဆက်မျက်နှာကိုမျက်စောင်းထိုးပစ်တယ်မင်္ဂလာပွဲတရားတာမန်ရိုးရှင်းစွာကျင်းပတယ်သူတို့သမီးလေးကချစ်ဆွဲကောင်ပြုံးနေပေမဲ့သူတို့သားကတော့တစုံတရာကိုလေးနဲ့စွာတင်းနေလက်ပါသူတို့သားနဲ့သူတို့သမီးတပ်ပေါ်ရိုက်မဲ့ပြုတ်နည်းနည်းပြုံးပါခေရဲ့အော်တန်ကြောင့်ရိတ်စီးရဲ့လက်မကိုဖတ်ပြီးကျင်းလို့စွာပြုံးနေသူမပြုံးချောင်းစီလေသူမငေးကြည့်ပြီးပြုံးနေတယ်အရန်လိုက်ဖက်တယ်မမလေးညလုံးရဲ့မျက်နှာတွေကအချစ်တေးပြေပဲခေရဲ့စကားကြောင့်ဆေးမျက်နှာနေပြီးရှက်သွားပေမဲ့ရိတ်ကတော့ပြုံးနေသေးပါဒီမြင်ကွင်းကိုကြည့်ပြီးတော့ကြွေးစင်ဝမ်းသာမြေကြီးကြားမိတယ်ကျွေငိုးညာလားငိုးကြလားတမီလေးကရှင်းလို့လူစိုးကြီးနဲ့လက်ထက်တာမှမဟုတ်တာလွေမွန်ဆိုင်ဆရာနဲ့လက်ထက်တာပဲ哦ကျမဝမ်းတော်သားသေးရဲ့မင်းကကို့အပြစ်ကြီးပဲမြင်နေရပဲနော်မင်းကို့ပုံမြင်တဲ့အမြင်တွေကိုပြောင်းရင်ကောင်းမယ်အဲ့လိုဖြစ်စေခြင်းရှင့်ရဲ့ဒွေးဆိုင်လို့ကိုဆွတ်လုံလိုက်လေဒါဆိုရင်ကျမအမြင်တွေပြောင်းပေးမယ်မဆွတ်လုံနိုင်ဘူးကွာဒါနဲ့တမီးကိုလည်းမင်းစီထည့်မပေးလိုက်နိုင်ဘူးဥခတ်ထန်ဒေါ်ကျွေစင်ရဲ့အော်တန်းကြောင့်မင်္ဂလာပွဲကိုပျော်ရွှင်စွာဆင်းနေတွေရဲ့အကြည့်ကသူတို့နှစ်ဦးစီကိုကြောက်လာခဲ့တယ်ရေကတော့မိဘနှစ်ပါးစီကိုအပြေးလာခဲ့ရတယ်။မားနဲ့ပါဘာဖြစ်တာလဲ။သမီးမင်္ဂလာဝဲပြီးရင်မားနောက်လိုက်ဖို့ပြင်ဆင်ထားပါ။ငါခွင့်ပြုပြီးလို့ပြောပြီးကြွေ။ကျမခွင့်ပြုချက်ကိုတောင်းခံနေလို့လား။ရှေ့ခွင့်ပြုရအောင်။ကျမသမီးရဲ့မိတွေမဟုတ်ဘူးရှင်။သူ့ရဲ့အမေရင်ရှင်းလက်တဲ့သမီးကြီးပြင်းလာတာနှစ်တော်ကြာနေပြီ။ဒါကြောင့်ကျမသမီးကိုကျမရင်ခွင်မှာပဲထားအောင်မယ်။ကြွေငါလုံးဝခွင့်ပြုနော်။သမီးကငါနေရာကိုဆက်ခံရမယ်လို့ပဲ။ဒါတော့ကျွန်တော်လက်မခံနိုင်အောင်အန်ကေ။ဘာကွာ။ရိတ်ကိုအန်တီရောအန်ကေရောဆိုင်နာဆိုင်နေမပိုင်တော့ပါဘူးရိတ်ကကျွန်တော်ရဲ့ဇနီးဖြစ်တာကြောင့်ကျွန်တော်ပိုင်သွားပါပြီဒါကြောင့်ရင်းနဲ့ပတ်သက်သမျှကိုကျွန်တော်ကပဲဆုံးဖြတ်ခွင့်ရှိမှာမိဘစကားပြောရလဲကွာဦးခတ်ထန်ကအနီယာမြင်နဲ့ကျွဲတိုးကြည့်လို့ရှူရှဲရှဲပောက်ကွဲနေပေမဲ့စီရတော့ရေပမာတင်းငိမ်လျက်ပါစေတီလက်ထပ်ပွဲကိုလက်ခံလိုက်တာကလည်းသူမလေးကိုဒီဒုစရိုက်အလုပ်ကနေကက်တင်ကျင်လို့ပါဦးခတ်ထန်ရဲ့စိတ်ကိုစာရေးဆရာပြီးအကဲခတ်မိရဲ့သူကသမီးနဲ့မယားကိုအရန်ချစ်ပေမဲ့သူရဲ့ဒုစရိုက်လုပ်ငန်းကိုလည်းမစွန့်လွတ်နိုင်ပါဒါကြောင့်စီဦးခတ်ထန်ကိုပညာပေးခြင်းနဲ့ဘာအရေးကြီးရဲ့ကိုကဘာကိုလိုအပ်လဲဆိုတာသိဖို့ပါစိနဲ့ခင်အဲ့ဆိုင်ဆရာကိုရှင်းပြစမ်းပါတပည့်ယောက်ျားရဲ့စံချေတစ်မျိုးကိုတော့ထိခွင့်မရှိဘူးနော်ပါသူ့ကိုထိမယ်ဆိုရင်တမီးပအောင်စံချေရလိမ့်မယ်ဦးခတ်ထန်တစ်ချက်ငြိမ်ညသွားဟာတယ်တသမီးကိုဒီမှာနေခိုင်းကျင်တာကကြွေးချောင်းမှာဘယ်တော့မှဆိုဘလို့ခေါ်ဒီဇိုင်ကိုမရောက်တဲ့သူမကတမီးတစ်ခုခုဖြစ်ပြီးကြားပြရနဲ့ဒီဇိုင်ကိုချက်ချင်းလိုက်လာတယ်အဲ့ခါမှသာဦးခတ်ထန်ကျွေးမျက်နှာကိုတော်ဝါကြီးကြည့်မိရတယ်ဒီလုပ်ငန်းကမကောင်းတဲ့အလုပ်စွာသိပေမဲ့ကျို့အရွက်တိုက်ချင်တဲ့စိတ်ကြောင့်ပို့လို့ဖြစ်ခဲ့တယ်။စင်းနဲ့ခေအဲ့ကောင်ဘာမှမလုပ်နဲ့တမီးဖြစ်သွားတော့အဖေထက်အဲ့ကောင်ပိုချစ်တယ်ပေါ့။သွားကြ။တမီးရောအမေရောငါ့ရုပ်ွယ်နေရာနေထွက်သွားကြ။ဒီဆိုင်ကိုဘယ်တော့မှမလာကြနဲ့။ပျော်ပြီးသူ့ခန်းထဲကိုဝင်သွားတယ်။ညဘက်ရောက်တော့စီကဇွဲမှာစားထိုင်ဖက်နေသလိုရိတ်ကတော့ခင်းပေါ်မှာမျက်နှာမကောင်းစွာပါးကြောင်တွင်းနေမိရတယ်။မာပါးစင်မကောင်းဖြစ်သွားမှန်းသိလို့သူ့နေရာမပြန်သေးပဲခဏနေမှုဆုံးဖြတ်လိုက်တယ်။မာပါးစိတ်မကောင်းဖြစ်သွားမှန်းသိလို့သူ့နေရာမပြန်သေးပဲခဏနေမယ်လို့ဆုံးဖြတ်လိုက်တယ်ဟေးလှလိုက်တာရှင်းရလေဩငါခေါ်နေရကြာနေပြီဘာတွေးနေရလဲမင်းကပါအကြောင်းလားဟုတ်တယ်ကျမသမီးမိုက်ဖဲနော်ပေါ့စစ်စင်းအောင်လုပ်မိရဲ့အဲ့ဒါတွေးမနေနဲ့အိပ်ရအောင်မိုးချုပ်နေပြီကျမမအိပ်ချင်သေးဘူးအပြင်မှာလမ်းသွားရှောက်လိုက်အောင်မယ်ငါလည်းအဖော်ပြုတ်ပေးမယ်လာမင်းကြီးကလည်းတာရနေရပါသွားကြမယ်စေသူမိုက်လက်ကိုကိုင်းပြီးအပြင်ထွက်ခဲ့တယ်ရေကတော့ခုနကအတွေ့အပြောက်ပြီးပျော်ရွှင်သွားရတယ်ဘာကြောင့်လဲဆိုတာပြောနေကြမလို့ပါဘူးစေသူမိုက်လက်ကိုကိုင်းလိုက်လို့ပါအပြင်မှာဘသူရှိလဲကျွန်တော်ရှိရတဲ့တခင်ကြီးကျိုးပြန်သွားပြီလားမပြန်သေးပါဘူးတခင်ဦးခတ်ထန်စေအေးပြီးတပြင်းချမိရတယ်အဲ့ချိန်မိုက်ရဲ့စကားတဲ့တချို့ထွက်လာတယ်တခင်ကြီးကိုတခင်မကြီးကတွေးချင်လို့သူ့အခန့်လာခိုင်းပါတယ်အော်မအထက်စီကနေပြီးတော့သူတွေးချင်တာပဲသူ့ဘာသာငါခန်းတာပေါ့တခင်မကြီးကိုတောက်ပြောပြရမလားတခင်ရတယ်မပြောနဲ့ငါပဲသွားမယ်ကြွေကြောင်သူသိပါတယ်ဘလို့အရေးကြီးအကြောင်းအရာပဲရှိရှိသူ့အခန့်မလာဘူးဆိုတာပေါ့အယောင်မာနာခေါင်ခိုက်တဲ့မိမပါ
သူ့လိုချင်လို့မရယူထားတာပါသူ့အရန်မုန်းနေရလဲသိတယ်ကျွေးဆောင်တော့ကိုဖတ်နေတော့တကားဖွင့်တန်းကြောင့်စောင်းကိုပိတ်လိုက်တယ်ဦးခတ်ထန်မျက်နှာစုပ်ပုတ်ပြီးဝင်လာတယ်မင်းငါနဲ့ပြောကြရှိရဲ့ဆိုထိုင်ကမှထိုင်ပါမင်းအမိတ်ပေးကြမလို့ငါဘာသာထိုင်ကျင်ထိုင်မယ်မထိုင်ကျင်မထိုင်ဘူးကျွေးမျက်စောင်းထိုးမိရတယ်လို့စိတ်ကိုလျှော့ရဲနေနဲ့တပြင်းချမိရဲ့ဦးခတ်ထန်ဆွဲလူအကြောင်းကကြီးကနေအားထိသူမသိရပေါ့ဘလောက်စိတ်ဆိုးနေပါစေဒေါသထွက်နေပါစေသူမခေါ်ရင်တော့ချက်ချင်းလာပဲလေတယောက်ကြာကျွေးကိုဘလောက်ချစ်လဲသိပေမဲ့ဒူးကြအဲ့လုပ်တွေမရက်မချင်းကျွေးရတော့လမ်းဖြူမပြနိုင်ပါအတိတ်ဟောင်းကသူ့လိုရဲ့ကြောင့်ကျွေးဘလောက်တောင်နာကျင်ရလဲဒါဆိုရင်လည်းပြီးရပဲကျမခုရှင်းအောင်ခေါ်လာကတမီအကြောင်းဆွေးနွေးဖို့ပါဘာဆွေးနွေးကြလို့လဲမင်းသမီးကတယောက်ကြာရဲ့စကားတိုင်းပဲ哦အဲ့ဒါတော့ရှင်နဲ့လုံးဝကွဲပြားတဲ့အချက်ပဲအဲ့ဒါမင်းကိုပြောမှာပါမင်းရဲ့သမီးလို့ငါစကားကိုနားခံပါလားမဖြစ်နိုင်တာကိုလာပြောနေရပဲကဲပါရှင်နဲ့ရံမဖြစ်ချင်ဘူးသမီးအကြောင်းမဆွေးနွေးချင်ရင်ကိုခန့်ကိုပြန်တော့ခေါ်တော့လဲသူပဲနှင်းတော့လဲသူပဲအဲ့လိုပြောပြီးဦးခတ်ထန်သူ့ရဲ့ခေါင်းဒေါ်ကြီးမော်ကြီးပြန်လာပုံကကလေးစိုးကြီးပမာပါရိတ်ဟင်ဟာဘလို့ထူးရလဲရှင်တို့ထူးလေဟင်အဲ့လိုထူးရမှာလားဒါဆိုရင်ပြန်ခေါ်ရိတ်ရှင်နေ့လျာဖြစ်တဲ့ပြဿနာမှာမင်းငါ့ကိုကာကွယ်ရကျေးဇူးပါကာကွယ်ရမှာပေါ့ရှင်ကကျမတမိုးထားတဲ့အရာပဲကိုအဲ့စကားငါရင်းနေကြဇလန်းထဲမှာမင်းသားမင်းသမီးပြောရတဲ့စကားလုံးမှာပြီးတော့ယောက်ျားတွေကပဲမင်းကလေးတွေကိုကာကွယ်ရပေါ့နောက်ဆိုရင်မင်းရဲ့ပါးနဲ့ပြဿနာတက်ရင်ငါ့ကိုမကာကွယ်ပါနဲ့ဟမ်သူမအော်ပုံလေးကိုကြည့်ပြီးဆေးဆက်ပြောလိုက်တဲ့စကားကြောင့်သူမလှပစွာပြုံးမိသွားတယ်ဆေးပြောလိုက်တဲ့စကားကငါ့အမေကိုကာကွယ်မှာမို့လို့ပါမင်းငါဘွားတစ်လျှောက်လုံးလက်တွဲသွားမယ်စနေတော့ဘာပြဿနာပဲဖြစ်ဖြစ်ငါမင်းရှိရနေရင်ဆိုင်မယ်မင်းရဲ့ဆက်ချီတမင်ကိုတော့ငါခွင့်ပြုချက်မပါပဲဘယ်သူမှမထိစေရဘူးမနက်ပိုင်းခိုင်သားရည်နဲ့ရိတ်တိုက်ရိုက်ခိုင်ရှင်းပြိုင်နေဦးခတ်တန်ကတော့ထိုင်ကုန်တစ်ခုမှထိုင်ပြီးကြည့်နေရဲ့ကျွေးရတော့ပန်းချက်တစ်ခုမှပကြည့်ဆွဲနေရဲ့ဆေးကတော့ခိုင်သားနဲ့ရိတ်တိုက်ရိုက်ခိုင်ရည်ကျင်းနဲ့မလန်မဝေးမှာဆိုင်ထိုင်ရေးလျက်ပါခိုင်သားအများစုနဲ့ရိတ်တယောက်တည်းဦးခတ်တန်ဖိုက်ခိုင်နေရိတ်ကောင်တစ်ချက်မှမမှုပဲတိုက်ခိုက်တယ်ရေရတိုက်ရိုက်ခိုင်ရည်ကျွမ်းကျင်မှုကြောင့်အကုန်လဲသွားပေမဲ့ဦးခတ်ထန်ကကျန်တဲ့ခိုင်သားတချို့ကိုဓာတ်ရည်တုပ်တွေနဲ့ဝင်ချခိုင်းတယ်ရိတ်လည်းအရန်မောပန်းတာကြောင့်လက်မောင်းမှာဓာတ်တရတစ်ချက်ရသွားတယ်ရိတ်အော်တန်းကြောင့်ခိုင်သားတချို့ကလှုပ်ရှားမှုရပ်သွားပေမဲ့ဥခတ်ထန်ကတော့မရက်နဲ့ဆက်တိုက်ခိုင်သားတွေကလည်းဥခတ်ထန်အမိန်ကိုမလို့ဆန်ရဲပဲရိတ်ကိုတိုက်ခိုက်ကြတယ်ရိတ်လည်းဓာတ်တရရသွားတဲ့လက်ကိုကျမဆိုင်အားပဲပြန်နေတိုက်ခိုက်တယ်အဲ့ချိန်လျှက်စီးချောင်းရဲ့လျင်မြန်ဖြက်လက်မှုနဲ့တူညီရဲ့တစုံတူရဲ့တိုက်ရိုက်ခိုက်ရဲ့ကြောင့်ရိတ်ကလွဲပြီးကျန်တဲ့ခိုင်သားရဲ့ကုံလဲချကုံနေအဲ့လူကစေမင်းမိတ်ဖြစ်တယ်ရိတ်မရရလားရှင်ဘလို့လုပ်ပြီးရောက်လာလဲကျွန်တော်ဟိုနားလေးမှာစာရေးနေတော့မင်းော်တန်ကြားကလေးကစာရေးချက်ချက်ရက်ပြီးတော့စောင့်ကြည့်နေရငါရဲ့တမန်တော်ကတိုက်ခိုက်ကျွမ်းလာကြည်လားဥခတ်တန်လက်ခုပ်တီးပြောပေမဲ့ခြေကတော့မျက်နှာအနေထားခတ်တန်စွာနဲ့ကြည့်နေရဲ့အန်ကရရေးရဲ့အဖေရင်ဟုတ်ရလားဗျာဒါတော့ငါမိမစော်ကားလိုက်တာပဲကျွန်တော်မေးချင်တဲ့တိပဲကအဲ့လိုမဟုတ်ဘူးဆိုတာကိုအန်ကသဘောပေါက်တဲ့နေခိုင်းတစ်ခုလုံးကိုအုပ်ချုပ်နေသူတယောက်ကအခုလိုမတွေးသင့်ဘူးတမီးအရင်ကိုထိခိုက်နာကျင်စရာဖခင်တယောက်ရဲ့အချက်လားစိုင်းစရာပဲပြီးစကလုံးနေနဲ့မတိုက်ခိုက်နဲ့ငါသမီးရဲ့အရေးချင်းကိုတိုးတက်အောင်လုပ်နေရတိုးတက်အောင်လုပ်တာအကြောင်းပြချက်ကမိုင်းလာရီလားမေးလေးတယောက်ကိုလူများချင်းနဲ့တက်ခတ်ခိုင်းတာကတိုးတက်အောင်လုပ်တာပေါ့ဒီမှာတွေ့လားရိတ်မှာတရားရသွားပြီငါသမီးတရားရတာအစမ်းမမဟုတ်တာငငယ်လေးတွေကရနေရပဲ哦တိတ်ကြီးတဲ့မြင့်မြတ်တဲ့ဖခင်တယောက်ပဲကိုသားသမီးကိုလမ်းမရအောင်ညွှန်ကြားမဲ့အစားလက်မရအောင်ပို့တဲ့အန်ကဲလိုဖေမျိုးကရှားတယ်အဲ့အကြောင်းတဲ့အန်ကဲရဲ့ဇနီးကစစ်ကုံတာဖြစ်မယ်တော်စမ်းစီမိမိတ်မင်းစကားတတိုင်းပြောမနေနဲ့ရိတ်ကြွေပန်းကငါရဲ့သမီးတက်ချင်တက်ပြလို့ရတယ်တဘောပေါက်တက်ကြည်စမ်းမှာကျွန်တော်လည်းတတိပေးလိုက်မယ်ကျွန်တော်ဇနီးရိတ်ကိုတက်ဖို့မပြောနဲ့စိုက်ချစ်တမျက်နှာထိကြည့်ရောက်ခမဖြစ်နေလေအသက်ရှင်မမထင်နဲ့ဆေးရဲ့စကားကြောင့်ဥခတ်တန်ဒေါသထွက်ရပေမဲ့ရိတ်ကတော့ကြည်နူရတယ်အဲနောက်ဆေးကရဲရဲ့လက်ကိုဆွဲပြီးအခန်းထဲခေါ်သွားတယ်ဒီကောင်တက်ချင်စိပေါက်လာပြီးစားရေးဆရာရောဟုတ်ရဲ့လားသူ့ရဲ့တိုက်ရိုက်ခိုင်ရတော်တော်ကျွမ်းကျင်တာဟုတ်တယ်တခင်ကြီးမိုင်းအမေရှိပါတခင်ကြီးအဲ့စားရေးဆရာဆိုရဲ့ကောင်အနိကစောင့်ကြည့်ထားပါသူနဲ့ပတ်သက်တဲ့အချက်လက်တွေအားလုံးစုံစမ်းပြီးဟုတ်ကဲ့တခင်ကြီးမျက်နှာမောင်တန်ရတက်တာရဲ့လားတက်တာပါတယ်ဒါနဲ့ရှင်ကိုခိုင်ပညာကဘယ်လိုတက်တာလဲကျွန်တော်တိုက်ကွန်းလို့ရွှေကပတ်ရထားရလို့ပါဟိုမိုက်တာပဲဒါနဲ့ရှင်ပါလို့ကောက်ပါမှာကျမဖွဲ့ကိုပြန်မတိုက်ခိုက်တာလေမင်းရဲ့မျက်လုံးကြည့်ပြီးငါနားလဲတယ်ဟမ်မင်းမသိရင်မှတ်ထားလူတရားမျက်လုံးကိုကြည့်ရနဲ့အဲ့လူရဲ့စိတ်သဘောထားကိုအကဲခတ်လို့ရတယ်မင်းရဲ့မျက်လုံးကတနာကျင်တာတက်မှုတွေ့လို့ဒါဆိုရင်ခုကျမမျက်လုံးကြည့်ဘာတွေ့ရလဲရေချစ်စရာကောင်းစွာပြောပြပြီးသူ့ချစ်ချွန်နေတဲ့မျက်ဝန်းနဲ့ကြည့်ရောစိတ်သဘောကျစွာရည်ပြီးပြောလိုက်တဲ့စကားကြောင့်ရေသူ့ရဲ့လက်မောင်းကြီးကိုထိုးမိရဲ့မင်းကောင်မြူဆွဲဖြောင်းနဲ့ကြာကြီးနဲ့ကြည့်နေရနာတဲ့စင်းနဲ့ခေအထုပ်တွေပြင်ကြဒီနေ့ငါ့ရဲ့နေရာကိုပြန်မယ်ဟုတ်ကဲ့ပါတခင်မကြီးသမီးဘလို့နေသေးလဲအနာရှိန်နဲ့ဖြောင်းနေရလို့ကြားပါတယ်တခင်မကြီးခေးထွက်လို့အဆင်ပြေပါမလား
ပြည်တယ်ဒီဇိုင်းနဲ့ဝေးတဲ့နေရာကအဆင်ပြေဆုံးပဲငါသမီးအခန်းခဏသွားအောင်မယ်ကျွေသမီးအခန်းရှိရောက်တော့ဥခတ်ထံကိုတွေ့လိုက်ရတာကြောင့်မျက်နှာကြောတင်းသွားရတယ်ဥခတ်ထံကလည်းသမီးခုလိုဖြစ်တာသူ့ကြောင့်ဆိုတာသိရတဲ့အတွက်ကြောင့်မျက်လုံးကတောင်းမနေခြင်းနဲ့သူ့ရဲ့ဇနီးကိုကြည့်နေတယ်ကျွေကိုမသွားတယ်သမီးကိုတိုးတက်စေခြင်းနဲ့စိတ်ကြောင့်ထိခိုက်အောင်လုပ်မိရပါရှင်တောင်းမှန်လေကျမလက်မခံတာဥခတ်ထံရှင်ကတကယ်ကိုချစ်ချင်းတရားမရှိရဲ့လူပဲကိုယ့်ရဲ့သွေးသားကိုထိခိုက်ထန်ရလောက်တာရှင်မရှိရဲ့ကျမရဲ့သမီးနာမှာဝေးနေပါပြီးတော့ကျမနေရက်ကိုဒီနေ့ပြန်မယ်သမီးခန်းကိုလည်းရှင်မဝင်ရုံမလားအဲ့လိုပဲကျမသမီးနဲ့ဝေးမှနေပါပြောပြီးခန်းထဲဝင်သွားတယ်ရှေ့စေးတောက်တော့တရားရှင်ကြောင့်ဖျားသွားပါစေရက်ကိုချော်ပြီးစေးတိုက်ရတယ်သူမစေးထိုးစေးတောက်အရင်ကြောက်တာကြောင့်ရီလဲရီကျင်မိရဲ့လူများနဲ့တက်ခိုက်တုံးကရဲရဲနာသူမဟုတ်တဲ့အတိုင်းပါပဲမတောက်ချင်ဘူးစီရခါတယ်လုံးဝမတောက်ဘူးမခါကိုကိုချိုချင်းဆောင်ထားတယ်ဒီစေးတောက်ပြားနဲ့ဒီချိုချင်းလေးငုံထားတော့စေးလုံးကိုပါဇက်ထဲထည့်ပြီးရေနဲ့အမြန်တောက်ခိုင်းလိုက်တယ်အနောက်ချိုချင်းဖောက်ပြီးသူမပါဇက်ထဲထည့်ပြီးရဲ့တမီတက်တာရဲ့လားမမိခင်ကိုမြင်တော့ကလေးငယ်တယောက်လိုငိုမဲမဲနဲ့မိခင်ရင်ခွင်ထဲဝင်ပြီးငိုတယ်ကြည်ရတော့တမီဖြစ်တဲ့ကောင်ဖမလေးတက်ပြီးရဲ့စီရတော့တာမီနှစ်ယောက်လွတ်လွတ်လပ်လပ်စကားပြောလို့ရအောင်အခန်းပြန်ထွက်ပြီးရဲ့စီအခန်းပြန်ထွက်တော့အခါဝမှာရက်နေရဲ့ဥက္ကဋ္ဌမြင်လိုက်ရတယ်ငါမင်းနဲ့စကားခဏပြောခြင်းနဲ့ခြံထဲသွားရအောင်ဥက္ကဋ္ဌစကားကိုစီလဲလက်ခံကခြံထဲကိုလာခဲ့တယ်ခြံထဲကမြန်မာရဲ့တက်ပြုံမောကြည့်ပြီးဥက္ကဋ္ဌစကားစားလိုက်တယ်မင်းငါသမီးကိုချက်လားမထမတဲ့စကားမို့လို့စေအောင်ပြီးပြားတလုံးထွက်မိရဲ့ငါသမီးကိုငါ့လိုဖြစ်မျိုးအဖြစ်မခံနိုင်ဘူးငါကြွေးမချစ်ပဲအတင်းသိမ့်မိုက်ထားတာဒါကြောင့်လေ तू ကငါ့ကိုရံမုန်းနေအောင်ပေါ့မင်းကိုလည်းငါသမီးအတင်းလက်ထပ်ထားခဲ့ရလေဒါကြောင့်ငါမေးကြည့်အားကျွန်တော်ရိတ်ကိုချစ်လားမချစ်လားတော့တေချာမသိဘူးဒါပေမဲ့ညီမအရင်တယောက်လိုတန်ရောစင်တွေ့တယ်မချစ်ဘူးပေါ့ငါသမီးနဲ့ငါမိမကိုဆောက်ရှောက်ပေးပါငါတော့သူနဲ့ဝေးရမှာပဲနေထိုင်ရမယ့်လူတရားပါကျွန်တော်ဆောက်ရှောက်မှာပါအန်ကယ်ကိုလည်းအကြံတစ်ခုပေးပြရစီအန်ကယ်ရဲ့အခုလုပ်နေတဲ့အလုပ်ကိုဆုံးလွှတ်လိုက်ပါဒါမှမဟုတ်ရင်အကယ်တေးချရသူတွေနဲ့ဝေးကွာသွားနိုင်မယ်စီအက်စကားကိုပြောပြရနဲ့ကြော်ခိုင်းပြီးလက်ထွက်ခဲ့တယ်ဥက္ကဋ္ဌကတော့တွေးဝေးစွာကြင်ရက်ခဲ့ပြီးစီပြောရဲ့စကားကိုစဉ်းစားနေတယ်မဗိုက်စားတယ်အချွဲမလေးမျက်နှာရောတိပိပြီလားဒါနဲ့တာရောမတွေ့ပါလားမရဲ့သားရွှေကင်းလှိုင်းနေရမှာစားထိုင်ရေးနေလောက်ပြီးပါရောနေကောင်းရလားမသိဘူးတတိယရင်သွားတွေ့ပေါ့မရောတတိမရဘူးလားမရပါဘူးသူ့လိုမကောင်းတဲ့လူမကဘာလို့ပေါင်အရန်မုန်းတာလဲဟင်သမီးအမေကိုကြွေးဖြေဖို့စကားလုံးမရှိပါဘာကြောင့်မုန်းလဲဆိုတာသမီးကိုပြောပြရင်သူ့ရဲ့ပေါင်မုန်းတော့မှမလားဒါကြောင့်မပြောဖို့ဆုံးဖြတ်ရင်မကသမီးရဲ့ပေါင်မုန်းချင်လို့မုန်းတာကဲတောင်းတော့ခေါ်ခဲ့ထမင်းစားမယ်ဟုတ်မှာညရောက်တော့ကျွေးရဲ့အတွေ့ကအတိတ်ကာလစီကိုပြန်ရောက်သွားတယ်ကျွေးကြောင်းသွားကြမယ်လေပြပါအောင်ရဲ့ခဏဆောင်လွဲသွားယူလိုက်အောင်မယ်ကျွေးစင်းဆိုရဲ့စရန်ကျောင်းသူမလေးကတိတ်ချစ်စရာကောင်းတယ်ပါပြာတနခါဝင်းဝါလေးကဒီမောက်ချစ်စရာပိုကောင်းစေတယ်အဖြူနဲ့အစိမ်းကျောင်းစင်းဝဲဆောင်လေးနဲ့ကျွေးကအရန်လိုက်ဖက်တယ်စပင်းရှိရှိလေးနှစ်ခွာစီထားပုံကတကယ်မရသူတိုင်းငေးစီတယ်တနေ့ရောအောင်ဖျားနေလို့ကျောင်းတယောက်တည်းလာခဲ့တယ်လမ်းတနေရာမှာအဖွားကိုတယောက်လမ်းကိုနေရာမြင်တော့ကျွေးအဖွားကိုစီကိုသွားပြီးလက်ကိုဆွဲကားလမ်းကိုတေချာကူးပြီးရဲ့ကျေးဇူးတင်ပါတယ်မိလေးရဲ့ကျမ်းမာပါစေချမ်းသာပါစေပေးရဆုနဲ့ပြည့်ပါစေဖွားဖွားကျွေးဖွားကိုပို့ပြီးပြန်လှည့်မှာတငယ်ချင်းတွေကိုတွေ့ရကြဝမ်းသာအရာပြောမြပြီးတငယ်ချင်းစီကိုသွားတယ်အဲ့မြင်ကွယ်ကိုကားပေါ်လူချောတို့ကမြင်ပြီးသူမအလွန်ချစ်မိသွားတယ်အဲ့လိုဟာသူမအနောက်ကိုတကောက်ကောက်လိုက်ဖို့ဆုံးဖြတ်လိုက်တယ်ညနေကြောင်စင်းချိန်ကျွေးအိမ်ပြန်လမ်းမှာလူချောတို့နဲ့ဆုံနေသူကကျွေးထက်အသက်10နှစ်လောက်ကြီးမြတ်ထင်တယ်ညီမလေးနာမည်ဘယ်လိုခေါ်လဲကျွေးခဏကြောင်သွားပေမဲ့ချက်ချင်းရန်စွာမိဘာလို့ပြောပြရမှာလဲလူတိုင်းအောင်နာမည်မပြောအောင်လို့တပင်းနဲ့မမေမှားထားတယ်ဟာတကယ်အစွာပဲဦးလေးကြီးကဘာကြီးတာလဲကျွန်တော်နာမည်ခတ်ထန်မှာဦးလေးဘာသာခတ်ပဲထန်ထန်ပျော့ပြောင်းတဲ့ဖျောင်းမဲဖြစ်ဖြစ်ကျွေးနဲ့ပါဆိုင်လို့လဲနာမည်လေးကကျွေးရဲ့လားတကယ်လက်သက်ကျွေးရဲ့အတိုင်းပဲလှရင်တော့ဒီမှာဦးလေးလာပိုးမနေနဲ့ဒိုးလိုက်တော့မဒိုးကျင်သေးဘူးမင်းနာမည်ပြည့်စုံသိကျင်တယ်ဒါမှမဟုတ်ကျွေးတလုံးမဲလားသိကျင်စုံစမ်းဖေးကျမရှိရမဖယ်နိုင်သေးပါဘူးမင်းမဲသိကျင်စုံစမ်းဆိုအခုစုံစမ်းမယ်ပျော်ပြီးကျွေးလေတဲ့ကိုလက်လိုက်ပြီးစောက်တော့ကိုယူလိုက်တယ်အနာဝန္တာအရာပြုံးပြီးပြောရဲ့စကားကြောင့်ကျွေဥက္ကဋ္ဌံကိုတွန်းထုတ်ပြီးအင်ကိုပြေးပြန်ခဲ့တယ်ဥက္ကဋ္ဌံကျွေကိုပြောလိုက်တဲ့စကားကကျွေစင်းဆိုပါလားကွဲနှလုံးသားတဲ့ကျွေကိုချစ်တဲ့အချစ်တွေကြောင့်ကျွေစင်းကုန်ပြီအဲ့ခတ်ထန်ဆွဲလူကြီးကကျွေဘွားအတွက်အဆိုးဆုံးလူသားစွာကြိုးသိခဲ့ရင်တကယ်ပါအစကတည်းကကိုတက်သေးခဲ့မိမှာပါဥက္ကဋ္ဌံနဲ့ဆုံးပြီးတဲ့နောက်ကျွေနေထိုင်ရအောင်မလွတ်လပ်ပါတောင်းသားချိန်နဲ့အနောက်ကနေအရေးလိုလိုက်နေရကြောင်းမှာကျွေဟိုခံကြားလူကြီးကမြို့ကိုကြည့်နေရမျက်တောင်တော့မခတ်ဘူးကြိုက်နေရထင်တယ်အဲ့ငါဘာလို့မှလဲအေးစေးစနော်မီးမနင်းကလည်းအဲ့လူကြီးကအရန်ခတ်နေမြို့ကိုကြိုက်နေရထင်တယ်အားကြလိုက်တာဟဲ့ငါ့ကိုလည်းအဲ့လိုရုပ်ချောချောလေးကြိုက်ရင်ကောင်းမယ်ကောင်းမ
တိတ်မရွနဲ့စားပြီးကြောင်းနဲ့ပြေးဝင်မယ်ဒီနေ့ဘန်ဥစားမေးမယ်တဲ့ကြက်အောင်မယ်ဒေါ်ရီဘလောက်ကြလဲရှင်းပြပြကြွေအတော်ကြီးရဈေးရောင်ရဲ့လှမ်းအောင်ပြောအားကြောင့်ကြွေပေးနာမေးကိုကြည့်မရတယ်ငါမရှင်းပါဘူးနင်းနဲ့ငါတူတူအတုပ်စားနေရပဲ哦ဒါဆိုရင်ဘယ်သူရှင်းတာလဲငါထင်ပြောရင်ဟိုလူကြီးရှင်းတာနေမယ်ဒီလူလွန်နေပြီကြွေဒေါသတက်ကြီးနဲ့ဥက္ကဋ္ဌထန်စီလာမိရတယ်အနာကမေးကကြွေကိုထိန်မှုလိုက်လာလေဒီမှာရှင်မလို့ကျမစားရမို့ကိုပတ်စံရှင်းရတယ်ရှင်းကျင်လို့လေမင်းစားကချစ်စရာလေးနော်နှာဘူးနောက်မရှင်းနဲ့ကျမမကြိုက်ဘူးကိုကတော့ကြိုက်တယ်ဘာရှင်းတမျိုးမထင်ပါနဲ့မင်းမုံစားတာခုလိုရှင်းပြရကိုပြောရပါကြိုက်လည်းမရှင်းနဲ့နောက်တစ်ခါရှင်းကျမနဲ့တွေ့မယ်ကျောင်းဝတ်ဆောင်နဲ့အရန်ချစ်ဖို့ကောင်းတဲ့ကြိုးသူမင်းမင်းချင်းချစ်မိသွားတယ်မကောင်းမှုတွေးဆိုင်လောကမှာကျင်းလဲနေတဲ့သူ့လိုတွေးဆိုင်သမားမှာအချစ်စွာမရှိသင့်ဘူးလေဒါမဲ့နှလုံးသားကထိန်ချုပ်လို့မရတော့လေမတက်နိုင်ပါအခုလေသူ့ကိုဒေါ်ကြီးမော်ကြီးနဲ့ပြောနေတဲ့ကြွေးကတမျိုးလေးချစ်ဖို့ကောင်းနေပြန်တယ်အခုလေတွေ့နေရပဲဦးတော်တော်မျက်နှာပြောင်တိုက်တဲ့လူပဲကဲဟာကြွေဒေါသထွက်လွန်လို့စိတ်မထိန်နိုင်ပဲသူစားနေတဲ့ခေါက်ဆွဲတော့ပကံယူပြီးသူ့ရဲ့ခေါင်းရိုက်ပြစ်လိုက်တယ်ဟာကြွေနေဘလို့လွတ်လိုက်တာလေသူ့ရထွက်ကုန်ပြီကတ်တန်သွေးထွက်တာနဲ့သူတပည့်၃ယောက်ကခါကြရီယာတနက်ကိုထုတ်ဖို့ပြင်နေခတ်ထန်ကမျက်နှာပြအကြောင်းတနက်ကိုမထုတ်တော့ပဲဆရာဒီကောင်မလေးကိုဘာလို့ရမလဲဘာမလုပ်နဲ့မင်းတို့ဘာသာအေးစင်းနေခတ်ထန်သူ့ရဲ့တပည့်တွေကိုတားဆီးရတယ်ကြွေရတော့မျက်နှာခတ်ထန်စွာနဲ့ကြည့်နေရဲ့ဆက်ရှဲတော်ကြီးကလည်းမုံရောင်ရင်နဲ့ပြေးလာတယ်ဆိုင်နေရလူအားလုံးကသူတို့ဝိုင်းကိုကြည့်နေရဲ့တမီးကြွေဘယ်လိုလုပ်လိုက်တာလဲလူလေးရရဲ့လားသူ့အများကြီးထွက်နေပြီရပါတယ်အန်တီကြွေမင်းမို့လို့နော်ဒီနေရာမှာတခြားလူသားဆိုရင်မလွယ်ဘူးကြောင်းတက်နေပြီသွားတော့ကြွေလည်းမျက်စောင်းထိုးပြီးတော့တငယ်ချင်းကိုခေါ်ကကြောင်းထဲဝင်ခဲ့တယ်ညနေကြောင်းဆင်းချင်းရောက်တော့ကြွေတငယ်ချင်းတွေနဲ့အိမ်ပြန်မဲ့အလုပ်ကျောင်းဟိုကြီးကခေါ်တာကြောင့်ရုံငန်းကိုလာခဲ့ရတယ်တငယ်ချင်းတွေကလည်းအလုပ်ရှိရကြောင်းကြွေကိုမဆောင်မဲပြန်သွားကြတယ်ဆရာကြီးတမီးကိုခေါ်ရဲဆိုတမီးဘယ်လိုလုပ်တာလဲဘာလို့လဲဆရာကြီးမနက်ကမုံဆိုင်မှာလူတယောက်ကိုပကံနဲ့ခေါင်းရိုက်တယ်ဆိုအမှန်ပါပဲဆရာကြီးအဲ့လိုမလုပ်နဲ့တမီးတို့တစ်ဖက်လူကအရေးမယူလို့ရွှင်တမီးဆောင်မွဲတော်ဖြေနိုင်မှာမဟုတ်ဘူးဆရာကြီးတို့ကြောင့်ပြစ်မှုရှိတဲ့ကျောင်းသားတွေကိုလက်မခံပါဘူးဟုတ်ကဲ့ပါဆရာကြီးရှင်တမီးနောက်တစ်ခါအဲ့လိုမဖြစ်စေရပါဘူးအေးပါတမီးလဲသွားတော့ဟုတ်ကဲ့ဆရာကြီးကျွေးမှာတပြင်းချပြီးရုံငန်းကနေပြန်ထွက်ခဲ့တယ်ကျွေးရုံငန်းကိုရောက်တာကြောင့်လည်းရှက်မိရတယ်အိမ်ပြန်တဲ့တခြားမှာကျွေးစိတ်တွေညွန့်နှမ်းပြီးအားရင်နေမဲ့နေရဲ့ဟေးဘိုင်းငိုင်းနေရလဲအမလေးလောက်လိုက်တာအောင်ရဲ့ဟေးလက်သွားလားပြောစမ်းမအောင်ဘိုင်းငိုင်းနေရလဲကျွေးအောင်အမေကိုမဖြေခင်မျက်စောင်းထိုးပြမိရဲ့အဲ့ခါအောင်ကသဘောကျစွာရှိတယ်ဒါကြောင့်ကျွေးသူ့ရဲ့လက်မောင်းကြီးကိုရိုက်ပြစ်တယ်နောက်လိုက်တာဟာနိုင်သေးလိုက်မသေးပြစေနဲ့အောင်ကြီးစားမရသေးဘူးနင့်လိုမျက်နှာယူကိုကြိုက်မဲ့သူရှိပါမလားအမငါ့ကိုကြက်တဲ့သူများလုံးလို့ခါချနေရတယ်အန်ကျန်လိုက်တာကဲတော့ကျွေးစင်အန်ကျန်နာနောက်မှထားဘောင်းငိုင်းနေရလဲဘာမဟုတ်ပါဟာနင်ငါ့ကိုမဆောင်မဲပြန်သွားလို့နင်ငါ့ကိုကြိုက်နေရလားကျွေးဘာရဲ့နင်တေချင်နေပြီလားကောင်းစုပ်ကောင်းလားအဲ့လိုပြောပြီးကျွေးအောင်ကိုလိုက်ရိုက်တယ်အောင်ကလည်းကျွေးကိုပြောင်းမြပြီးထွက်ပြေးရဲ့ဒီမြင်ကွင်းကိုကြည့်ပြီးလူတိုင်းကပျော်ရွှင်ပေမဲ့ကာကောင်းစားအမေကြီးတွေကမျက်မှန်အမဲတက်ထားသူကတော့ဒေါသထွက်စွာကြည့်နေရဲ့အဲ့သူရဲ့နှစ်ပုတ်မှာပတ်တီးနဲ့ဒါဘသူလဲဆိုတာပြောချမလို့ပါဘူးဥက္ကဋ္ဌံပဲပေါ့ကျွေးနောင်လေးအိမ်ကနေကျောင်းကိုအသွားလမ်းမှာကန်ဆိုမိုးမောင်ကြားခဲ့တယ်အဲ့ဒီနေရာကျွေးပေါ်အတွက်တကယ်ငရမ်းကန်းကိုရောက်စေခဲ့တယ်မဟမ်ဘာလဲမဘာရီတွင်းနေရလဲမေးသေးဘူးလားအိတ်တော့မှာပါသမီးရောအေးလေအိတ်တော့လေသမီးကမပါကြောင်တွင်းနေရလားလို့သမီးပြောအောင်မှန်းတာကြောင့်ကျွေးမျက်နှာပြက်မိရဲ့ဒါသမီးကမြင်တော့မဟာပါကြောင်တကယ်ပဲတွင်းနေရအောင်မနော်ပေါ့မချစ်ဘူးနဲ့ခေါင်းထဲမှာပါကြောင်ကြီးပဲမလည်းပေါ့ချစ်ညာမလားမဟုတ်ပါဘူးသမီးပေါ့အရမ်းမုန်းတာကြည်အေးနေရကိုဝေစားပပလေးဝတ်ထားပါလားသမီးအနှွေးတယ်ဝေးရမှာပြင်းလို့ချန်လဲမောင်ကိုဖတ်ထားလို့ရပါပဲ哦ရိတ်မိုင်းရဲ့ခေါက်ဖတ်ပြီးရင်ဝင်နဲ့တိုးဝင်လိုက်တယ်မိုင်းရဲ့ကိုတင်းနဲ့မွေးလေးကိုရှူဆိုင်လိုက်တယ်ပါလို့မောင်ကိုအရန်ချစ်လဲစွာရေးတည်ရဲ့မရွေချောသူတို့စိတ်ထားပြူစင်ပြီးမိမပိသားလို့ပါဒေါသကတော့အနှင်းငယ်ကြီးအားကလွှဲရင်မကအရန်ချစ်ဖို့ကောင်းတဲ့လူပါမျက်မှန်ကိုစာကြည့်စပွဲမှာတင်ပြီးခါကျော်ဆန်းကစီအေးရဝင်ဖို့ပြင်းနေအဲ့ချိန်နော်တို့ခွက်ကင်ပြီးဝင်လာသူလေးကချစ်စပွဲပါခြေသားကောင်းရင်လက်ပြတ်တို့နဲ့ရိတ်ကတကယ်ပုံမရုပ်လေးလိုချစ်စပွဲကောင်းတယ်အိတ်ခန်လေးဖြစ်တဲ့အတွက်သူမရဲ့စပင်ကောက်လေးကိုချထားတာကခါလောက်ရှိတယ်မိတ်အတွက်နော်တို့အားရှိအောင်လို့ဟုတ်တန်စေနော်တို့ခွက်ကိုကွန်အောင်တကြိုက်ထဲမောသားလိုက်တယ်နော်တို့ကုံနာနဲ့သူမခွက်လန်းပြီးရဲ့နော်တို့ကတောက်လို့ကောင်းတယ်ရေရောမတောက်ဘူးလားသူ့မေကိုရိတ်နှာခေါင်းလေးရှုံပြီးဖြစ်ရဲ့ရိတ်နော်တို့လုံးဝမကြိုက်ဘူးအခုနော်တို့ကရိတ်အတွက်မဖြော်ပေးရမတောက်ချင်လို့မိတ်ကိုတိုက်တာကောင်းပါလေညံများချက်ဒါများမိတ်အားရှိအောင်တိုက်တယ်ဆိုတာကပါသေးရဲ့အရန်အေးတာကိုဘာလို့နှွေးတယ်မွေးထားရလဲဟိုလေမိသွားလို့မိရဲ့လုံးမနေနဲ့ရော့ဝတ်ထားနွေနွေထွေးနေမယ်ကြားလားစီအကိုကြီးတယောက်ကညမငယ်တယောက်ဆုံးမတယ်လို့ဆုံးမပြီးအနှွေးတဲ့ကိုလည်းကိုယ်တိုင်ဝတ်ပြီးရဲ့
ရဲမျက်နှာတွေကပြုံးနေလျက်ပါမိတ်ရိတ်ခေါ်တန်းကြောင့်ဗာလဲဆွဲသဘောနဲ့မျက်ခုံးပေးများတယ်ရိတ်ကိုဂယူးဆိုင်နေရလားယင်ဒါနဲ့မင်းငါ့ကိုမိတ်လို့ခေါ်ရအောင်မင်းအသက်ဘယ်လောက်လဲပြီးတော့ဂယူးဆိုင်မှာပေါ့မင်းကငါမိမလေးဆိုတော့မိမရှိသေးရဲ့ဆွဲသဘောလားရိတ်ပြုံးနေမျက်နှာတွေကတီးသွားပြီးမင်းကိုမကျေနပ်သလိုပြောတယ်ဟာမရှိပါဘူးဗျာမိမရှိဖို့နေနေတာရေးစားအောင်တစ်ခါမှမထားဘူးပါဘူးပြီးရပဲရိတ်အသက်က22နှစ်ပါမင်းကငါထက်ငါနှစ်ငယ်ရပဲဟုတ်လားဟုတ်တယ်ဒါကြောင့်ငါ့ကိုမိတ်လို့မခေါ်ရဘူးဒါဆိုရင်ဘယ်လိုခေါ်မှာလဲမအပေါင်းခေါ်တယ်လို့ဦးစင်မိတ်လို့ခေါ်မှာလားဦးမိတ်လို့ခေါ်ဦးမိတ်ခေါ်တာမဟုတ်ပဲတီတိုရေရွနေတယ်နာမပြုံးပြော်မျက်နှာနဲ့ဦးမိတ်လို့ခေါ်လို့ကောင်းတာရစ်ခေါ်ကြည့်မယ်ထုနော်ဦးမိတ်ဘာလဲဟာဘယ်လိုထူးရလဲပြာလို့ထူးလေတကယ်ပဲရိတ်စိတ်ပြတ်တယ်လို့ပြောပြီးနှကန်းစုကကရင်ထက်မှသွားထိုင်နေရဲရဲ့ပုံကိုကြည့်ပြီးမင်းရည်ကျင်နေစိတ်ကောက်သွားလားဟုတ်တယ်လေအခုချက်ချင်းပြန်ချော့ဟာစိတ်ကောက်တဲ့လူကလေချက်ချင်းချော့ခိုင်းနေပါလားဟာရည်ရတယ်ဟေ့ဦးမိတ်ဗျာအတောင်ဆူးနေရပဲဗျာတကယ်ပြည့်မလေးဦးမိတ်နော်လူပြည့်တန်လို့ပြောရပေါ့စိတ်ပုတ်စိတ်ယူကြည့်သွားတကယ်စိတ်ကောက်ပြီးပြောပြီးရိတ်ဆောင်ကိုကောင်းတီဆွဲချုံပြလိုက်တယ်မင်းငါသဘောကျစွာရှိပြီးရိတ်ချုံထားတဲ့ဆောင်ကိုလှမ်းဆွဲပစ်တယ်ဟာဦးမိတ်ဘာလို့ဆောင်ဆွဲနေရလဲမဆွဲနဲ့ချမ်းနယ်လေးပြည့်မလေးရဲ့အချမ်းခံလိုက်ဒါပဲပေးမချုံဒါဆိုရင်တော့ဒီပြည့်မလေးကိုပဲအနှွေးတက်ရအောင်ဖတ်အိတ်တော့မယ်အဲ့လိုပြောပြီးရိတ်ကိုအတင်းဖတ်ထားတယ်ရိတ်ကလည်းဆောင်ရနေနှကန်းဆူပြီးအတင်းယုံနေဒါပေမဲ့မင်းကသူ့ရဲ့အားကုန်တုံပြီးဖတ်ထားကြောင့်ယုံမရပါနောက်ဆုံးရိတ်ပဲအရှုံးပေးလိုက်ရကဆောင်ပေးချုံနေမင်းကဆောင်ကိုလည်းချုံနေရိတ်ကိုလည်းဖတ်ထားတယ်အဲ့ညမှာနှစ်ယောက်စလုံးရဲ့ရခုံတန်နေမြန်ခဲ့မှန်တယောက်နဲ့တယောက်မသိကြပါမောင်တားစီကဘာတဲ့မှမကြားသေးဘူးလားမကြားသေးဘူးမောင်ရဲ့အတော်စီလည်းမရောက်ဘူးတဲ့တာသူ့ဖွားစီမရောက်ရင်တေးကြပါပြီတာတခုဖြစ်နေပြီဆိုတာမိမရဲ့မငိုပါနဲ့တာသူ့ကိုယ်သူကောက်ွယ်နိုင်တဲ့ယောက်ျားကောင်းတစ်ယောက်ပါစိတ်မပူပါနဲ့ကွာပြီးတော့တက်ကွန်းတို့မှာရွှေတစိမ့်ဆူရအောင်ရွှေတစိမ့်မကလို့စိတ်တစိမ့်ပဲရကျမမှာတားဆိုလို့ဒီသားတစ်ယောက်ပဲရှိတာအောင်စိတ်ပူရဲ့ရှင်ဟုတ်တယ်တဲ့သမီးတို့မှာဒီမောင်လေးတစ်ယောက်ပဲရှိတာငိုကြပါနဲ့ဒိသားကြောင့်စုံစမ်းနေပါတယ်အမြန်ဆုံးစုံစမ်းပါတဲ့သမီးတို့မောင်လေးကိုစိတ်ပူတယ်ဦးမြင့်အောင်သမီး3ယောက်နဲ့ဇနီးဖြစ်သူကြည့်ပြီးကောင်းကုန်းမိရတယ်တားစီမိတ်စာရေးဖို့သူ့ဖွားစီသွားတာမရောက်လို့စိတ်ပူနေကြသလိုဖုန်းလဲဆက်မလာလို့စိုးရိမ်နေခြင်းဖြစ်တယ်တားဖြစ်သူကိုဆက်သွယ်မရကလည်းတလောက်အောင်ကြောနေပြီလေတခင်ဘိုင်စိတ်ညစ်နေရလဲမညစ်ပါဘူးတွေ့ချင်လို့သွားတွေ့လိုက်ပါလားတခင်မကြီးကတွေးခွင့်ပေးမှာပါအေးကွာတွေ့ချင်တာတော့တပိုင်းသေးပဲဒါပေမဲ့ကျွတ်တွေ့ရင်လေသူစိတ်ဆိုးမှဆိုးတယ်ကျွန်တော်အကြံတစ်ခုပေးရမလားတခင်ဘာအကြံလဲပြောပါကျွန်တော်အကြံကတခင်ကြီးဖျားချအောင်စောင့်ခိုင်းတာငါဖျားရင်ကျွေးရလာပါမလားပြီးတော့ဖျားအောင်ဘယ်လိုလုပ်ရမှာလဲတခင်ရလည်းလွဲပါတယ်ရုပ်အကြိုက်စိန်ချိုးလိုက်တခင်မကြီးဟုတ်တကတခင်တနက်တရာမှန်တော့ချက်ချင်းပြေးလာပြီးပြုစုတာပဲ哦အဲ့တော့သမီးเจ้าကွာသမီးကအတင်းသွားခေါ်တော့မကောင်းတတ်လို့သူကလိုက်လာတာဘာဖြစ်ပေါ့အခုလဲလာမှာပါအေးကွာကျွေးမျက်နှာမမြင်ရတာတလောက်အောင်ပြေတော့မယ်တခင်ရမမလေးကိုရောတတိမရဘူးလားရပါရဲ့ကွာသမီးကငါခွင်ချက်ချင်းလာပဲမဲ့ကျွေးရတော့မလာဘူးဒါကြောင့်ပါကဲမင်းကအရန်ဖျားနေတဲ့အကြောင်းတော့ပြောဖို့ပြန်လိုက်တော့ဟုတ်ကဲ့ပါတခင်ဥက္ကဋ္ဌတန်တယောက်တခါမှမူရမာယာမများသူပါသူ့ဘဝမှာကလေးဆန်တဲ့အလုပ်ကိုလည်းတခါမှမလုပ်ဘူးပါအခုတော့ကြွေကြောင်ဖျားအောင်ရိုး9နိုင်ကြောင်စိန်ချိုးရတယ်သူကတမသူဖြစ်တာကြောင့်တယုံမဖျားတတ်ပါဒါကြောင့်လည်းရေကို9နိုင်ကြောင်အောင်စိန်ချိုးရခြင်းဖြစ်တယ်ကြွေမင်းနဲ့တွေးမှငါလေအသက်40ပြည့်ရတာကြောင်မတက်ချင်တဲ့ကလေးတယောက်လိုဖျားအောင်လုပ်ရတော့မယ်အဲ့လိုပြောပြီးရေကိုကတ်မှာအကြာရေစိန်ချိုးတော့တယ်ခင်နဲ့စီမုံကိုတေချာလုံးတော့ပြင်ဖုံးချောင်းတော့ပို့ရမယ်ဟုတ်ကဲ့ပါတခင်မကြီးစီရိုမုံကိုလှအောင်လေးလှုပ်ထားပါတယ်အမေစီကအပိုးကြီးပြောပြီးတခင်မကြီးလှုပ်တဲ့မလုံးရေပေါ်ကဝိုင်းလေးတွေကိုငါတို့လှုပ်တဲ့မလုံးရေပေါ်ကမဝိုင်းနဲ့အပြင်ညီရလဲမညီညာမလုံးရေပေါ်သားအသက်ရှင်သူ့ရွေးပြက်စင်ပြက်ဖြစ်အောင်လုပ်ရမလားဆိုပြီးပရိုက်ပြက်မှာတေးကြတယ်ဟင်းခေကလည်းပြောတတ်တယ်ဒါနဲ့ဘာလို့စေးနဲ့ခေမှာချစ်သူမရှိကြလဲမမတွေကလည်းစီရိုဘယောက်ကြားအများကြိုက်ပါလေဂျန်တော်တွေကိုယောက်ျားရင်မကြိုက်နေပါစေလက်မပြေးဖို့သာအတိကအမှန်ပဲမမလေးရေအမနှစ်ယောက်နဲ့ရိတ်ဘာပြောနေရလဲဦးမိတ်နိုးပြီလားနိုးပြီဗျာညအစာရေးတာညံ့နေသွားတယ်အဲ့အကြောင်းရေးပြောပါတယ်နနနေနေရေးပါလို့ဟုတ်ကဲ့ပါဗျာနောက်ဆိုရေးစကားနားထောင်ပါမယ်ပြရပဲဖုန်းကြီးကြောင်းသွားမလို့လိုက်မလားမေခုမှကြည့်မိရင်ရေကကချင်ဝမ်းဆက်ပန်းရောက်လေးနဲ့မဟာဆန်းစွာလှနေလျက်ပါဒီအပြင်စင်ဟာဖုန်းကြီးကြောင်းသွားမှန်တိတာလှတယ်ဒီနေ့ရိတ်တိတ်လှနေမှန်းသိတယ်ဒီမှာလှအောင်စားဖွဲဖို့စက်ကလုံးမရှိအောင်ကိုအောင်မိရဲ့မိတ်လိုစားရေးဆရာတယောက်တောင်အဲ့လိုပြောလို့အပေါ်မထင်ပါနဲ့ပကြီးစရာဆိုလဲရေအလားကိုပုံတူးဆွဲဖို့ဘာစေးအောင်ဆက်ဆွဲရမှန်းမသိလို့စောက်တန်းကင်ပြီးငေးကြည့်နေမှတေးကြတယ်ဖြူဝင်အသားရည်ကဆင်ဆွဲရပမာနှခမ်းသားအေးလျက်နှခမ်းနေမဆိုပဲပန်းနုရောင်တန်းလျက်ပါ
သူမအရန်ချစ်ဖို့ကောင်းတာကိုသိကြတယ်။ဦးမိတ်မင်းနေရလေဖုန်းကြောက်သွားမလို့လိုက်မလားလို့။အော်လိုက်မယ်လေ။ပြီးတော့ဒါလေးဖြစ်အောင်အကြိုက်စဉ်းစားနေရသေးတယ်။ရေးရဲ့အပြောကိုမိတ်ပြုံးလို့သာနေမိရဲ့။သူတွေးနေရသူမအလှကြောင်စွာသိရင်ပျော်နေမယ်လို့ထင်မိရဲ့။ရိတ်ရိတ်ဦးမိန်တော်မင်းကိုခင်တွယ်နေမိပြီထင်တယ်။ကျိုးဖုန်းကြောက်မှပြန်လာချိန်ဦးခတ်ထန်ရဲ့တပည့်တူပြူပြဲတဲ့နဲ့ရောက်လာလေရဲ့။တခင်မကြီးဘာဖြစ်လာလဲအနောက်ကကြားလိုက်လာလို့လားအလော်တကြီးကျွေးရဲ့အမေကိုပြန်မဖြစ်ပဲနဲ့မောနေရဲ့ကိုဆိုင်ကိုကျွေးရတစ်ခွက်ခတ်ပေးလိုက်တယ်ဘလောက်တောင်အလော်တကြီးလာလဲမသိပါကျွေးခတ်ပေးရဲ့ရေကိုတကြိုက်ထဲမော့တော့ပြီးတခင်မကြီးတခင်အရန်ဖြားနေလို့ဆိုင်ကိုလာကြည့်ပေးပါကျွေးခဏတော့စိတ်ပူသွားပေမဲ့သူများရဲ့မသိအောင်ဟန်ဆောင်ကဆိုင်ကိုစကားပြန်ဖြေလိုက်တယ်ဖြားနေဆရာဝန်ခေါ်ပေးလိုက်ပေါ့ငါဆရာဝန်မဟုတ်ဘူးဒါကြောင့်မလိုက်နိုင်ဘူးတခင်မကြီးအဲ့လိုမလုပ်ပါနဲ့တခင်လိုတာဆရာဝန်မဟုတ်ပါဘူးတခင်မကြီးကိုလိုအပ်တာပါဒါနဲ့မင်းတို့တခင်ကြီးကအမြဲတမ်းတမ်းမာနေရဲ့သူပါငါသူနဲ့နေလာတခြားလုံးဖြားဖို့နေတတ်တာချောင်းတော်မစိုးဘူးဆိုင်ကောင်းကုတ်လျက်တခင်မကြီးအပြောကိုပြန်ချေပါဖို့ခက်နေတယ်တခင်မကြီးပြောရလဲအမှန်ပဲလေတခင်ကြီးကအရန်ကျမ်းမာရေးကောင်းတာ哦ဆိုင်ပါပြန်ပြောရမလဲမသိပဲတွေးနေတော့ကတင်ရှင်ကဝင်လာတယ်မကလည်းပါလေအသွေးနဲ့အသားနဲ့ပဲဖြားရချိန်လဲဖြားမှာပေါ့ပြီးတော့အသက်ကလည်းကြီးလာပြီလေမမလေးပြောဟုတ်တယ်တခင်မကြီးတခင်ကြီးကအဖျား200လောက်ရှိရယ်ဆိုင်အဲ့ဒါတော့ over ဖြစ်ပြီမင်းတို့တခင်ကြီးသားအဖျား200ရှိရင်တေးရကြပြီ။အိုမကလည်းဆိုင်ဗမာတေချာတိရမဟုတ်ဘူး။ပါစီအမြန်သွားရအောင်။တမီစိတ်ပူတယ်။စေးနဲ့ခေဆိုင်ကိုသွားဖို့အမြန်ဆုံးပြင်။ရိတ်စိတ်ပူစွာပြောသလိုစေးနဲ့ခေကိုလည်းအမိန်ပေးလိုက်ရတယ်။မင်းငါ့ကိုသူစနီအရန်စိတ်ပူနေလို့ခေနဲ့စီတို့အလုပ်ကိုဝိုင်းကူလုပ်ပေးတယ်။တခင်တက်တာရလားမတက်တာကိုချောင်းရဲဆိုးနေတယ်။အဖျားတိုက်ရအောင်။ဟုတ်ကဲ့တခင်ဥက္ကဋ္ဌတိုင်ကလေးမောင်ဆောင်ချုံမိနေရတယ်။တကိုယ်လုံးနဲ့မိခဲ့ပမာပူချက်တောင်းနေတယ်။ရေ9နာရီကြာအောင်စိန်ချိုရဲ့ပြင်မဖြားမှဆိုလို့အဲကွန်ကိဆုံးဖွင့်ပြီးနေခဲ့တဲ့အကျိုးကြောင့်လူကမထိုင်နိုင်ပါတခင်အဖျားအရန်ကြီးနေပြီးဆေးတောက်လိုက်ရအောင်မတော့ဘူးဒါနဲ့အဖျားဘယ်လောက်ရှိရလဲ100ပါအဖျားကြည့်ပြီးသတိမိမှဆိုရတယ်ဆေးတောက်ရအောင်မတော့ဘူးတော်ကြကြွေးလာလို့အဖျားကျသွားရင်ငါလေးနဲ့ဖြစ်နေမယ်အဖျားအရန်ကြီးနေပြီလေကြီးပါစေကွာဥခတ်ထန်တဲ့မိုင်အခြေတင်စကားများနေတော့အခန်းတကာကိုဖွင့်ပြီးကြိုးဝန်းလာတယ်ကြီးပါစေလုံနေနဲ့တခါရေးတည်သွားမယ်မိုင်အပြစ်မနေပါမင်းတို့ရဲ့တခင်ကြီးကိုငါကုမယ်ပြီးတော့ဆရာဝန်ကိုဖုန်းဆက်ခေါ်ခဲ့ပါမိုင်တခင်မကြီးစကားကိုကောင်းကြီးပြပြီးအခန်းပြန်ထွက်ခဲ့တယ်တခင်မကြီးရောက်ပြီဆိုတော့တခင်ကြီးအတွက်စိတ်ချရပါပြီဦးမိတ်ရိတ်ပါခန်းထဲသွားခြင်းနဲ့မအားထားတယ်အဖျားကူမယ်တဲ့ဒီတိုင်းနေပါနေလို့ရမလားပေါ့အောင်စိတ်အရန်ပူတယ်ပူမနေနဲ့မအကောင်းဆုံးပြုစုလိုက်မယ်ကဲကလေးမအလာတော့ကလည်းဖျားဆိုင်တွတ်ရွတ်လာတယ်အခုဆိုင်ရောက်နေပြီပဲစိတ်ကိုတစ်ထက်လောက်လျှော့ပြီးရေအေးလေးတောက်လိုက်နော်မင်းရေတံပူရရေကိုဖန်ခွက်တဲငှဲ့ပြီးရေကိုပေးမိရဲ့ဒါတော့သူမမတော့ဘူးဆိုတဲ့သဘောနဲ့မယူပဲမျက်နှာတစ်ဖက်လှည့်သွားတယ်မင်းကလည်းလှည့်သွားမျက်နှာကိုချက်ချင်းပြန်ဆွဲယူပြီးရက်ကိုခလေးလေးတယောက်လိုသဘောထားပြီးရေကိုကိုယ်တိုင်တိုက်တယ်ဥက္ကဋ္ဌဘလို့လုပ်ပြီးအဖျားကြီးကြီးနေရတယ်မသိဘူးလေကွာမသိအောင်ရှင်းရခလေးလားကြွေရဖျားနေပါလေဆိုရဲရီလိုလာစစ်မင်းနေဟုတ်ပါပြီမပြောတော့ဘူးရေဘက်တိုက်ပြီးဆိုတော့ဝေစားလဲရမယ်ပြီးရင်ကျမဆံပြုတ်ပြုတ်ပြီးတိုက်မယ်အခုတော့ဒီပေါင်မုတ်လေးစားပြီးဆေးတောက်လိုက်ကြွေရဲ့ဆံပြုတ်ကိုကိုယ်တိုင်မပြုတ်ပါနဲ့ခေကိုပြုတ်ခိုင်းလိုက်ပါကြွေဟာကိုနားမှာပဲနေပေးပါကွာလေတံပြောနဲ့တောင်းဆိုနေတဲ့ဥက္ကဋ္ဌအောင်ကြည့်ပြီးကြွေခေါင်းကြီးပြမိရတယ်စိုင်းလာပြောတော့ကအခုလောက်ထိပြစ်မယ်လို့မထင်ထားပါတယောက်တော့အသားကမိပမာပူနေလို့ကြွေမှာချက်ချင်းခြုံထားတဲ့ဆောင်ကိုဖဲ့ပစ်ပြီးရေဘဝဲတိုက်ပေးရတယ်ကြွေမှာသူ့ကိုမိခင်တပွဲပြုစုနေတာမမြင်ရတဲ့တန်ရောစင်ကြောင့်လားဆိုတာကိုတိုင်တော့မသိပါမပါချင်နေဘလို့လဲတမီးအခန်းရှိမှစောင့်နေရပဲတမီးပါအဖျားကျနေပြီးအခုဆေးတောက်ပြီးအိတ်နေရပါအဖျား100လေးထိတက်သွားတာဘာဖြစ်ဘူးလားယင်မဖြစ်ပါဘူးတမီးရဲ့ပါတန်မိုင်းလိုပါစွိတ်မနေနဲ့တမီးရဲ့ပါနိုးရင်ဝင်ကြည့်ပါမပါနာမှာတစ်ချိန်လုံးနေပြရမှာလားနေပြရမှာပေါ့တမီးပါမအောင်တောက်တဲ့လိုကတ်နေရအောင်မစိတ်မညစ်ပါနဲ့နော်ပေါ့ကီးဆိုင်ပေးပါအေးပါတမီးမလည်းထမင်းစားအောင်မယ်ဟုတ်မလုံးမနေနဲ့ရေလေထမင်းမစားသေးဘူးမလားမစားချင်တော့ဦးမိတ်မစားချင်လို့မရဘူးမနဲ့တူတူစားရမယ်ဦးမိတ်လည်းဘိုက်စားပြီးဟုတ်သားပဲတမီးလာပါမတို့တူတူသွားစားရအောင်ကြွေတန်းတဲ့တမီးကိုထမင်းစားခန်းထဲကိုခေါ်သွားမင်းတယောက်လာမင်းကြီးကိုကြည့်ရင်အင်ကိုလွမ်းနေမိရဲ့အင်ပြန်တာတလောက်ကြာပြီးမမီနဲ့မမကြီးတို့ငါ့ကိုလွမ်းနေလောက်ပြီးစာမူတွေလည်းပို့ရအောင်မယ်ငါဘွားဒီလိုပဲတက်တလုံးနေသွားရမလားဒီလိုကြီးတော့မနေနိုင်ပါဘူးငါဘယ်လိုလုပ်ရမလဲဦးမိတ်အမလေးဦးမိတ်ကလမ်းတက်သားပဲဘာတွေးနေရလဲအရင်ရေးစားအကြောင်းဘာတွတ်ပြောညရောက်နေပြီအတန်းဆူနေရောပြည့်မလေးရဲ့မပြောနိုင်ပါဘူးဦးမိတ်နော်အရင်တော့လူပြိုလူလို့မဟုတ်တော့ဘူးမင်းမကြီးတယောက်လုံးရှိနေရတာရေးစားဟောင်းတန်းတနေရပေါ့ရေပါဇက်ကလည်းဒေါသထွက်လို့ပြောသလိုလက်ကလည်းမင်းရဲ့ဘက်ခောက်ကိုဆွဲလင်ပြစ်လိုက်တယ်နားရလေးရိတ်နားပါစေရေးစားဟောင်းကြောင့်တွေးနေတဲ့ဦးမေကိုစုံမရမယ်
လွတ်ပါကွာဦးမိတ်နောက်တာပါရိတ်လေတားဆွဲလင်ပြီးတော့မှလှုပ်ပေးလိုက်တယ်မိတ်လေဘိုက်ကိုပို့ပြီးမျက်နှာရှုံမဲနေအိရိတ်ကောက်ခောက်ထောက်ပြီးစိတ်ဆွဲမျက်နှာနဲ့ကြည့်ပြီးပြောဒါဆိုရင်ဘသူ့အကြောင်းတွေတွေးနေရလဲအေးအကြောင်းဟမ်ရိတ်မျက်နှာလေးကဆွဲရင်စွာနဲ့ဦးမိတ်ကိုကြည့်ရိတ်မျက်နှာငယ်လေးနဲ့မိတ်မျက်မှောင်ကျုပ်ပြီးသူမရဲ့လက်ကိုကိုင်းလိုက်တယ်ဘလို့မျက်နှာငယ်ရလဲဦးမိတ်မကြိုက်ဘူးရိတ်ပြုံးပြော်မျက်နှာကိုပဲဦးမိတ်မြင်ချင်တာဦးမိတ်လည်းမိဘတွေကိုတွေးချင်မှာပဲလို့တွေးမိလို့ပါရိတ်တကူကောင်းဆန်တယ်လို့ဖြစ်နေပြီဟာကွာရိတ်ကလည်းဦးမိတ်နဲ့ရိတ်ကဇနီးမောင်နှံတော့ဦးမိတ်ကကိုဇနီးကိုတကူကောင်းဆန်တယ်လို့ပြောကြလားကဲလားလာသားဆောင်မှအေးနေပြီအထဲဝင်မယ်ဦးမိတ်ချီကလေးတယောက်လိုလက်ကမ်းပြီးမင်းကိုချီခိုင်းပုံကချစ်စပွဲပါမင်းလည်းရိတ်ကိုပွေးချလိုက်တယ်မင်းတခုတည်းထားမိရကရိတ်ကိုလျာနှွေးနေရပါရိတ်နေမကောင်းထင်နဲ့ကိုနှွေးနေဟုတ်တယ်ဦးမိတ်ပါစရာကူးတာဖြစ်မယ်ပြောစကားနားမထောင်ဦးမရိတ်အကြောင်းသိလို့ဘာနာအရန်မကက်နဲ့ပြောရကိုအခုတော့ဖျားပြီဦးမိတ်ကလည်းဖျားနေအောင်စူနေရပဲမဟုတ်တော့မပြောနဲ့နော်မပေါ့ကိုပြုစုရတာပင်ပန်းနေပြီရိတ်ကိုပါပြုစုရရင်မဖျားရမယ်မပြောပါဘူးဦးမိတ်မဲပြုစုမယ်လာမုတ်တခုစားပြီးဆေးတောက်ရမယ်ဆေးမတောက်ချင်ဘူးအရန်ခါတယ်မတောက်ဘူးနော်ရိတ်ကလေးတယောက်လိုကြည်ကြကမင်းရင်ပက်ကြီးကိုထူနေမင်းကလည်းအလိုမလိုက်ဘူးဆိုတဲ့သဘောနဲ့ရိတ်ကိုမျက်မှောင်ကျုပ်ပြီးကြည့်ဦးမိတ်နော်ရိတ်ကိုမျက်မှောင်ကျုပ်ကြည့်မနေနဲ့ဆေးမတောက်ချင်ဘူးလို့မငုံနဲ့လေဆေးအရန်ကြောက်တာသိရင်စစင်ချင်းချင်းနေပေါ့ပေါ့စိတ်ပူတာကိုဦးမိတ်ရဲ့အဲ့တော့အလိုမလိုက်နိုင်ဘူးအဲ့လိုပြောပြီးရိတ်ကိုကရင်မော်တင်နေနောက်ရိတ်ထွက်ပြေးလို့မရအောင်သူတင်ဖတ်ထားကမုံစားခိုင်းနေရိတ်ကလည်းကလေးတယောက်ပမာငိုလျက်မုံငိုစားတယ်မိတ်စီတိုက်ဖို့ပြင်တော့ပုံငိုပါလေရောထိုင်မဲစီကိုမျက်နှာရှုံးမဲစွာတောက်တယ်ရော့တောက်ပြီးပြီဦးမေကိုမခေါ်တော့ဘူးရိတ်ကိုအနိုင်ကျင့်တယ်အနိုင်ကျင့်တာမဟုတ်ပါဘူးအပြအရန်တက်မှာဆိုလို့ပါလိမ့်ပါတယ်လာဦးမေရင်ခွင်ထဲမှာအိတ်ဖះစာယူပြီးတိတ်ပေးမယ်ရိတ်ကျဲပြန်နဲ့ဦးမေရင်ခွင်မှာအိတ်လိုက်တယ်မင်းရဲ့လက်သွဲလေးကရေရန်ကောင်းကိုတိတ်ရင်နဲ့ဖះစာရွက်ကတိတ်လိုက်တယ်သူတို့နှစ်ယောက်အခုထိဖြူစင်တော့မှရိတ်ကအိမ်အောင်သားကြတာအပြိုစင်ပဲရှိပါသေးတယ်မင်းကလည်းရိတ်ကိုကလေးတယောက်လိုသဘောထားပါအချက်ပါပဲသူတို့နှစ်ယောက်မင်္ဂလာဦးညာကိုမစင်နှွှဲနိုင်ပါရိတ်ကကြည့်ပြရင်တော့မင်းကတော့အချက်မပါပဲမရယူခြင်းပါမင်းကစာရေးဆရာပြီးတီကြီးခံရပြီးစင်ရိုင်းဆန်တို့တနာကြီးရဲ့လူမျိုးမဟုတ်ပါရိတ်ကိုသူတခြားချင်းမြတ်နိုးပြီးဆိုမှရေရဲ့ဘဝကိုညနိုးတန်ဖိုးထားစွာရယူမှာပါအခုကတော့သူစိတ်ကိုသူငွေကွဲနိုင်သေးပါဥက္ကဋ္ဌစစ်တော့ရမယ်ထားတော့မတော့ချင်ဘူးကွာခါတယ်ကျွေဥက္ကဋ္ဌလက်မောင်းကျိုးရိုက်မိရတယ်လူတွေကိုယ်တော်တရက်ဖြက်ရတဲ့သူကဆေးကြောက်တဲ့တမီးကလည်းအဖေတူဆေးကြောက်တတ်တာသူတို့နှစ်ယောက်အပြည့်မရှိဘူးနားရဲကျွေရဲ့အခုမှလာနုမနေစမ်းပါနဲ့တော့ကြာနူနေဦးမယ်ရော့ဆံပြုတ်တောက်ပြီးတော့ဆေးတောက်လိုက်တော့ကျမလည်းနားကျင်ပြီကျွေဂရင်ပေါ်မှာအိတ်လေကွာဆိုဖာမှာအိတ်မယ်ရှင်းမသားဂရင်ပေါ်မှာအိတ်ဆက်မှာကျမအိတ်နေကြခန်းမှာပြဲအိတ်မှာဟာဒါတော့ခွင့်ပြုကိုဆေးတောက်ပါမယ်ကျွေဒီမှာပဲအိတ်ပါနော်လို့ယောက်ျားရင်မာကြီးဖြစ်ပြီးခလေးဆန်ရဲ့ဥက္ကဋ္ဌအောင်ကြည့်ပြီးကျွေမျက်စောင်းထိုးမိရတယ်ဥက္ကဋ္ဌအခန်းကိုအခုမှသတိထားမိရဲ့အဖြူအောင်ကိုတေလာအောင်မောင်းတဲ့သူကတခန်းလုံးကိုအဖြူအောင်နဲ့ချဲတာထားတယ်လိုက်ကားစားကလည်းအဖြူအောင်အုတ်နေရန်ကိုအဖြူအောင်တောက်ထားတယ်ကျွေခန်းကိုလိုက်ကြည့်နေအောင်သူတွေ့တော့မင်းဒီခန်းမှာအေးရအောင်ငါကုံပြင်းပြင်းဆက်ထားတာရှင်အဖြူအောင်ကိုအရန်မုန်းတယ်မလားမင်းအဖြူအောင်ကိုအရန်ကြိုက်တယ်မလားဥက္ကဋ္ဌအမေကိုကျွေကောင်းကြီးပြတယ်အဲ့နောက်ဥက္ကဋ္ဌကတဆင့်တက်ပြီးကျွေရဲ့လက်သွဲလေးကိုလှမ်းကိုင်းနေခိုင်းချေဆိုရင်ကျွေရုံဖဲ့ပေမဲ့ဒီတစ်ခါတော့မယုံဖဲ့ရပါကျွေကြိုက်တဲ့ဖြူအောင်ကိုဘလောက်မုန်းလဲသိရမလားကျွေကိုချစ်တဲ့စိတ်ကြောင့်ဒီအယောင်တွေကိုလည်းမမုန်းတော့တာကျွေကိုဘယ်တော့အမုန်းပြေမှလဲရင်ကျွေဝက်တက်လာညေကိုမျက်တာပုတ်ခတ်ပြီးသိနေအဲ့နောက်သူ့လက်ထက်ကျွေလက်ကိုဆွဲယူပြီးဆံမြုပ်ပကံကိုကိုင်းကဆံမြုပ်တိုက်ပြီးရဲ့ဆံမြုပ်ကုံတော့စေးပါတစ်ခါတိုက်ပြီးဥက္ကဋ္ဌကတင်ပေးမှအရာခင်ပြီးအိတ်တယ်ဥက္ကဋ္ဌကလည်းကျွေကိုဘာစကားမှမပြောပဲအိတ်နေတဲ့ကျွေကိုငေးကြီးကအတိတ်ကိုပြန်တွေးမိရဲ့ဆရာဟိုကောင်မလေးလာပြီးဘေးနားမှာငနေတကောင်နဲ့ဆရာဆိုသူကတောက်နေတဲ့စလိတ်ကိုမိတက်လိုက်ပြီးတော့ခြေထောက်နဲ့နှိချိပစ်တယ်။အောင်စာပြနော်ငါအဲ့အပုံမရလို့ပါ။မရရင်ရအောင်လုပ်ခဲ့ပေါ့စိတ်ပုတ်ကြီးငငါ့စာပြမှာလားမပြဘူးလားပြောနှခမ်းဆိုပြီးတေးကျင်းတဲ့ခါလေးပေါ်လက်သေးသေးတွေ့လေးထောက်ပြီးဒေါသတကြီးပြောပုံကရုံမစိုးသွားတဲ့ပြင်ချစ်စရာကောင်းတဲ့ခွေးစိတ်တိုလေးဒေါသထွက်နေတဲ့အတိုင်းမှာပြပါမယ်ကြွေရနေရလေငါ့စိတ်တိုမဲစွာကြီးပဲစိတ်ကကြောင်းနာတွေကတိုးနေရနေစပင်းကဘာလို့ပြရတာလဲအခုငါမှလမ်းလျှောက်ပြီးလာရတယ်တော့ကျွေးစင်ဘဝမေ့နေပြီလားငါကြောင်းနာနေလေနေလမ်းလျှောက်လာပဲမဟုတ်ဘူးလားအဲ့ဒါပေါ့မသိဘူးစိတ်တိုတယ်ကျွေးစိတ်တိုနဲ့လမ်းကိုအမြန်ရှောက်လိုက်တော့အရှိရလူတယောက်နဲ့ဝင်တိုင်းမိရဲ့နားလိုက်တာလို့မမြင်ဘူးလားကျွေးဝင်တက်တဲ့လူမကြည့်ပဲအခုနာစိတ်တိုရဲ့ဒေါသကိုအဲ့လိုပေါ်ပုံချလိုက်တယ်လို့တော့မမြင်ဘူးကျွေးစင်းဆွဲနဲ့တမျိုးပဲမြင်တယ်ဟမ်ကျွေးစကားတန်ကြောင်အဲ့လူရဲ့မျက်နှာကိုအလင်းမြန်မောကြည့်ရဲ့ဥက္ကဋ္ဌမှန်တရောမျက်နှာကအလိုမကျခြင်းများစွာနဲ့အောက်နှာခေါင်းကိုက်လိုက်တယ်ဟ
ဟောလူမျက်နှာနဲ့အရင်ဒေါသထွက်နေပါလားဒေါသငကိုတွေကထွက်နေရဖေးအရှက်နေလမ်းမပိတ်ထားနဲ့ကြွေပြောတဲ့အဆုံးမှာဖြစ်ပြမှုတွေကလျင်မြန်သွားတယ်အောက်ကိုလူ၃ယောက်ကဝိုင်းထိုးပြီးကြွေကိုပါဆက်ပိတ်ကကားပေါ်အတင်းခေါ်သွားတယ်ကြွေရုံးကန်လျက်အောက်ကိုကြည့်တော့လေအောင်ကအထိုးခံထားရလို့သူ့ရထွက်နေပါပြီအောင်တဲကျသွားတာသူ့လူ၃ယောက်ကကားပေါ်တက်လာပြီးမောင်းထွက်သွားတယ်ဒီနေရာကလူရှင်းတာကြောင့်ကြွေတို့ဘယ်သူမှမကယ်နိုင်ခဲ့ပါခွဲလို့မပြီးနိုင်သေးဘူးလားကြွေမပြီးနိုင်ဘူးလျိုးမာကြီးရဲ့ကျမကိုအခုချက်ချင်းအိမ်ပြန်လွတ်ပေးကြွေအတန်ကုန်အော်ရဲစွာပြောရင်နာကြီးရဲ့သဘောနဲ့ဥက္ကဋ္ဌနာပိတ်ထားတယ်မင်းတန်ဆုညံ့နေရပဲဆုညံအခုချက်ချင်းအိမ်ပြန်ပို့ပေးလူချင်းတို့ခေါ်လာတာကိုပြန်ပို့ကြလားကြွေကျမအယုတ်တယောက်မဟုတ်ဘူးရှင့်တရားဆွဲမယ်ထောင်ချပြစ်မယ်ပြန်ပေးဆွဲမှုနဲ့ရည်စရာအရန်ပြောလို့မှလားကြွေရဲ့တရားဥပဒေကကိုလောက်မှာပါအခုချိန်ကစားပြီးမင်းဟာခတ်ထန်ဆွဲလူရဲ့ဇနီးပဲစိတ်ကူးတိတ်မချင်နဲ့ယူသွားမယ်ကျမပြန်လှုပ်ပေးရှင့်ခံတဲတဲမဲမဲကြီးမှမနေနိုင်ဘူးမနေနိုင်လေမင်းတစ်တလုံးနေသွားမှာပဲမင်းကငါဇနီးဖြစ်နေလို့ပဲအဲ့လိုပြောပြီးကြွေအနာကိုတလန်ချင်းတိုးလာတယ်ကြွေကသူတိုးလာတော့တပြေးပြေးနောက်ဆုတ်တယ်ဒါပေမဲ့လေသူ့လက်ကမလွတ်ခဲ့ပါဥက္ကဋ္ဌကြွေရဲ့ကိုသိမ့်ပွေပြီးဂရမောခေါ်သွားတော့ကြွေမရှိသမျှအားကိုတုံပြီးရုံးမိမဲ့သူ့လက်ကမလွတ်ခဲ့ပါငိုးလို့မပြီးနိုင်သေးဘူးမပြီးနိုင်ဘူးလျိုးမာကြီးကျမဘောဖြက်စီးရဲ့ရှင့်မအမကြီးညီမကြီးမရှိဘူးလားရှင့်အမကြီးညီမကြီးကျမလိုဖြစ်ရင်ရှင်မလို့နေမလဲပေးစားပြစ်မှာပေါ့မြို့ပျက်စီးရမဟုတ်ဘူးအပိုင်လိုချင်လို့တင်းပိုက်လိုက်တာငိုးမနေနဲ့ကောင်းခိုက်မယ်လာထမင်းသားစားမယ်ဒီမြဲရီဦးရီကခါပဲခနိုင်တော့နေကြွေကရင်ချင်းမှာဒူးပိုက်ပြီးငိုနေရကိုအတိတ်မျက်နှာဆွဲမော့ပြီးသူ့ရဲ့လက်ကျန်းကြီးနဲ့တုပ်ပစ်ပြီးပြောတယ်ကြွေကောင်သူ့လက်ကိုပုတ်ထုတ်ပြီးဒေါသမျက်လုံးနဲ့ကြည့်ပြတယ်မျက်လုံးကမီးပွင့်တော့မယ်လာထမင်းသားစားမယ်မစားဘူးမျက်လုံးမှာမီးပွင့်ရင်ကောင်းတာပေါ့ရှင့်မီးရှို့ပြလို့ရတယ်ဟာရီစရာအရန်ပြောလို့မလားကဲထမင်းစားဖို့လိုက်မလားမလိုက်ဘူးလားပြောမလိုက်ဘူးโอเคကောင်းပြီမလိုက်ဒီလိုပွေ့ချီသွားမှာပေါ့ဘာများခတ်လို့လဲခတ်ထန်ပြောလဲပြောကျွေးရဲ့ကိုပွေးပြီးအောက်ထပ်ကိုဆင်းခဲ့တယ်ကျွေးအောင်ခတ်ထန်ရဲ့ရင်ဘက်ကြီးကိုကုပ်ပြစ်ထုပစ်တယ်ခတ်ထန်ရဲ့ပေါ်ပိုင်းကအေးကျင်မွေးထားကြောင်းကျွေးရဲ့လက်သေးရရီထင်းနေတယ်တချို့ကုတ်ရရီကတွေ့အောင်ထွက်ကုန်တယ်ခတ်ထန်ကတော့ပြည့်စိတ်ကြိုက်တာလောက်တာမနာပဲကျွေးကိုပွေ့ချီခဲ့တယ်ရှင်တော့ကျမအောက်ချပြီလို့ပြောနေရလေအယူကြီးရဲ့နားလေးနေလားမင်းအတန်အရန်ဆူနေရပဲကျွေးရအသက်ကုန်အော်ရပြီးညှင်းဆက်နေရကြောင်းအောက်ထက်ကတွေအကုန်လုံးရဲ့အကြီးကကျွေးစီကိုရောက်လာလေရဲ့ကျွေးရကျူးမဆိုင်ပဲရုံးကန်အော်မြဲပါခတ်ထန်ကလည်းဘလောက်ယုံယုံထမင်းစားကန်ကိုရအောင်ခေါ်လာတယ်ကြီးစိန်ထမင်းပွဲပြင်ပါပြီးရင်အနားမှာပဲသူမမနေပါနဲ့ကိုခန်းကိုပြန်နေကြပါဘာတန်ကြကြထွက်မလာပါနဲ့ဟုတ်ကဲ့ပါဆရာထမင်းစားကန်ထဲမှာဘယ်သူမှမရှိတော့ပဲကျွေးနေသူသားကြမ်းခဲ့တယ်သူကတော့ပြုံးပြောလျက်ကျို့ထမင်းနေထည့်ပြီးဟင်းနေထည့်ပြီးလျက်ပါကျွေးရတော့စားဖို့နေတတအမေရောက်နေရန်ကိုသာကြည့်နေမိရဲ့ဒါဟုတ်သူမျက်တော့ကျွေးဘာလို့နေရလဲစလေမစားကြုံလို့ဘယ်နှခါပြောရမှာလဲဒါနဲ့ဆက်ရင်တစ်ခုလုံးကကြက်တေတုံးတဲ့အရာဖြစ်နေရတယ်ကြက်တေတုံးတဲ့အရာမဟုတ်ပါဘူးအမဲရောက်မှာကိုကအမဲရောက်အရန်ကြိုက်တယ်အဖြူအောင်ကိုတော့အရန်မုန်းတယ်ဒါဆိုရင်တော့ကျမနဲ့ဆန့်ကျင်ဘက်ပဲကျမအဖြူအောင်အရန်ကြိုက်တာဒါကြောင့်ကျမအိမ်တော်ကြီးကခိုင်မြဲမှာမဟုတ်ပါဘူးကျမအိမ်ပြန်ပို့ပေးအော်ရမမောသေးဘူးလားကျွေးမင်းကိုဘယ်နည်းနဲ့မှအိမ်ပြန်မပို့ပေးနိုင်ဘူးကျွေးသူစကားအစုံမှာဇွဲဘော်ကရှိသမျှအရာတွေအားလုံးကိုခွဲပြစ်တယ်ခတ်ထန်ကတော့ပမန်ဖြစ်တယ်လို့လက်ပိုက်ပြီးကြည့်နေပုံကကျွေးအတွက်ပိုဒေါသထွက်စရာပါဒါကြောင့်ကျွေးမြင်မြင်သမျှအရာတွေကိုရိုက်ခွဲပြစ်တယ်ခွဲရလုံးလို့ကျွေးအရန်မောကျွေးထွက်လာရတယ်ခတ်ထန်ကတနေရာထသွားပြီးရေတစ်ခွက်ယူကကျွေးကိုကန်ပြီးတောက်လိုက်အောင်ကျွေးရန်မောနေပြီမတော့ဘူးအမောဖောက်သေးလေအေးရပဲတော့ကျွေးတင်မဲဆွဲစကားဘယ်တော့မှမပြောနဲ့ကိုမကြိုက်ဘူးပြောမှာပဲထပ်ပြောကြည့်ကိုပြစ်ပေးရလိမ့်မယ်ဟုတ်သေးလေခတ်ထန်ကျွေးရဲ့နှက်ခမ်းနေနေလေးကိုသူ့ရဲ့နှက်ခမ်းညညိုနဲ့ထိတွေ့နှမ်းရှိုက်ပြလိုက်တယ်ကျွေးကတော့ထုံးစံအတိုင်းရုံးကန်နေရဲ့ကျွေးရဲ့ခါချစ်ချင်းလေးကိုအတင်ဖက်ကနှက်ခမ်းပါမကမျက်နှာတစ်ပြင်လုံးကိုအနံမိုးရွာချလိုက်တယ်ကျွေးနဲ့သူရဲ့အိမ်တော်ရေးကအစဉ်ပြေမှုတွေများခဲ့ပေမဲ့သူ့ရန်ပျော်ရွှင်ခဲ့ရတယ်ကျွေးမိဘရဲ့စီကျွေးကိုပြန်အပ်ပြီးတရားဝင်လက်ထပ်ခဲ့တယ်ကျွေးကအသက်မပြည့်သေးရကြောင်းပြည်မှတရားရုံးမှာလက်ထပ်ခဲ့တယ်လို့ကျွေးကိုဝင်လည်းရှိခဲ့တယ်အဲ့ကိုဝင်ကြောင့်ပဲပြဿနာအကြီးကြီးတစ်ခုကိုမပေါက်ကွဲပဲထိမ့်သိမ်းနိုင်ခဲ့တယ်အဲ့နေကကျွေးဟိုဘက်တိုက်ကိုမသွားနဲ့နော်ဒီမှာပဲနေဥခတ်ထန်ကျွေးရဒိန်ထဲမှာပဲတစ်တလုံးနေသွားရမှာလားအပြင်လဲထွက်ခွင့်မရှိဘူးရှေ့ကြောင့်ကျွေးပညာကြီးလဲစုံကတ်မတိုင်ပဲဆယ်နဲ့ထွက်ခဲ့ရတယ်အခုလဲခြံထဲမှာတော့လွတ်လွတ်လပ်မနေရဘူးဒီတနေ့လေးပါကွာကြောင်မတက်ခိုင်းတာကျွေးတချို့ကောင်တွေဝိုင်းကြိုက်မှာဆိုလို့ပါကဲကိုအလုပ်တစ်ခုကြောင့်ညမပြအောင်မယ်သွားပြီအင်ကြီးကျဲတီတက်ပေးနေတဲ့ကျွေးရဲ့ပါးရဲ့နှစ်ဖက်ကိုနမ်းပြီးကျဲတီကိုသူကိုယ်တိုင်တောင်တက်ပြီးအပြင်ထွက်သွားလိမ့်အိကျွေးကတော့သူမထားတဲ့အတိုင်းမနေပဲခြံနောင်းကတိုက်လေးစီကိုလာခဲ့တယ်အဲ့တိုက်မှာအဆောင်နေအများကြီးတွေ့ရအကြောင်းလဲကျွေးအံ့ဩမိရတယ်ခိုင်းဆိုရင်အဆောင်တော့မထားပါဘူးကျွေးလာမြင်တော့အဆောင်တိုးကဆရာကတော့ဒီလောက်ခွင့်မရှိဘူးဘာလို့လောက်ခွင့်မရှိရလဲဆရာအမိတ်ပေးထားလို့ပါ
ဆရာကတော့လည်းမှားခဲ့တယ်မလားဒီနေရာမလားဖို့သူစကားကနားထောင်စရာလားဒါကြောင့်လဲဆရာကဆရာကတော့တခြားစောင့်ကြည့်ထားဖို့မှားပါတယ်ကျွေအကောင်လေးကိုမျက်စောင်းထိုးပြရင်စိန်ဘက်ကိုပြန်လျှောက်ခဲ့တယ်တောင်းနေရောအကြံတစ်ခုပေါ်လို့ဒေါ်ကြီးစိန်နဲ့ကမလေးနှစ်ယောက်ကိုခေါ်ကကော်ဖီဖြော်ပြီးအဆောင်လေးကိုတွားတိုက်တယ်ရှင်တို့အတွက်ကော်ဖီတောက်လိုက်အောင်ကျေးဇူးပါဆရာကတော့ဟျောင်းနေကော်ဖီလာတောက်ကြခဏကြာတော့ကော်ဖီတောက်ပြီးအဆောင်လေးအားလုံးအိပ်ပျော်သလိုဒေါ်ကြီးစိန်နဲ့ကမလေးနှစ်ယောက်ကိုမရှိရဲ့အလုပ်တွေရှာကြံခိုင်းပြီးဟိုဘက်တိုက်စီကိုပြန်လာခဲ့တယ်ရှင်ခုံလာတာဒီတက်ထဲမှာပါရှိလို့ပါလဲဆိုပြီးကျွေတကောက်ကိုဖွင့်လိုက်တော့ကမလေးချောချောအယောက်30လောက်တွေ့ထရတယ်အဲ့ထဲမှာကမလေးတယောက်ကမတက်ရက်ပြီးကျွေစီကိုလာတယ်နင်ကဘာတူလဲငါကျွေစင်မှာမနှွေဘာလို့ဖို့ရောက်နေရလဲကိုခက်တန်ကတစ်ဖက်နိုင်ငံမှာအလုပ်ရှာပေးမယ်ဆိုလို့ရောက်လာတာအဲ့ဆိုရင်မားနေပြီနင်တို့အမြန်ထွက်ပြေးကြဦးခက်တန်နင်တို့တစ်ဖက်နိုင်ငံကိုရောက်စားမှာကျွေစကားကြောင့်ကမလေးအားလုံးတုံ့လှုပ်သွားတယ်ကျွေကိုလည်းတနာစပွဲမျက်နှာနဲ့ကြည့်ပြီးမမခေတို့ကိုညီပါနော်ခေရအခုမှအသက်15နှစ်ပဲရှိသေးတယ်ရွာမှာမိဘတွေအဆင်မပြေလို့ရောက်လာပါညီမလေးတို့ရွာပြန်ပို့ပေးပါမမရဲ့ဟုတ်တယ်ညီမလေးမမတို့ကိုညီပါမိကလေးတွေကကျွတ်ထက်ကြီးရဲ့လွေလည်းပါတယ်ရွယ်တွေလည်းပါတယ်ငဲတွေလည်းပါတယ်ကျွေလည်းဥက္ကဋ္ဌံကိုဒေါသထွက်ရလို့စိတ်လဲတိုးမိရတယ်အနောက်ကျွေသူတို့အားလုံးကိုကဲဖို့ဆုံးဖြတ်ရင်ကျိန်ကိုပြန်ခဲ့တယ်ကျွေဥက္ကဋ္ဌံပတ်စံကိုအကုန်ယူကမိကလေးစီကိုပြန်လာခဲ့တယ်ရော့ပတ်စံ110သိန်းစီယူသွားကြဒီအကြောင်းရဲမတိုင်နဲ့ဘာလို့လဲဆိုတော့သူတို့အာနာပိုကြီးလို့အကုန်လုံးဒီဖြစ်ကိုသင်ခန်းစာယူပြီးလူတွေကိုအလွယ်တကူမယုံကြည်ပါနဲ့ဟုတ်ကဲ့မမအများကြီးကျေးဇူးတင်ပါတယ်ကြောပါရစေမကြောနဲ့တော့အားလုံးဒီနေရာကနေအမြန်သွားကြတော့သွားဒီနေရာနဲ့ဝေးပြေးကြဟုတ်ကဲ့ဆိုပြီးမိန်းလေးတွေအကုန်အပြေးလွှားထွက်ပြေးကြတယ်ကျွေးရတော့စိန်ကိုပြန်လာပြီးဖြစ်လာပြဿနာကိုအကောင်းဆုံးဖြေရှင်းဖို့ပြင်ဆင်ထားတယ်ညမှာပြန်လာမှပြောတဲ့ဥက္ကဋ္ဌံကညနေ3 နာရီလောက်မှအလော်တကြီးပြန်ခဲ့တယ်သူတပည့်တွေဖုန်းဆက်ပြောလိုက်လို့ထင်တယ်ကျွေးမင်းဘယ်လိုလုပ်လိုက်တာလဲဧကန်းမှာစောက်ထိုင်ဖက်နေတဲ့ကျွေးကခက်အေးကြည့်ပြီးတင်ငင်နဲ့လေတန်းနဲ့လှုပ်တင်တာလှုပ်လိုက်တာလေဘာလို့လှုပ်တင်တာလဲမင်းကြောင့်ငါစီပွားရေးဘလောက်ထိခိုက်လဲအဲ့မိကလေးရောက်30ကိုတစ်ဖက်နိုင်ငံကိုရောက်ရင်တိမ်1000ရမှာကွာအခုတော့တဲတဲ့ရေတုံးမဲကျွေးလာမအော်ပါနဲ့ကိုလူမျိုးချင်းချင်းတစ်ဖက်နိုင်ငံကိုရောက်စားတာကတော့အောက်တန်းကြတော့နေသူများသားသမီးကိုဟဲ့ရကစုံရက်လို့ရောင်းလို့ရမလားဒါကြောင့်တယောက်ကိုပတ်စံ10 သိန်းစီပေးပြီးထပ်ပြေးခန့်လိုက်တာဘာကွာခတ်တန်ဒေါသထွက်နေရကိုကြည့်ပြီးကျွေးမဲကအပေါ်တက်ဖို့ပြင်းနေဒါပေမဲ့ခတ်တန်ကကျွတ်လက်မောင်းနှစ်ဖက်ကိုကိုင်းပြီးမိဘရှောင်ပြေးမလို့လဲကျွေးရှောင်ပြေးစရာလားခေါင်းမှုလာလို့အပေါ်တက်နာမလို့ခေါင်းမှုရမှာငါကွာမင်းလုံးငါဂိုင်းချုပ်ကြီးကိုဘလို့မျက်နှာပြရမှာလဲမသိဘူးအဲ့ဒါရှင်းပြဿနာကြည့်ပြဿနာမဟုတ်ဘူးရှင်းမာတာဖြည့်ရှင်းပေါ့မင်းဝင်ရှုပ်လို့အခုလိုဖြစ်တာကွာကျမဝင်ရှုပ်တာမဟုတ်ဘူးကိုညီတာခေါင်းမှုလိုက်တာအဲ့လိုပြောပြီးကျွေးမေလဲကြကခတ်တန်ပွေးထားရတယ်ခတ်တန်ပြခတ်စွာဆရာဝန်ခေါ်ခိုင်းတယ်အဲနောက်ကျွေးကိုပွေးချပြီးအပေါ်တက်ကခန်းကိုခေါ်သွားရတယ်ဒေါက်တာကျွေးဘာဖြစ်တာလဲစွင့်ရလားအရင်စိတ်မပူပါနဲ့မင်းစနီးမှာကိုဝင်ရှိနေလို့ပါသူ့စိတ်ဖြည့်စီမှုတိတ်မပေးပါနဲ့ကိုဝင်ကအရန်လူသေးရဲ့ဒါကြောင့်ပျော်ရွှင်အောင်ပဲထားပါဟုတ်ကဲ့ပါဒေါက်တာကျွန်တော်ကလေးဖေဖြစ်ပြီပေါ့ကျွန်တော်ယနေ့အခုံမြတ်နေရဲ့ကျေးဇူးပါဒေါက်တာရပါတယ်မင်းလည်းမင်းစနီးစိတ်ချမ်းသာအောင်ထားပါကိုဝင်အားတိုးစီရေးပေးခဲ့မယ်အားရင်တော့ဝယ်လိုက်ပါဟုတ်ကဲ့ဒေါက်တာအဲ့ဒီရစပြီးခတ်တန်တယောက်ကျွေးပျော်ရွှင်အောင်ထားတယ်အပြုံလဲခေါ်သားသလိုပျော်ရွှင်အောင်လဲထားပြီးကျွေးလဲကိုဝင်ရှိမှခတ်တန်အပေါ်ရေပိုကျလာတယ်ဥခတ်တန်ကျွေးခိုင်မုန်နေစားခြင်းနဲ့မစားရဘူးခလေးထိခိုက်မယ်စားမှာပဲစားချင်တာ哦ကျွေးရဲလိမ္မာတယ်ရခိုင်မုန်နေကဆက်ကလဲဆက်ပူဟာလဲပူအထက်ကခလေးထိခိုက်မယ်နော်မစားရဘူးမရဘူးစားမှာပဲမကောင်းပါဘူးဆိုကတကယ်ပြောမရရဲ့ကျွေးပဲဟုတ်တယ်ပြောမရဘူးလက်ဝဲကျွေးမလားမကျွေးဘူးလားကျွေးမယ်အဆက်လုံးကမထက်ရဘူးအေးခံပြီးစားရမယ်ဒါပဲထပ်ပြီးညှင်းဆန်မုံစူးစားနဲ့မကျွေးပဲနေလိုက်မှာစိတ်ပုတ်ကြီးအဲ့လိုပြောပြီးကျွေးနှခမ်းဆိုကခတ်တဲ့အနောက်ကနေလိုက်ခဲ့တယ်မုံဒီဇိုင်းမှာကျွေးရတော့ခတ်တံမသိအောင်အဆက်အနှဲငယ်ထဲခိုင်းတယ်ကျွေးပိုးလောင်လောင်နဲ့ရခိုင်မုံဒီစားလို့နှစ်ဖူးမှာချွေထွက်သလိုမျက်နှာလည်းနေလာရတယ်ခတ်တံကအလုပ်အကြောင်းဖုန်းပြောနေရင်တရှူယူကကျွေးနှစ်ဖူးပြင်ကိုတုပ်ပြီးရဲ့ကျွေးစားနေရင်နှစ်ဖူးချွေးလာတုပ်ပြီးရဲ့သူ့မော်ကြီးရဲ့စကားနားမထောင်ဘူးအအောင်လုပ်ပြီးမှစားစွာအောင်အခုချွေးထွက်နေမလားရာသီဥရပူတာကိုချွေးထွက်တာပေါ့ရှောက်တီးတုပ်မှာပြီးစားကျင်တယ်တော်ပြီကျွေးရှောက်တီးတုပ်ကိုတော့ကိုမကျွေးနိုင်အောင်ခလေးထိခိုက်မယ်စားကျင်တာလည်းမစားရအောင်တော်ပြီပြန်မယ်ကျွေးပြောတော့ရခိုင်မုံတွေပဲစားမှာဆိုရှောက်တီးတုပ်ပါစားမယ်လို့မပြောဘူးလေပြောရင်ရောကျွေးမှာမို့လို့လားမကျွေးဘူးကဲပြန်မယ်ဆိုပတ်စံရှင်းမယ်မရှင်းနဲ့စားလို့မကုန်သေးဘူးပြောပြီးမုံတွေကိုအလင်းမြန်တောက်ပုံကတကယ်ကလေးပမာပါခတ်တန်ကျွေးကိုကြည့်ပြီးသဘောကျစွာရည်မိရတယ်ကိုရင်ရှိလာမှကျွေးကလေးပို့ဆန်းလာတယ်တကူဆိုရင်ကြည်ကြတတ်တယ်သူမအိတ်ချင်လို့ပဲဖြစ်ဖြစ်ဗိုက်စာလိုပဲဖြစ်ဖြစ်ကြည်ကြလို့မဆုံးပါ
ကျွေးနေသူအခုလိုခွဲနေဖြစ်တာသမီး10နှစ်အရွယ်မှာဘာကြောင့်လဲဆိုတော့ကျွေးရနောက်ထပ်ကလေးများအောင်တာကြောဖြတ်လိုက်ပြီးဆိုလို့တည်သွားတဲ့ချိန်မှာကျွေးရလေသူ့ရဲ့ဒွေစရအလုပ်တွေမစွန့်လို့ရင်ဘယ်တော့မှသူ့နာမလာကိုပြောပြီးတော်ရဲမှာပဲသွားနေတယ်။သူကလည်းမာနာနဲ့သူမအရွယ်တက်ချင်တဲ့စိတ်ကြောင့်ပို့လို့ဖြစ်ခဲ့တယ်။အရင်အကြောင်းတွေပြန်တွေးနေတော့ဘေးနာအိပ်ပျော်နေတဲ့ကျွေးထားထိုင်လိုက်တာမြင်လိုက်တယ်။ထားကြောင်ခတ်တန်အိတ်ချောင်ဆောင်နေလိုက်တယ်။ခဏနေတော့ပွားစီရွတ်တန်တဲ့အတူနှစ်ဖို့လက်ပွားနုနုလေးထိတွေ့လိုက်တယ်။ဥက္ကဋ္ဌဘယ်တော့မှမပြောင်းလဲဘူး။အရန်တက်မိုင်းလူကဘာကြောင့်အခုလိုမျိုးဖျားသွားရတာလဲ။တော်သေးရဲ့အဖျားမတက်လာလို့အချိန်နောက်2 နာရီရှိနေပြီပဲ။သူ့စိတ်ပူလို့အိတ်တောင်မပြောဘူး။ချွေရောထွက်နေလားမသိဘူး။အဲ့လိုပြောပြီးခတ်ထိုင်အင်ဂျီကိုလက်နိုင်ကဆန်းကြည့်ရဲ့။ခတ်ထိုင်ရင်နဲ့ခုံကပြောနေမိရဲ့။သူမကိုတင်းနဲ့မွေးလေးကိုတောင်းအကြီးအနက်ခံမိရဲ့။အဲ့နောက်အိတ်ချင်မှုလို့နဲ့သူမဆွဲပြီးတော့ဖတ်ထားကချမ်းနယ်လို့ရေရွတ်တယ်။ဥက္ကဋ္ဌအပြားမရှိပဲနဲ့ဘာလို့ချမ်းနေရလဲ။ကိုလည်းမပူပါဘူး။ကျမလှော့ကျွေမယုံမဲ့တူတူလေးပြောပေမဲ့ဥက္ကဋ္ဌကဖယုံသားမကလူညံ့ညံသားရဲ့အနမ်းနေနဲ့ကျွေပွားကိုတင်ပိုင်းလိုက်ပြန်တယ်ဒီတင်ပိုင်းမှုကိုကျွေရလေလိုလာလက်ခံခြင်းဖြစ်တယ်ဆိုတာဥက္ကဋ္ဌမသိပါမင်းတယောက်နေအောင်ချင်းနွေ့လေးရသူမျက်နှာပေါ်ကြာလာကြမျက်လုံးတွေပွင့်လာတယ်ရင်ဝင်ထဲမှာအိပ်ပျော်နေရိတ်ကိုပြုံးကြည့်ကနှစ်ဖူးလေးကိုလက်ဖွားတင်ပြီးကိုပူမပူဆန်းကြည့်ရဲ့ကိုမပူတာကြောင့်စိတ်အေးသွားပြီးတကွေတန်းရှင်းလုပ်ဖို့အတွက်ရင်ဝင်ထဲရရိတ်ကိုဖွားလေးမှပြီးနေရာရွှေ့ကရေချိုးကန်ဝင်ခဲ့တယ်မင်းကိုလက်တန်ရှင်းပြရနဲ့မျက်နှာတုပ်ပွားကိုပကုံးမတင်ပြီးရေချိုးကန်ကနေထွက်လာတယ်ရေကအိနေတရားကြောင့်မနိုးပဲလက်ကျင်ကန်လုပ်ဖို့ခြံထဲဆင်းခဲ့တယ်အဲ့လိုကောင်းလိုက်တာဘယ်ချင်းရှိပြီလဲရေတယောက်အပြင်ကျော်ဆွေရင်ဇွဲကနိုင်ကိုယူကြည့်လိုက်တော့9 နိုင်ထိုးနေပြီဖြစ်တယ်နိုင်ကိုစပွဲပေါ်ပြန်တင်ပြီးအရာကိုတေချာသိန်းကမျက်နှာတစ်ဖို့ရေချိုးကန်ဝင်ခဲ့တယ်ရေချိုးကန်ထွက်လာတော့ဦးမေရဲ့ဆွေချင်းကိုခံလိုက်ရတယ်မနဲ့အစောရေချိုးကောင်းလျှော်စရာလားအပြောင်းဝင်ခြင်းနေရအောင်နည်းနည်းပါဆင်ကြအောင်ခလေးလည်းမဟုတ်တော့ဘူးဦးမေစုတန်ကြောင့်ရေမတရက်လျက်မျက်ရည်ကျလာရတယ်ခေါင်းစပင်းနေရလဲရေစီကျနေလျက်ပါဟာငိုးနေရလားမိတ်ပြောရင်ရဲရဲ့မျက်ရည်တွေကိုတုပ်ပြီးရဲရဲ့မျက်ရည်ကလည်းတုပ်ပြီးမှပိုကျလာသလိုရှိုက်တန်နေရလဲထွက်လာလေရဲ့ဟာကွာဦးမေစိတ်ပူလို့ပါဖြားနေမှာဆိုလို့အဲ့လောက်ထိဝမ်းနေစရာလားလာအဝတ်စားမြန်လေဦးမေခေါင်းတုပ်ပေးမယ်ဦးမေရဆူတာကိုရေခေါင်းအရန်ရနေရောရှော့ချင်တာပေါ့အေးပါကွာနောက်မဆူတော့တိတ်ခေါင်းကိုက်နေမယ်ရေအဝတ်စားကိုအမြန်လေးစေပြီးခေါင်းကိုချောင်းနေအောင်သူကိုယ်တိုင်တုပ်ပြီးအဲနာရင်းနေပူပူဒုက္ခကိုလည်းတောက်ခိုင်းတယ်ရေလဲစိတ်ပြေသွားကမင်းရဲ့အပြူစုကိုကျင်းနဲ့စွာခံယူတယ်ဥက္ကဋ္ဌနိုးလာတော့ရင်ခွင်ထဲမှာနှိမ့်ချိုက်စွာအိပ်ပျော်နေတဲ့ကျွေးရဲ့ပေါင်းနမ်းမိရတယ်သူရဲ့အရန်ချစ်ဆုံးကျွေးကတင်ခွင်ထဲမှာအိနေတော့ပြောမဆုံးပါဒီလိုမျိုးလေးတာနေတိုင်းဖြစ်ရင်ဘလောက်ကောင်းမလဲကျွေးမြို့အခုလိုဖတ်ပြီးအိပ်ရတာကိုအတွက်အကောင်းဆုံးရပဲမြို့ကိုအရန်ချစ်တယ်ဥက္ကဋ္ဌတွေးနေတော့ကျွေးနိုးလာကြောင့်ချက်ချင်းမျက်လုံးတွေမှိတ်မိရဲ့ကျွေးရတော့ကြပြထားပြီးသူမနေထိုင်တဲ့အခန်းပြေးသွားတယ်သူမသားနောက်လဲကြည့်မယ်ဆိုရင်ဥက္ကဋ္ဌပြုံးနေရကိုမြင်မိမှာပါမပါတက်တာပြီလားအပြားမရှိတော့သမီးမလည်းမနေရပြန်တော့မယ်မကလည်းရောက်တာတရက်ပဲရှိသေးရအောင်အဲ့တရက်မှာသမီးရပါအပြားမရှိတော့ဘူးလေသမီးနဲ့သားနေချင်းနေမတော့ပြန်တော့မယ်မကလည်းပါနာမှာနေပြပါအောင်မနေနိုင်ဘူးသမီးသူ့ရဲ့ဒုစရိုက်လုပ်ငန်းလေးမရမချင်းမဘတော့မှဒီဆိုင်ကိုမလာဘူးကျင်းဆိုပြီးသားရိတ်မအောင်ဆက်ပြောချင်ပေမဲ့လေမကောင်းမှမို့တည်နေရကြောင်းပါဆက်ပိတ်ပြီးထမင်းသားဆက်စားနေရတယ်မင်းငါတို့သားမင်းနဲ့စကားပြောနေရဝဲမပြောပဲထမင်းသားစားနေတယ်ဥက္ကဋ္ဌကတော့ကြွေစကားကိုကြားပြီးစိတ်မကောင်းစွာနဲ့အပေါ်ပြန်တက်ခဲ့တယ်ထောင်မိတ်မြင်လိုက်လို့ဥက္ကဋ္ဌနဲ့ဆွေးနွေးမှဖြစ်မယ်လို့တွေးမိရတယ်အော်ကြွေအရင်ကောင်းမှပါလားပြတ်သားလိုက်တာ23နှစ်လုံးပေါင်းလာရဲ့ကိုတကယ်မချစ်နိုင်တာလားမင်းငါ့ကိုတွေ့စရာလုံးမလုပ်စေချင်လေငါ့ကိုပြုပြင်ပေးလို့ရပဲလေဥက္ကဋ္ဌရန်နာမရက်ကချန်နီယတပင်ပန်းမင်းတွေကိုကြည့်ပြီးစိတ်မကောင်းဖြစ်စွာကြွေကြောင်တွေးနေမိရဲ့ဥက္ကဋ္ဌလေစိမ့်နေတိုက်နေရဲ့အထက်ဝင်မှာကြွေတန်ကိုကြားလိုက်ရတော့သူချက်ချင်းကြွေစီကိုပြေးဖက်ကစကားတွေအလင်းမြန်ပြောပြလိုက်တယ်ကြွေရဲ့ကိုနာနေဘယ်မှထွက်မသွားပါနဲ့လားကိုမျိုးမခွဲနိုင်ဘူးအရန်ချစ်တယ်ကိုတို့ဝေးနေရဒီနေ့နဲ့ဆိုရင်17နှစ်နဲ့9လပိုင်း3ရက်နဲ့17နာရီရှိပြီကိုနာနေထွက်မသွားပါနဲ့ကြွေအောင်စွာစကားမပြောနိုင်မဲဖြစ်ရတယ်ကြွေဒီဇိုင်းကနေထွက်သွားရက်ကိုအတေးကျသူမှတ်ထားတဲ့အတွက်ပါရှင့်နာနေထွက်မသွားစေခြင်းဒွေဆိုင်လုပ်ငန်းတွေမလုပ်ပါနဲ့ရောလားရှင်အိတ်လုပ်တွေဆက်လုပ်နေရင်ကျမရှင့်စီဘယ်တော့မှပြန်လာမှာမဟုတ်ဘူးကိုဂရိပေးရဲ့ကြွေမကြိုက်တဲ့အရာမှန်သမျှဘာမှမလုပ်ဘူးမင်းကိုနာနေထွက်မသွားပါနဲ့နော်ကိုဘွားမှာမင်းမရှိရင်မတင့်နေတဲ့ရေကန်တကန်ကြီးပါငါးရီလည်းမရှိသလိုလှပတဲ့ကြာပန်းပွင့်နေလည်းမရှိပဲအထီးချန်ဆန်လာတယ်အခုမှပဲပြောတော့တယ်အဲ့စကားလွန်ခဲ့တဲ့17နှစ်ကပြောခဲ့ဖို့မျောနေနေခဲ့တာတကယ်မျောနေနေကြရတာကြွေရဲ့ကိုတကယ်မသိခဲ့ဘူးမင်းသားဥက္ကဋ္ဌ
ကျို့ချစ်ရင်လူစားအလုပ်တွေမလုပ်ပါနဲ့လို့တားခဲ့ရင်ကိုလုံးမှာမဟုတ်ဘူးအဲ့တော့ရှင်ကိုမုန်းနေရအောင်ဒါဆိုရင်အခုကချစ်တယ်ပေါ့ဟုတ်လားကြွေရှင်လူစားအလုပ်တွေတကယ်ဆွန့်လွတ်မှလားကြွေတော်ကိုချစ်တယ်ဆိုရင်ဘယ်ရမဆိုဆွန့်လွတ်ပြီးသားပါအဲ့ဆိုရင်ဆွန့်လွတ်လိုက်တော့ကြွေရှင်ကိုချစ်တယ်တကယ်တော့ကိုဝမ်းတက်လိုက်တာကြွေရအရန်ပြော့နေတဲ့ဥက္ကဋ္ဌောင်ကြီးကကြွေပြုံးမိရတယ်သူရဲ့တပည့်ကြောင့်ဥက္ကဋ္ဌဘာလို့ဖျားလဲသိခဲ့ရပါပြီကျို့တွေ့ချင်းလို့ဖျားလုပ်ခဲ့ရတဲ့တကယ်မာယူရဲ့ဆန်တဲ့ဥက္ကဋ္ဌကိုကြွေချစ်နေမိရကြပါပြီဒါလည်းသူရန်ဖျားနေတော့ဥက္ကဋ္ဌကိုအရန်ချစ်ကြောင်းသိခဲ့ရပါမနဲ့ပါအဆင်ပြေလို့ကျင်းနှူးပြောရွှင်နေတဲ့ရိတ်ကိုကြည့်ပြီးမိတ်ပြုံးနေသူမလေးကအယုံမလေးတပွဲချစ်စရာကောင်းလွန်းတော့သူသိပါတယ်ဘာကြောင့်သူမမချစ်နိုင်သေးရလဲဆိုပြီးကိုနှလုံးသားကိုပြန်မိတယ်အဖေကတော့ရိတ်ကိုညီမလေးတယောက်လိုချစ်တယ်လို့ပဲထင်တယ်ဦးမိတ်ပါနဲ့မာကအဆင်ပြေသွားပြီသိလားရိတ်အရန်ပြော့ရပဲမနဲ့ပါအခုကြောက်တယ်ချစ်နေလိုက်တာအားကြဖို့ကောင်းတယ်ရိတ်အရန်ပြော့ရဲ့ပေါ့ပြော့ရပေါ့အခုညတော့မနဲ့ပေါင်းစီသွားရင်မလို့ဟာဒါတော့ခွင့်ပြုနိုင်တော့ဦးမိတ်တယောက်တည်းအိယာမှာပြင်းတယ်ပြီးတော့ရိတ်ကိုဖမ်းမအေးရရင်အိတ်မပြောဘူးဒီညတော့ပေးပါတော့ဦးမိတ်စားဖို့ရှိရမလားရိတ်အတင်းတောင်းဆိုတော့မင်းကောင်းကြီးပြလိုက်တယ်ရိတ်ကပျော်ရွှင်စွာနဲ့ဦးမိတ်ကအရန်ချစ်ဖို့ကောင်းတယ်လို့ပြောပြီးပြစ်ဖက်တယ်မင်းကလည်းအလိုက်တင်ပြန်ဖက်ထားလိုက်တယ်လာမီးထင်းနေတာပြီးကျဲကလေးတွေစုံနေတဲ့ညကအရန်လှလျက်ရှိတယ်အဲ့လာကိုငေးကြည့်ပြီးအိမ်ပြောသူကတော့မိမ့်မဲဖြစ်တယ်သူရဲ့ဖက်လုံးလေးရိတ်ကိုဖမ်းမအေးရအကြောင်းမှာလာမင်းကြီးကတာလို့ဒီချိန်မှာရေးရပခုံးဖက်ပြီးကျဲကလေးတွေပြန်ရေးတွက်ရင်အရန်ပျော်ဖို့ကောင်းမှာသိကြတယ်အခုတော့ကိုပါသားပဲရေးတွက်ရအောင်မယ်မင်းပလက်ကလထိုင်မှာထိုင်ကကျဲဒီကိုရေးတွက်ပြီးအိပ်ပျော်သွားခဲ့ရတယ်ရိတ်ကတော့သူမမိဘတွေကိုဦးမိန်တို့မိဘတွေစီသွားဖို့အတွက်ခွန့်တောင်းတယ်တမီးတို့ကသဘောတူပါမလားမစိတ်မချဘူးမကလည်းဦးမေကသူ့မိသားစုတွေကိုလမ်းနေမှာပဲလေဒီမှာတက်တက်လုံးဦးမေနေနိုင်မယ်မထင်ဘူးပြီးတော့ဦးမေကစာရေးဆရာဆိုတော့သူ့လုပ်တွေသူလုပ်ရအောင်မယ်လေတမီးနဲ့သဘောမတူဘူးပြောရင်ရောဦးမေရဲ့ဇနီးလားဖြစ်တမီးတော့မှမဟုတ်ဘူးဘလို့ကျွေးနားရှုပ်သွားကတမီးကိုကြည့်မိရတယ်ရေကတော့ကျွေးရင်ခွင်တရားနေတာလိကာမလေးလိုစကားတွတ်တွတ်နဲ့ပြောတယ်တမီးကဦးမေကိုကဲတင်ထားတဲ့လူတယောက်အနေနဲ့လိုက်သွားမှာပြီးတော့ရန်ကုန်မှာတင်တန်းတက်မယ်ဆိုပြီးဦးမေအိမ်မှာတဲမယ်လေနောက်မှတပြေးပြေးချင်းဦးမေရဲ့မိမစွာပြပြမယ်လေပါစိတ်မချဘူးတမီးကိုစင်မင်းမိသားစုအနိုင်ကျင့်ရင်ဘယ်လိုလုပ်မလဲပါကလည်းတမီးကဂိုင်းစတာမလေးတယောက်ပါနော်လာနိုင်ကျင့်ကြည့်ပါလားအမောက်ကျစ်ပြစ်မယ်ပါရဲ့တမီးပါနော်ပါချီရမိပါတယ်အေးပေါ့မရဲ့တမီးလေးကသွားချင်မှတော့ခွင့်ပြုရမှာပေါ့လိမ့်လိမ့်မမနေနော်တကယ်လို့အဆင်ပြေမတို့စီကိုပြန်လာခဲ့ပါတားလည်းတမီးကိုစောင့်ရှောက်မှာပါအမှန်ပေါ့မရဲ့ဦးမေကတမီးကိုအခုတော့အရန်ကယူဆိုင်နေရအောင်ကျွေတမီးရဲ့ပါပြင်းနှစ်ဖိုးတွေကိုနမ်းပြီးဖတ်ထားမိရဲ့ဥက္ကဋ္ဌလည်းတာမင်းညကိုကြည့်ပြီးပြုံးနေရဲ့အဲ့ညလေးအားရိတ်အတွက်မမေးနိုင်ပွဲအမတ်တရားညလေးဖြစ်ခဲ့တယ်ဟမ်ဦးမေအခန်းထဲမှာမရှိပါလားဘယ်ရောက်နေလို့လဲမနက်အစောကြီးထားကအခန်းစီပြန်လာတဲ့ရိတ်ဦးမေကိုမတွေ့ရကြောင်းပတ်ရှာမိရဲ့နောက်ဆုံးတော့ဗရန်နာမှာအိတ်နေရတွေ့လိုက်တယ်ရိတ်ဦးမေအိတ်နေရကိုငေးကြည့်မိရဲ့တွေ့တန်းတဲ့မျက်ခုံးတူတူကကြည့်ကောင်းတယ်လို့မျောနေရလဲယောက်ျားတမ်းမဲ့အရန်လှတယ်ညနေကြကလေးတော့ဆန်းဆန်းနဲ့ခန့်ချော်တယ်တင်ငိမ်နဲ့အမူအရာကြောင့်ခြေလို့ထင်ရပေမဲ့ပြုံးလိုက်ရင်တော့သဘောကောင်းတဲ့လူတယောက်ဆိုတာသိသားစီရဲ့ရိတ်ဦးမေကိုတွားကြည့်ငင်းနေတော့ရုတ်တရက်ဦးမေမျက်လုံးဖွင့်လာကြောင့်ပြုံးမြလိုက်တယ်မော်နီဦးမေဘယ်တရက်ရောက်လာတယ်ဘာလို့ဦးမေကိုငေးကြည့်နေရလဲဦးမေကချော်လို့အိတ်နေအောင်ကြည့်ကောင်းတော့ရောက်တာသိမကြသေးဘူးဒီမှာဘာလို့အိတ်တာလဲရိတ်မရှိတော့ပြင်းပြီးလာမင်းနဲ့ကြဲကလေးတို့ရေတွက်ပြီးအိတ်ပြောသွားတာဖြစ်ရမယ်ထမျက်နှာတက်မယ်ရိတ်သူ့ကိုဆွဲထိုးပြီးအခန်းထဲကိုခေါ်ခဲ့တယ်အနောက်ရိတ်ကပဲအရင်ရေချိုးခန်းထဲဝင်ပြီးရေချိုးပြင်းစင်ပြီးဦးမေကိုရေချိုးခန်းထဲဝင်ခိုင်းကရိတ်ကိုယ်တိုင်သွားရတမ်းမှာသွားထိုက်စီထည့်ပြီးတော့မင်းကပြုံးမိကြည့်နေရဲ့ဦးမေမျက်နှာတက်ရေချိုးပြီးအောက်ဆင်းခဲ့တော့ခရင်ထက်မှာဝယ်စားထုတ်ထားပေးတယ်ဝစ်ခက်မနှက်စားစားပြီးတနေရာသွားစရာရှိတယ်ဟုတ်ကဲ့ပါဗျာဆင်းခဲ့မယ်ရိတ်ဒီနေ့ထူးဆန်းနေပါလားမထူးဆန်းပါဘူးရိတ်ကိုယ်တိုင်လုပ်ပေးခြင်းလို့ပါအမြန်လုပ်ခဲ့နော်မေကောင်းကြီးပြလိုက်တော့ရိတ်ကမင်းရဲ့ပါးပြန်တစ်ဖက်ကိုနမ်းပြီးအောက်ထပ်ကိုပြေးဆင်းသွားတယ်မိတ်လေကြောင်းဥပမာအောင်းမင်းတက်စွာကြမ်းခဲ့တယ်မနဲ့ပါဦးမေကိုဘယ်သူပြောမှလဲတမိပြောပေါ့ဟာမကလည်းရင်မပြောချင်ဘူးတော်ကြရိတ်ကအရန်တွေ့ကျင်နေဖြစ်နေအောင်မယ်ကဲမပြောမယ်တမိကကျန်တဲ့အကြောင်းအရာလက်မပြောသွားလိုက်ဟုတ်ကဲ့မရိတ်ဦးမေအလော်တကြီးပြေးဆင်းလာကြောင်းရိတ်ကောင်းလေးမော့ပြီးဦးမေကိုကြည့်မိရတယ်ဘာဖြစ်လို့လဲဦးမေကိုယ်ဝယ်စားရင်မရှိတော့ဘူးဟုတ်တယ်ကားထဲမှာရိတ်ထည့်ထားတယ်ဦးမေကိုပြောရလေတခြားနေရာသွားစရာရှိရဲ့လို့ခီးထွက်မလို့လားမဟုတ်တာရေတာရဲ့မိဘကြီးစီသွားမလို့ဗျာဟုတ်တယ်တမီလေးကတာရဲ့မိဘတွေကိုတွေ့ကျင်လို့တဲ့ပြီးတော့တာရဲ့မိဘတွေလည်းတောက်စိတ်ပူနေမှာပေါ့ဒါကြောင့်တမီကမားတို့ခွင့်တောင်းပြီးရန်ကုန်သွားကြမှာတကယ်လားရင်ကျွန်တော်အိမ်မက်မက်နေရတော့မဟုတ်ပါဘူးနော်ဝမ်းသာလိုက်တာ
ရှေ့ရဲ့ဦးမင်းအတွက်တွေးပေးလို့ဟုတ်ပါပြီလာမနက်စားပြီးမနဲ့ပေါကြော်ပြီးခီးဆက်ကြမယ်ဟုတ်ကဲ့ပါဗျာမနဲ့ပါရစ်ကိုစိတ်မပူနဲ့နော်ကျွန်တော်စောင့်ရှောက်မှာပါရုံမာကွာမင်းမစောင့်ရှောက်တယ်ငါသမီးကတာမန်လူမဟုတ်ဘူးဂိုင်းစတာမလေးလေဒါကြောင့်စိတ်မပူပါဘူးကွာဒါမဲ့လေမကတော့သမီးအတွက်အဖော်စီးနဲ့ခေကိုထည့်ပေးလိုက်မယ်မကတော့အကွက်ကိုစီနေရပဲစီးနဲ့ခေကိုလေရန်ကုန်ရောက်ရင်ယောက်ျားရှာပေးရမယ်ကိုလေးနော်စီတော့ရန်ကုန်လိုက်မှာမမလေးကိုစောင့်ရှောက်ဖို့ပါနော်ယောက်ျားရှာပေးလေအကိုလေးပဲမျက်နှာပြတ်မှာစီတော့ဂျန်တော့ကြီးလေစီးရဲ့အပြောသဘောကျစွာနဲ့အလုံးကရီမောကြတယ်ဦးမင်းကတော့အရန်ဝမ်းသားလို့မနှက်စားအောင်မှတိတ်မစားနိုင်ပါဒူလိုနဲ့စားတော့ပြီးပါးနဲ့မာကိုအလုံးကတော့ကားကက်ကိုထွက်ခဲ့ကြတယ်လမ်းမရိပ်အစီအစဉ်ကိုပြပြလိုက်တော့မင်းကချက်ချင်းညှင်းဆန်တယ်ရိတ်ကလည်းမရရအောင်ပြောတယ်နောက်ဆုံးရိတ်စစ်ကောက်မှမင်းအလျှော့ပေးကသူမစီစဉ်တိုင်းလုပ်လိုက်ရတယ်ရွှေတုခရိတ်မော်ဆိုရဲ့ချမ်းရှိမှမင်းတို့ဆင်ကြတယ်ခင်းနဲ့စီရလည်းတောသူမရဲ့အတိုင်းဝတ်ဆင်ထားတယ်ရိတ်ကလည်းချီနွမ်းဝမ်းဆက်လေးဝတ်ဆင်ကတောသူမလေးအတိုင်းမှာဦးမင်းအင်ကလှလိုက်တာတုံးတက်တိုက်ကြီးတစ်ပြက်ပန်းမရလဲစုံလိုက်တာဖះရီဦးမင်းကိုမြင်တော့အဲ့လောက်ထိချမ်းသာမယ်လို့မထင်ထားပါရိတ်တရားအတွေ့ပေါင်းစုံတွေ့လျက်ငင်းနေရကိုမင်းကမြင်လိုက်တော့ရိတ်ဘာတွေးငင်းနေရလဲအထက်ဝင်ကြမယ်ဟုတ်ဦးမိတ်ပဲတီးလိုက်တော့အသက်50အရွယ်ချမ်းဆောင်ဦးလေးကြီးထွက်လာတယ်မင်းကိုမြင်တော့ဝမ်းသာအားရဖြစ်သွားကဟာငါလူမိတ်ပါလားမမကြီးမိတ်ပြန်လာပြီဥတုနေကောင်းတယ်နော်လူကကောင်းမိမယ်စိတ်ကမကောင်းဘူးကွာငါလူအဆက်အသွယ်မရကြရအိမ်မမကြီးရတယ်နေတိုင်းမျက်ရည်နဲ့မျက်ခွက်ငါလူအမ3ယောက်ကလည်းအိမ်မကက်ပဲမင်းเจ้าတွေကိုစုံစမ်းနေရကဲအထက်ဝင်ကြဧည့်သည်လေးပါလာတာကိုလာတူမကြီးတို့ရိတ်တို့3ယောက်လည်းဥတိုးကြီးကိုပြုံးပြီးကောင်းကြီးပြကအထုပ်တချို့တဲခဲ့တယ်အိမ်ထဲဝင်တော့မဟာဆန်နဲ့အမျိုးသမီးတယောက်ကဦးမင်းကိုပြစ်ဖက်ပြီးမျက်ရည်ကျတယ်မမီရဲ့တားငယ်လေးမတိကောင်မပြောက်ကောင်းကွယ်မမီမှာစိတ်ပူလိုက်ရတာလွမ်းလိုက်ရကွယ်တောင်းမမိုင်းမမီရဲ့တားနောက်ဆိုရင်အခုလိုမဖြစ်စေရပါဘူးငုံနေတော့မမီမျက်ရည်တရားတားနှလုံးသားနာကျင်နေတားပြန်ရောက်လာပြီပဲမမီဝမ်းသာလို့ပါမမီရဲ့တားငယ်လေးအသက်ရှင်နေပြီလို့ကျေးဇူးပါဒေါခင်မြတ်မော်တားနှဖို့လေးကိုထက်ခါနန်းနေသူမအငယ်ဆုံးတားမှုအချစ်တွေလည်းပိုရတယ်တမီ3ယောက်ထက်ဒေတာလေးကိုပိုချစ်ပိုကျူးဆိုင်တယ်တောင်းနန်းပြရနဲ့တားနဲ့ပါလာတဲ့မင်းမပြိုလေး3ယောက်ကိုတိထားမိရဲ့တားသူတို့ကဘာတူလဲသူတို့ကတားရဲ့အသက်သခင်မမမီသူတို့ဘာလို့ခေါ်လာရရတယ်ရေတစ်ချက်တော့ပွားသွားရတယ်အန်တီကြီးကမလို့လိုက်မျက်နှာထားနဲ့ရဲတို့3ယောက်ကိုကြည်ပြီးပြောကြမှာသူ့သားရဲ့အသက်သခင်စွာတည့်ရသားနဲ့ကျေးဇူးတင်စကားပြောမှာမဟုတ်ဘူးလားအခုတော့ဘာလို့ခေါ်လာလဲတဲ့သူ့သားဇနီးစွာတည့်ရင်ဘလို့ဆက်ဆံမလဲမသိပါမမီးကလည်းတားရဲ့အသက်သခင်နေဆိုတော့ကျေးဇူးဆက်ရအောင်ခေါ်လာပါဒါဆိုရင်လည်းပတ်စံပေးပြီးပြန်လို့ရမှာပေါ့ကမလေးတွေပတ်စံဘယ်လောက်ယူမလဲမမီးကလည်းဘလို့မေးလိုက်တာလဲတားရဲ့ကျေးဇူးရှင်တွေကိုပတ်စံဘယ်လောက်ယူမလဲဆိုတာမင်းမဲ့အစားကျေးဇူးတင်ပါလို့ပြောမှာမလားမမီးပြီးတော့သူတို့တွေကဒေးမနေပြီးအလှတင်တန်းတက်ဖို့တားခေါ်လာတာတားရဲ့ရှိုးရှက်ရှက်နဲ့အဆောင်မှာထားလိုက်ပါမမီးတားရဲ့ကျေးဇူးရှင်လေးမမီးသူတို့ဒီမှာလက်မခံရင်တားလက်ဒီမှာမနေဘူးဒေါခင်မြတ်မော်နည်းနည်းတုံးလှုပ်သွားရတယ်တောင်းအင်ကနေဘယ်မှမသားစေခြင်းတို့ဒီတော့သူမ3ယောက်ကိုလည်းအိမ်မှာမထားနိုင်ပါဒါပေမဲ့လေတားရဲ့ဒီမှာပဲနေပါသူတို့3ယောက်ကိုမမီးခေါ်ထားပါမယ်တင်နဲ့ဘယ်နှလားတက်မှလဲ6လပါအန်တီသမီးနာမည်ရိတ်ကြွေးဖမ်းပါဒါသမီးရဲ့ညီမလေးပါသူ့နာမည်ကစီအမအကြီးမပါသူကတော့ခေအငယ်မပါရှင်အဒီနာမည်ကခင်မြတ်မော်မှာတောက်ကတင်ပေးလို့ကျေးဇူးပါထော်ခင်မြတ်မော်ရိတ်တို့စကားပြောနေတော့အဲကန်နဲ့အပြူလောက်ဝင်လာတဲ့မိန်းကလေး3ယောက်ကိုမြင်ချင်းရိတ်ဘလို့မှတပေါ်မကြပါမောင်လေးမမကြီးတို့ရှာလိုက်ရတာမောလို့ဘာဖြစ်လို့တော်သေးရဲ့သူတို့မိသားစုအလန်းသေးတာကိုကြည့်ပြီးရေကျင်းနူးမဲ့အစားစိတ်ပြတ်မိရဲ့ဦးမင်းကိုတော့မကျင်းတဲ့သူတို့တစ်ချက်မျက်စောင်းထိုးပြစ်တယ်အခါမှာဦးမင်းကရိတ်တို့3ယောက်ကိုနေရာချပေးတယ်ဧည့်သည်ထားရဲ့ခန်းမှာရိတ်တို့3ယောက်ကိုနေခိုင်းတယ်ဒါတော့သူ့မမီကတားငယ်လေးရဲ့သူတို့မအူးတို့နဲ့အတူတရမှာနေခိုင်းမှလားတဲ့ဦးမင်းကတော့လောကလက်မခံပဲညှင်းဆန်တယ်ပရိသတ်တွေကိုနာဆင်ရတဲ့ဇလန်ကတော့စာရေးသူသွေးမေရေးသားထားတဲ့ဂိုင်းစတာမာလေးဤအချစ်တော်ဆွဲဇလန်ကောင်းလေးရဲ့ပထမပိုင်းပဲဖြစ်ပါတယ်နောက်နေ့မှာတော့ဒီဇလန်ရဲ့ကြန့်ရှိနေတဲ့စသိမ်းပိုင်းကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးနိုင်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်